Ese lunde maunya mia soye mene pepe lunde maunya mia soye kukuro shini me ngaru shima Sute mudo luande maunya mia soye Joji mudo luande maunya mia soye kukuro shini me ngaru shimaမင်္ဂလာပါရှင်ရှင်းပြည်မြောက်ပိုင်းနောက်ဆုံး line စီစဉ်ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်ကျမတို့ဒီစီစဉ်ကိုတော့အပတ်စဉ်စနေနေ့ညနေတိုင်းပြုလုပ်နေတာဖြစ်ပါတယ်ရှင်ကျမတို့ဒီစီစဉ်ရဲ့အဓိကရည်ရွယ်ချက်ကတော့မိဘပြည်သူများအားလုံးသိကြတဲ့အတိုင်းကျမတို့စစ်အာဏာရှင်ကိုတိုက်ထုတ်နေတဲ့အခါမှာကျမတို့တိတိမျိုးမှာရှိတဲ့ပြည်သူပြည်သားများကလည်း2021ကနေစပြီးတော့မှယနေ့အချိန်ထိကျမတို့
အားလုံးနဲ့အတူပေါ့နော်ပါဝင်ပြီးတော့မှကျမတို့ချင်းပြည်နယ်လွတ်မြောက်ဖို့အတွက်ကိုကြိုးစားရုန်းကန်နေကြတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ ZFU PDF ဇုံလအနေနဲ့ချင်းညီနောင်ရဲ့စစ်စင်ရေးဖြစ်တဲ့တီတီမြို့သိမ်းအတွက်ကိုပြင်ဆင်နေဆဲကာလဖြစ်ပါတယ်။ဒါကြောင့်မို့လို့မိဘပြည်သူတွေကလည်းအားလုံးပါဝင်ပေးနိုင်ဖို့ရန်အတွက်ဒီနေရာမှာကျမတို့တိုက်တွန်းလိုပါတယ်ရှင်ပထမအဆုံးအနေနဲ့ကျမတို့ခန္ဓာစီစဉ်စမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ရဲ့ဒေါက်တာခင်တွန်းZFU ရဲ့ Vice President ဖြစ်ပြီးတော့မှ ICNCC ရဲ့တဘာပတိဖြစ်တဲ့ဒေါက်တာခင်တွန်းကနေပြီးတော့မှအခွင့်အမှားစကားပြောကြားပေးဖို့ရန်အတွက်ဖိတ်ခေါ်ပါတယ်ရှင်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့အပတ်စဉ်ပြုလုပ်နေကြချင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုက်အစီအစဉ်မှာ online ကနေပြီးတော့တက်ရောက်ပေးကြတဲ့နားထောင်ပေးကြတဲ့ကျွန်တော်တို့ရဲ့အမိဘပြည်သူများအားလုံးနှုတ်ဆက်လိုပါတယ်ကျွန်တော်တို့ကတော့အမြဲတမ်းပြောထားသလိုမျိုးကျွန်တော်တို့ရဲ့တော်လှန်ရေးကျွန်တော်တို့ရဲ့ပန်းတိုင်မပြီးမချင်းရတဲ့နီလန်းနဲ့ရတဲ့အရာအလုံးနဲ့နီလန်းပေါင်းစုံတဲ့သူပါဝင်တာကျွန်တော်တို့ရမှာတော့မဟုတ်ပါဘူးဒီအတွက်ကြောင့်ပြည်သူတွေပင်ပန်းတဲ့အချိန်ရှိမယ်ဒီစိတ်ကုံတဲ့အချိန်လည်းရှိကောင်းရှိပါလိမ့်မယ်ကျွန်တော်တို့အဲ့ဒါအပြည့်အဝနားလဲတယ်ဒါပေမဲ့အဲ့ဒီကြားထဲမှာပဲကျွန်တော်တို့ဇွဲမလျှော့ဘဲနဲ့လုံနိုင်တာလေးတွေလုံသင့်တဲ့လောက်ကျွန်တော်တို့အများအားပါဝင်ဖို့လိုပါတယ်ကဘာပေါ်မှာကြီးမားတဲ့အောင်မြင်မှုဆိုတာအလကားရတာတခုမှမရှိပါဘူးတန်ရတန်ကြီးတော့ပေးဆက်ရတာဖြစ်တယ်အောင်မြင်မှုအလွယ်တကူရတဲ့အောင်မြင်မှုဆိုရင်လည်းကြာရှည်ခံတာမဟုတ်ပါဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့သွားနေတဲ့တနိုင်ငံလုံးကို change ပြောင်းလဲဖို့ဆိုတာတကယ်ကိုအမတန်မှကြီးမားတဲ့ရည်မှန်းချက်ရည်ရွယ်ချက်ဖြစ်တယ်လွယ်မှာတော့မဟုတ်ပါဘူးအဲ့ဒီချိန်မှာကျွန်တော်တို့အနေနဲ့တပတ်လောက်ပါဝင်ပြီးတော့စေတကြတာတွေတလားလောက်ပါဝင်ပြီးစေတကြတာတွေ6လလောက်ပါဝင်ပြီးစေတကြတာတွေကြားနိုင်တာတော့အပြည့်အဝကျွန်တော်တို့နားလဲပါတယ်ကြားရင်လည်းပြန်ပြီးတော့ကိုဟာကိုပြန်အားစိုက်ပြီးတော့မပြီးမချင်းဇွဲရှိတဲ့လူတွေ resiliency ဆိုတဲ့ဒီကြံ့ခိုင်မှု preservation လို့ခေါ်တဲ့ဇွဲရှိမှုတွေအဲ့ဒီဟာတွေပါဝင်မှအတားတယ်ကျွန်တော်တို့လိုလားမျှော်မှန်းတဲ့ရေမှန်းချက်ကျွန်တော်တို့ပြီးမြောက်မှာဖြစ်ပါတယ်ဒါကတာဝေးပြေးရတဲ့ပြီးအရာဆိုတော့ဇွဲရှိဖို့လိုမယ်ကြံ့ခိုင်ဖို့လိုမယ်အဲ့ဒီချိန်မှာတဝူတယောက်တည်းပြေးနေလို့လည်းရတာမျိုးမဟုတ်ပါဘူးအားလုံးအချင်းချင်းကိုယ်ဖြေးမှပြီးတော့ပါဝင်ဖို့လိုပါတယ်ဒီနေ့မှလည်းကျွန်တော်တို့ကဒီမှာပေါ်လာတာဖြစ်တယ်အထူးသဖြင့်ဒီလေးနေတာမှာတခုကျွန်တော်ပြောပြလို့တာတော့နိုင်ငံရေးမှာဆိုရင် signal and noise ဆိုပြီးတော့ရှိတယ်အချက်ပြအတန်နဲ့ဆိုညံတန်ဆိုပြီးတော့ခုမတူဘူးကွဲနေတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကဆိုညံတန်လေးထဲမျောပါသွားရင်ဒီနေ့ချက်ချင်းလှုပ်ရှားတွေနားပြီးတော့အပြင်ထွက်ဖို့ပဲရှိတယ်ဆိုညံတန်တအားများတယ် distraction ဆိုပြီးတော့လုပ်ငန်းတွေအာယုံစိုက်လို့မရအောင်ဟိုဘက်ကနေဒီစကားပြောဟိုဘက်ကနေဒီစကားပြောဟိုဟာဖြစ်တရားဖြစ်စိတ်ညစ်စရာတွေမရှိတာမဟုတ်ဘူးရှိတယ်ဆိုရင်တန်ဆိုတဲ့ noise ကတော့အများရှိတယ်ဒါပေမဲ့အဲ့ဓာတွေနဲ့စိတ်တကြနေရင်တော့ကျွန်တော်တို့အချက်ပြတ်တန်ဖြစ်တဲ့မြေပြင်မှာပေးဆက်နေတဲ့ကျွန်တော်တို့လူငယ်တွေရဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့ပြန်မရနိုင်တော့တဲ့အနာဂတ်တွေကျွန်တော်တို့ဆုံးရှုံးပြီးသားအရာတွေအတွက်ဘယ်တော့မှကျွန်တော်တို့ဒီလိုမျိုးတမိုင်းအသစ်ပြန်ပြီးတော့ကြိုက်တဲ့ချိန် start လုပ်ရတဲ့ဟာမျိုးမဟုတ်ဘူးကျွန်တော်တို့တော်တော်ခရီးဝေးရောက်ခဲ့ပြီးပြီကြိုက်တဲ့ချိန်ပြန်နာကြိုက်တဲ့ချိန်ပြန်စလို့ရတဲ့ဟာမျိုးမဟုတ်ပဲねအခုကျွန်တော်တို့အကုန်ပေးဆက်ပြီးတော့ပါဝင်နေတဲ့ဒီတော်လိုင်းမှာအဲ့ဒီ noise ဖြစ်တဲ့စုံရံတန်တွေနဲ့မျောမပါချဖို့မေတ္တာရခံလို့တယ်ကျွန်တော်မေတ္တာရခံလို့တာအဲ့ဒီ signal အချက်ပြတ်တန်းပါလေကျွန်တော်တို့ပန်းဆိုင်ရောက်ပြီလားကျွန်တော်တို့ရဲ့လူငယ်တွေသဆွန်းနေတဲ့မြေပြင်မှာပေးဆက်နေတဲ့လူငယ်တွေသူတို့အိမ်ပြန်ရောက်နိုင်ပြီလားအဲ့ဒါလေးပဲကြည့်ပြီးပါအဲ့ဒါမပြီးမချင်းတခု action အလုံးနဲ့ပဲတည်ပြဖို့လိုပါတယ် Facebook မှာစာရေးတာလည်းကောင်းတယ်
ဟိုမှာစကားပြောဒီမှာစကားပြောတာလည်းအရေးကြီးတယ်အရေးကြီးဆုံးကတော့လက်တွေ့ကျွန်တော်တို့ရဲ့ရေမှန်းချက်မပြီးမချင်းလက်တွေ့မှာတောက်လျှောက်ပါနေဖို့လိုအပ်ပါတယ်အဲ့ဒီအတွက်ကြောင့်ဒီနေ့ချင်းပြည်မြောက်ပိုင်းဆိုတာလဲစကားစားရဲ့ဒီနေရာဖြစ်တဲ့အုပ်ချုပ်ထားတဲ့ချင်းပြည်မြောက်ပိုင်းမှာရှိတဲ့တည်တည်မှုမြို့မှာရှိတဲ့စကားစားအပြီးပိုင်မောင်းထုတ်ဖို့အဲ့ဒါမပြီးမချင်းကျွန်တော်တို့ဒီ signal မပြီးမချင်းဒီ noise လောက်ဆိုရင်တန်တွေလောက်နေတော့ကျွန်တော်တို့စိတ်တွေကျွန်တော်တို့အင်အားရင်တွေဇွဲမလျှော့မီဖို့မျောမပါမီဖို့အမတမ်းမှရည်ကြီးပါတယ်အဲ့ဒီအတွက်ကြောင့်အလုံးငွေအားဖြင့်ကျွန်တော်တို့ပါဝင်ပေးဖို့မေတ္တာရက်ခံတယ်အဲ့ဒီအလုံးငွေရတဲ့တေချာတာဒီမှာပေါ်လာတဲ့ဒီမှာထိုင်တဲ့လူတွေရဲ့ပတ်စံတဲ့တပြားမှဝင်မှာမဟုတ်ပါဘူးမြေပြင်ကိုတိုက်ရိုက်ကျွန်တော်တို့ပုံမှန်မြေပြင်ကိုတိုက်ရိုက်ပို့နေကြဖြစ်တယ်ကျွန်တော်တို့ရဲ့မြေပြင်မှာရှိတဲ့သူရဲ့အကောင့်တွေထမင်းစားတိုင်းသူတို့ထမင်းကျွေးတဲ့ထမင်းရှင်မိဘပြည်သူတွေအမြဲတမ်းဆူတောင်းပေးနေတဲ့လူငယ်တွေဖြစ်တယ်ဆိုတော့မြေပြင်တိုက်ရိုက်ရောက်တယ်ဆိုတာကျွန်တော်တို့အာမခံတယ်လို့ကျွန်တော်တို့ရဲ့ပန်းတိုင်မြောက်မချင်းဆက်လက်လုပ်သွားမှာဖြစ်တယ်ဆက်လက်ပြီးတော့အားယူရအောင်အလုံးမျိုးအားဖြင့်ပါဝင်ပေးကြပါဒီဗီဒီယို like and share လုပ်ပြီးတော့ပါဝင်ပေးကြပါstar picture အဖြစ်ပါဝင်ပေးကြပါကျွန်တော်တို့ကအားလုံးလက်သွင်းညီမှဇွဲရှိရှိနဲ့လက်သွင်းညီမှအောင်မြင်တဲ့အရာဖြစ်ပါတယ်ဆိုပြီးတော့ပြောချလို့ပါတယ်ကျွန်တော်ချင်းလိုမျိုးချင်းစကားနဲ့နည်းနည်းလေးပြောလိုက်ပြီးတဲ့အခါကျရင်တော့house coach house ကနေဆက်လက်ဦးဆောင်ပေးမှာဖြစ်ပါတယ်မိပြီแต่ตัวนี้เกี่ยวกับเทมันในลงดำเขาแต่งองดอกลีลาแล้วเฮียวงี้นะอีกอันดานี่นะอีกว่าจะมาแต่งหันจำตันเด้งแซมตันเด้งเห็นไหมจะมีแต่ที่ด้านนักเสพเรียนปีแต่เป็นมองหนักกว่ามันต้องเป็นไงเราเรียนจีเกี่ยนภาพผ่านว่าพังนักเสพเรียนฮิตแต่ละกว่าจะนักเรียนปีแต่เป็นมองหนาขุดจะคิดไปเยี่ยวแทงน้ำให้เป็นมาเลยนะหันแชมตันมากูเขาตะกาอิสมันจังเบกากว่าจะนักเก่งอาเทียฮีมันเนี่ยนะจะมีแต่ลำดอตตอนเลยนี่หันแชมสวกเริงทุบมาฮีจีเกนน้องพังยันมองนางคิดเปียเป็นกุบเขียนนัทโลเชียมองนางคิดไปเป็นมาเป็นมองนางกิลักสกิดเทไอ้ฮิดานะไอ้หันแชมตะกาอินเสพนาแต่เป็นองมอกซองเงลูดีงี้นะกว่าจะนักเรียนปีแต่เป็นไอ้หันแชมนาต่อกีฬาคนโกลฮัมตังเฮจิแกนนี่อันนี้นะอะเฮแหละฮีในงานยีรำขอเกียนที่มา signal and noise สิอากรรมลมเนียนว่าแหละฮีsignal ที่อัดเช็ดเปียมาแต่ตัวเป็นอีกแค่เทโกลมาฮีจิงเกนนอมิงยินนาขัดเปิดอิสระแต่กรรมลมเนียนว่าแบบองค์มหัมตังนิงตัวเป็นตัวชีวตัวเป็นมันเกย์ว่าไอ้สังอะองค์กรรมลมเนียนว่าดีเงี้ยนะตัวเต็งตัวilong kham sakena ato teng to kit kip kitia vet le hang pen sep jong bang ma ki sem the non lo rian a hang to gam lum nia nwa song pana atang kiu mei wang izon thei chiang ena to in bang yam chile ikong tun ma rong sem ding che noise agam lum nia noi non lo alampi man amei man a signal penตัวอีซอนหำตังเรียงทุกปีที่นายเซปจังเป็นองเกนเซียนนาโกนาหอมถอนาองหินยานว่ามาริงซองไอเทยลัวเพียงเทยลัวตัวซองเห็นนางอมโลไอแห้งตัวเต็งตัวอีกตุยสวดเลยแบบจิกมาหัวหน้าอีกงตรงเงยโลเดียตัวนู้ตัวปาเต้ฮุนลายขัดของเซนงี้ไม่เป็นตัวคิดแต่มังกีกองคิดเฉลตักเดียไอแห้งเป็นไอวดเป็นกว่าซอมาเต็งอีสิ่งนั่นละฮีอีกงอีตุนมาเต็งบางจงหาลงแกลัวเซนตันเดียงเฮียตัวลงซิมินทำตังเดียงตัวหันถอนนอมิงตัวให้มันเนี่ยนะตัวอีหีนะสมระบายต่อมาอีมาปันเดียงมาองคิดโฮมฮีตัวสมระบายจีเจงที่ตั้งอาตุแต่งเงินลงเป๊ะขจังงาให้เปิดมาแล้วกรองอีนาวเตียซาตรงนี้นะฮีอาตุแต่งมาไม่จงกันอีกส่วนแต่งก็จะเปียกจีเปียเปเห็นกะฮุนkahon tengo la pia sumle pai kani tengo la pia piak the piang ma tenga kepe khin hi ko piao ngong chinga mong to ma bangena no zong piao on chiao ki han thon hi na pe khom ni among na kinga khong khat jong pung ma loi mani na sem na to ina sem na ium na le ikung tun ma dong sem khom ni chi ong zon hi wele long da ma mai le
နော်ဒါမေလဲဒေါက်တာခင်သွန်းခုလိုမျိုးဖွင့်မှာစကားပြောကြားပေးသွားတယ်ဒေါက်တာခင်သွန်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးတော့မှအဖွင့်သရှင်တစ်ပုဒ်ကိုကျမတို့နားဆင်ရမှာဖြစ်ပါတယ်ရှင်ညီမလေး JM ဝိတ်စီကနေပြီးတော့မှအဖွင့်သရှင်ကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်lung sim tam san in hong kinu siamo luan kinu in na ummo lo sakti lung yang in na ummo lung zuangi nang kian ommo sian ma ang lum su hong leng in hong to nga i an bang hong in na mong nei lo bat la nei lo ai cùng pano lam menin hong vil ge lo mo hong pai hong inan sa la nei lo na quasi na na tol mo Zena Tuakin na ummo Topan hong Gamlasan zemo To Zesun Wakem eu zoki Sian mang ang lum su hong leng in hong to nga i an bang hong ina mong nei lo pat la nei lo ai cùng pan hong lam men min hong vil ge lo mo hong pai hong ina sa la nei lo hi sang hong ki so te na ding po te lo hi sang hong lo so na ding po te lo hong in na ti pi yan pen sang in tuk sa hi to pa ina hey lo ama ina hong leng in hong to nga i an bang hong ina mong nei lo bat la nei lo a in kong an hong lam men in hong vil ge lo mo hong pai hong inan sa la nei lo amen hong inan sa la nei lo amenလုံဒါမေလဲ JM ဝိတ် ARD အဟိနာလဲမအောင်ပန်တယ်မသူလိုက်တာမအောင်ပန်တဲ့ပင်ဂွန်ဇောနာအင်းနေခတကြအီနာဆက်တဲ့သူလိုက်တာပေါင်းဟိလဲပင်ဟမ်ဆနာဇုံအုံဒီပေါ်ခတဲ့လုံလူဇုံလုံလူဇုံအုံဒီတေတကအဟန်ချမ်ဇုံအုံဒီအဟယငါနိခနိကြအပက်ပြရဆင်အဆင်တဲ့ယာဒီဟိဇုံအဆင်မလို့တဲ့ယာဒီဟိဇုံ
igam ilei sota nadia isem tebe tulai ta thu pi ma hi cha ni khan ni cha aga kilo be de ma to hi cha tha ne mlo taka de taka ikung အတုံးမာတော့ကြာဟန်ချမ်တကဆမ်တော်ဒီမှာအခုကျမတို့ဒီရှင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းရဆိုလို့ရှိရင်ခုနဒေါက်တာခင်သွန်ပြောသလိုပဲပေါ့နော်ကျမတို့ဒီတော်လန်ရေး၄နှစ်တာကာလရောက်လာတဲ့အခါမှာပေါ့နော်ကျမတို့စုညံတန်တွေများစွာထွက်လာတယ်ပေါ့နော်အဝေးရစုညံတန်တွေလည်းရှိတယ်လို့မမျော်လင့်ပဲကျမတို့အချင်းချင်းတွေကနေပြီးတော့မှစုညံတန်တွေလည်းရှိပါတယ်ဒါပေမဲ့ဒီလိုစုညံတန်တွေဘလောက်ပဲရှိချေဒေါက်တာခင်သွန်ကကျမတို့ကိုအချက်ပြတန်ကိုပို့ပြီးတော့မှနားထောင်ကြဖို့ရန်အတွက်ပြည်သူပြည်သားတွေကိုကျမတို့ဒီလူထုကိုပြောကြားသွားတာဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့အနေနဲ့ဒါအချက်ပြတန်ကိုသာနားထောင်ပြီးတော့မှစုညံတန်တွေအားလုံးကိုကျမတို့နားထောင်မယ်ဆိုလို့ရှိရင်စိတ်တွေထွေပြားပြီးတော့မှတယောက်ကစိတ်တကြစရာဟစ်လိုက်ပြီဆိုရင်ဟုတ်သားပဲငါဒီဒေါ်လာကြီးကိုလုံနေတာဘာတိပဲရှိလဲဆိုတဲ့စိတ်တကြမှုတွေဖြစ်လာမယ်ပြီးကြလို့ရှိရင်တချို့နေရာတွေမှာကျမတို့အပုတ်ချလေးတွေရှိတယ်ဆိုလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်အခုနောက်ပိုင်းဆိုလို့ရှိရင်စခန်းတချို့ပြန်ပေးလိုက်ရတာတွေဒါတွေကိုတွေ့ပြီးတော့မှကျမတို့တချို့ဆိုစိတ်တကြရတယ်ရှင်ငါတို့ရှုံးသွားတော့မှလားဒီတိုင်းဆိုလို့ရှိရင်တော့ငါတို့မပါဘဲနဲ့နောက်ဆုတ်လိုက်မယ်ဆိုပြီးတော့မှတချို့အမီးပြန်ကုတ်သွားတဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော်တကယ်တမ်းကျတော့ကျမတို့တစ်စခန်းနှစ်စခန်းထက်ကျမတို့အများကြီးသိမ်းထားရတဲ့အောင်မြင်မှုတွေများစွာရှိနေတဲ့ percentage ကိုကြည့်ချင်းအပြင်ကျမတို့ဟာအောင်နေတာဖြစ်တယ်ပေါ့နော်ဒီຢာကိုကြည့်ဖြစ်မအောင်လို့လည်းမရဘူးပြီးတော့နောက်ဆုတ်လို့အရာလည်းကျမတို့လုံးဝမဟုတ်ဘယ်တော့မှလည်းနောက်ဆုတ်မှာမဟုတ်ဘူးမြေပြင်မှာရှိတဲ့လူငယ်တွေကအဆုံးထိသွားဖို့အတွက်ပြန်မရနိုင်တဲ့အသက်တွေကိုပေးပြီးတော့မှအဆုံးထိသွားဖို့သူတို့ ready ရှိနေတဲ့အတွက်ကြောင့်မို့လို့ကျမတို့ထောက်ဖို့တွေကလည်းလုံးဝရနာလိုက်လို့မဖြစ်ပါဘူးဒါကြောင့်မို့လို့မြေပြင်မှာနေတူကကြီးစံနေကြားတဲ့ကနေပြီးတော့မှတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေရှိနေတဲ့ကျမတို့ကလည်းလုံးဝရနာလိုက်လို့မရပါဘူးဒါကြောင့်မို့လို့ကျမတို့စုညံတန်တွေဘာပဲစုညံတန်တွေလာကျမတို့လုံးဝသွေးပြက်ခြင်းမရှိပဲသွေးကြောင်ခြင်းမရှိပဲသွေးကွဲခြင်းမရှိပဲနဲ့ကျမတို့အဆုံးထိသွားရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့ရှင်းပြည်အတွက်ဆိုလည်းချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းရဲ့ road to team အတွက်ကိုလည်းကျမတို့စုညံတန်မြောက်များစွာကြားထဲကနေပြီးတော့မှကျမတို့ရဲ့ focus ကကျမတို့ team တိမ့်ဖို့နဲ့ရှင်းပြည်မြောက်ပိုင်းမှာစကားကင်းစင်ဖို့အတွက်ဖြစ်ပါတယ်ဖလမ်းမူလည်းကျမတို့အောင်မြင်စွာတိုက်ချုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်အခုရှိနေတဲ့ပြဿနာတွေအားလုံးဟာကျမတို့ချင်းညင်အောင်ကိုဘယ်အရာကမှတားလို့ရမှာမဟုတ်ပဲနဲ့ကျမတို့ရဲ့ပုံရံသူဖြစ်တဲ့စကားကိုကျမတို့အဆုံးထိတိုက်ထုတ်သွားမှာဖြစ်ပါတယ်ဒီအဆုံးထိတိုက်ထုတ်တဲ့နေရာမှာစကားကိုကျမတို့ရှင်းလင်းတဲ့နေရာမှာစွညောက်ခလုတ်တွေကိုလည်းကျမတို့ဖယ်ရှားရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့ဟာဘယ်အရာမဆိုအဆုံးထိသွားဖို့အတွက်အဓိကတော့အာနာရှင်ပြုတ်ကျဖို့ရန်အတွက်ကျမတို့ဆက်လက်ပြီးတော့မှရှေ့ဆက်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုက်အတွက်ဆိုလို့ရှိရင်မိဘပြည်သူတွေရဲ့အားလိုပါတယ်ရှင်ဥမာနိုကနေ presentation တစ်ချက်ကူညီပေးပါကျမတို့ဒီကူညီမဲ့အားတွေဟာဘယ်လောက်ထိလိုအပ်လဲဆိုလို့ရှိရင်တော့ကျမတို့ချင်းညီနောင်ပါဆိုလို့ရှိရင်တော့မိဘပြည်သူတွေရဲ့ရှေ့မောက်မှာပေါ့နော်ຫນွေဦးတော်လိုင်းရေးမှာပေါက်ဖွာလာတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည်သူရဲ့အားနဲ့ပဲကျမတို့လဲပတ်နေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီကနေ့ကျမတို့ Operation CB ရဲ့ရှင်းပြည်မြောက်ပိုင်းနောက်ဆုံး line road to team ချင်းညီနောင်တွေရဲ့ team မြို့သိမ်းတိုက်ပွဲမှာဆိုလို့ရှိရင်เนาะမိဘပြည်သူတွေရဲ့အားများစွာကိုလိုပါတယ်ဖလမ်ဆိုလို့ရှိရင်တော့ကျမတို့ 1.8 million လောက်ကုန်ကြပြီးတော့မှကျမတို့ဖလမ်ပြည်သူတွေရဲ့အားကျမတို့နိုင်ငံတကာမှာရှိတဲ့ထောက်ပို့ပြည်သူတွေရဲ့အားမြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့တော်လန်ပြည်သူတွေရဲ့အားနဲ့စစ်အာဏာရှင်ကိုကျမတို့9လတိကြံ့ခံပြီးတော့မှရဲဘော်တွေရဲ့အသက်ကျမတို့60နီးပါးသွေးမြေကျပြီးတော့မှအခုချိန်ထိတချို့နေရာတွေဆိုရင်သွေးညီနှံ့အောင်မှပျောက်သေးမှာမဟုတ်ပါဘူးကျမတို့သွေးတွေကလည်းစိုးနေဦးမှာဖြစ်ပါတယ်ပြောကြည့်ဆိုရင်သူတို့ဝိညာဉ်တွေဆိုလို့ရှိရင်လည်းဒါသူတို့ကောင်းကင်ကနေပြီးတော့မှကျမတို့ကြည်နေဦးမှာဖြစ်ပါတယ်ဒီအချုပ်တွေအတွက်လည်းသူတို့အင်မတန်မှဝမ်းနည်းနေမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့လိပ်ပြလုံနိုင်ဖို့ရန်အတွက်ကျမတို့လုပ်ရက်တစ်ခုစီတိုင်းဟာအရေးအရန်ကြီးပါတယ်ဒါကြောင့်မို့လို့ဆက်လက်ပြီးတော့မှကျမတို့ပါဝင်ဖို့ရန်အတွက်မျှော်လင့်ပါတယ်ဒီရှင်းပြည်မြောက်ပိုင်းနောက်ဆုံး line ရဲ့ project တွေထဲမှာဆိုလို့ရှိရင်เนาะကျမတို့မိဘပြည်သူတွေရဲ့ donation အားနဲ့ကျမတို့သွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ at least 1000 campaign ဆိုတာဒါလူငယ်လေးတယောက်ကနေပြီးတော့မှတကယ်ချင်းတွေကိုရှင်းပြမြောက်ပိုင်းနောက်ဆုံး line ငါတို့ဟာနောက်ဆုံး line ဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ဆုံးအားနဲ့ငါတို့သွားရအောင်ဆိုပြီးတော့မှသူကနေစပြီးတော့မှသူတကယ်ချင်းတွေကို1000 campaign ကို challenge ခေါ်လိုက်တာဖြစ်ပြီးတော့မှဒီ challenge ကိုသူကဥဆောင်နေပြီးတော့မှမြည်သူမဆိုဒီ challenge မှာပါဝင်နိုင်ပါတယ်ရှင်ဒါကြောင့်မလို့ကျမတို့1000 challenge campaign လေးလည်းရှိပါတယ်နောက်တစ်ခုကတော့ကျမတို့ ZFU ဘောင်းရှိပါတယ်ဒါကတော့ကျမတို့တော်လိုင်းရေးຫນွေဦးတော်လိုင်းရေးအစမှာဆက်ရနေရကြီးကျမတို့လဲပတ်နိုင်ဖို့ရန်အတွက်
ကျမတို့ NUG bonds ကိုအားလုံးမှတ်မိကြမယ်ထင်ပါတယ်မိဘပြည်သူတွေအားလုံးကနေပြီးတော့မှပါဝင်ပံ့ပိုးမှုကြောင့်မို့လို့ကျမတို့ဆက်ရနေရကြီးကိုလဲပတ်နိုင်ခဲ့ပါတယ်ဒီလိုမျိုးပဲကျမတို့တိတိမြို့သိမ်းနိုင်ဖို့ရန်နဲ့တိတိမြို့မှာကျမတို့ ZFU ရဲ့ဆက်ရနေရကိုလဲပတ်နိုင်ဖို့ရန်အတွက်လည်းကျမတို့ဒီ ZFU ဘောင်းကိုလည်းဝယ်ယူနိုင်ပါတယ်ရှင်ဒါကတော့လုံးဝကျမတို့ president ကိုယ်တိုင်အာမခံပြီးတော့မှကျမတို့လက်မှတ်ထိုးထားပြီးတော့မှကျမတို့ဒီတိုက်ပွဲကနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နိုင်နေခဲ့တဲ့အရာတွေကိုလည်းတက်တည်ပြပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကလည်းအာမခံချက်ရှိတဲ့ ZFU ဘောင်းတစ်ခုဖြစ်ပါတယ်မိဘပြည်သူတွေလည်းလှည့်လဲဝယ်ထားတဲ့သူတွေလည်းရှိပါပြီနောက်ထပ် project တစ်ခုကတော့ကျမတို့ Freeland ticket ဖြစ်ပါတယ်ဒါကတော့ကျမတို့ဒီလကုန်လို့ရှိရင်နောက်ဆုံးဖြစ်ပါတယ်ticket တော်တော်များများကကျမတို့အစပိုင်းမှာပေါ့နော်အကြောင်းမျိုးမျိုးကြောင့်မို့လို့နှောင့်နှေးနေတာတွေရှိပါတယ်ဒါကြောင့်မို့လို့ခုဆိုရင်လည်းကျမတို့စူးစမ်းပြီးတော့မှရောင်းနေတာလည်းတော်တော်လေးလည်းရောင်းထွက်နေပါပြီဆက်လက်ပြီးတော့မှလည်းကြံနေသေးတဲ့အတွက်ကြောင့်မို့လို့ဝယ်ယူအားပေးကြဖို့ရန်အတွက်လည်းမြေတားရက်ခံပါတယ်ဒီကနေ့မှလည်းကျမတို့ဒီFreeland ticket ကိုအသားပေးပြီးတော့မှကျမတို့ရောင်းချသွားမှာဖြစ်ပါတယ်ပထမစုကတော့တိတိမြို့လေကောင်မှာရှိတဲ့9000 square feet ရှိတဲ့ကျမတို့ဒီအချက်ချာကြတဲ့ကာလာပေါက်ဈေးနဲ့ဆိုလို့ရှိရင်တော့ကျမတို့သိန်း9000တန်ပေါ့နော်သိန်း9000တန်တဲ့မြေကွက်ကိုပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်ဒီမြေကွက်ကိုရရှိတဲ့အခါမှာလည်းကျမတို့တချို့ကမြေကွက်ကိုမလို့ရှင်ဘူးဆိုလို့ရှိရင်လည်းကျမတို့ငွေသားနဲ့ပြန်လဲပြီးတော့မှပေးမဲ့အစီအစဉ်ပေါ့နော်60%ငွေသားထုတ်လို့ရတဲ့အစီအစဉ်ကိုရှိပါတယ်ဒုတိယစုကတော့ကျမတို့3500နဲ့2000ဝန်းကျင်မှာရှိပြီးတော့မှ2000ကျမတို့2269 square feet ရှိတဲ့မြေကွက်တစ်ခုကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဒီကတော့ကျမတို့အတွက်ဒုတိယစုဖြစ်ပါတယ်ရှင်ဒီမြေကွက်နှစ်ကွက်ကိုတော့ကျမတို့မြို့သိမ်းပြီးသွားတဲ့အခါမှာပေါ့နော်3လနဲ့6လချမ်းမှာကျမတို့ cash ပဲဖြစ်ဖြစ်ဒီစာချုပ်ပဲဖြစ်ဖြစ်ပေါက်တဲ့သူကိုပေးအပ်သွားမှာဖြစ်ပါတယ်ရှင်တတိယစုကတော့ကျမတို့ဆီယမဒေါ်လာကနေပြီးတော့မှတော်လန်ရတနာအဖြစ်ရှင်းပြမြောက်ပိုင်းနောက်ဆုံးလှိုင်းရဲ့ project မှာပါဝင်လာတာဖြစ်ပါတယ်ရှင်သူ့ရဲ့ဘဝမှာတန်ဖိုးအရှိဆုံးရတနာတစ်ခုဖြစ်ပါတယ်ဒါကတော့ကျမတို့မိုးကုတ်မှာရှိတဲ့နီလာလုံးချောနဲ့လုံးချောကိုသူကိုယ်တိုင်ဝယ်လာပြီးတော့မှပဒိမာအပ်ထားပြီးတော့မှရွှေတစ်ကြက်သားနဲ့ပေါ့နော်ကာလာပေါက်စေကျမတို့350တန်ဒါကတော့တတိယစုဖြစ်ပါတယ်ရှင်ဒါကတော့ကျမတို့မဲဖောက်ပြီးတာနဲ့ချက်ချင်းပေးသွားမယ့်အရာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျမတို့125ဆိုင်ကယ်တစ်ခုဖြစ်ပါတယ်ဒါကတော့ကျမတို့ဒီစတုဒ္ဒစုဖြစ်ပါတယ်ရှင်နောက်ထပ်နှစ်သိမ့်စုတွေရှိပါသေးတယ်ဒါကတော့ကျမတို့အမှုတော်ဆောင်ဆီယာမတယောက်ကနေပြီးတော့မှကျမတို့ ZFU PDF ဇိုလန်ကိုအားပေးထောက်ပို့တဲ့အနေနဲ့ဒေါ်လာရတနာအဖြစ်ပေးလာတဲ့တန်ဖိုးအဖြစ်အများကြီးမကြီးပေမဲ့သူတန်ဖိုးထားတဲ့နဂတ်လေးတစ်ခုတည်းကပါဝင်လာတာဖြစ်ပါတယ်ဒါကတော့ကြောက်စိမ့်နဂတ်လေးကိုရွှေနဲ့ပြုတ်လုပ်ထားတာဖြစ်ပါတယ်ရှင်ဒါကနှစ်သိမ့်စုတစ်ခုဖြစ်တယ်နောက်ထပ်နှစ်သိမ့်စုတစ်ခုကတော့ကျမတို့မိုးကုတ်ပဒံများနဲ့ပြုလုပ်ထားတဲ့ရှေးရခင်မှာကျမတို့မြန်မာမျိုးသမီးတွေကနေပြီးတော့မှမျက်မျက်နုံနုရင်ဖုံးကိုဝစ်စင်တဲ့အခါမှာကျဲသီးပေါ့နော်ကြောင်မြက်ရတနာတွေနဲ့ကျမတို့မြေဟာတယံဇာတာပေါ်ကျွယ်ဝတဲ့အတွက်ကြောင့်မို့လို့ကျဲသီးကိုတော့မှကျမတို့ဒီကြောင်မြက်ရတနာတွေနဲ့လုတ်ခဲ့ကြတဲ့မြေဖြစ်တယ်ပေါ့နော်ကျမတို့ရဲ့ဒီလိုမျိုးပဲဒီဟာလေးရဆိုလို့ရှိရင်တော့ကျမတို့မိုးကုတ်ရဲ့တဘာဝပေါ့နော်ဗဒံများနဲ့ကျမတို့ပြုတ်လုထားတဲ့ရွှေနဲ့ပြုတ်လုထားတဲ့ပေါ်ကျဲသီးလေးပွင့်ပါတဲ့ကျမတို့ဒါနှစ်သိမ့်စုထဲမှာကျမတို့ထည့်ထားတာဖြစ်ပါတယ်နောက်ထပ်နှစ်သိမ့်စုတစ်ခုကတော့ခုနပထမနဂတ်လှူထားတဲ့ဆီယာမကပဲဆွဲသီးပေါ့နော်ကြောက်စိမ့်ဆွဲသီးလေးကိုကျမတို့ထပ်ပြီးတော့မှလှူသွားတာဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့ကျမတို့ဒီဇိုင်နာတူကနေပြီးတော့မှပြုလုပ်ထားပြီးတော့မှကျမတို့ဒီတော်လန်ရေးချင်းဂျက်ကက်လေးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်လည်းအင်မတန်မှတန်ဖိုးရှိပါတယ်ကျမတို့900ပေါ့နော်900 1000ပေးပြီးတော့မှဝယ်မဲ့သူတောင်ရှိခဲ့ပူပါတယ်ဒါပေမဲ့ကျမတို့ဒီစုထဲမှာထည့်ရှင်တဲ့အတွက်ကြောင့်မို့လို့မယောင်းခဲ့ပဲနဲ့ပေါ့နော်ဒီနှစ်သိမ့်စုထဲမှာထည့်ထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီတိကတ်ဟာဆိုလို့ရှိရင်တော့ကျမတို့50လို့ပြောပေမဲ့ဈေးကြည့်လိုက်လို့ရှိရင်တန်ဖိုးဈေးကြီးတယ်လို့ခံစားရပေမဲ့ကျမတို့ပေါက်တဲ့တန်ဖိုးကလည်းမနေဘူးဖြစ်ပါတယ်ထည့်ထားတဲ့စုတွေကလည်းမနေဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါဝင်တဲ့ဒီပါဝင်မှုတစ်ခုစီတိုင်းဟာကျမတို့မြို့သိမ်းအတွက်ဖြစ်ပါတယ်ပြီးကြလို့ရှိရင်ပြန်မရနိုင်တဲ့အသက်တွေကိုရင်းထားတဲ့ရဲဘော်တွေအတွက်ကိုထောက်ပို့မှုတစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ပေါက်ရင်ယူမပေါက်ရင်လှူဆိုပြီးတော့မှ Freeland ticket ကိုလည်းပါဝင်ပေးကြခွင့်အတွက်လည်းမြစ်တာရက်ခံပါတယ်ကျမတို့ဒီ ticket ကိုစိတ်ဝင်စားလို့ဝယ်ရှင်တဲ့သူများအတွက်ကတော့918
918-232-2659ဖြစ်ပြီးတော့မှနောက်ထပ်တစ်ခုကတော့918-706-0164ဖြစ်ပါတယ် email နဲ့လည်းဝယ်ယူနိုင်ပါတယ် freedomticket@gmail.com ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒါကတော့ကျမတို့ဒီရှင်းပြမြောက်ပိုင်းနောက်ဆုံး line အတွက်ကိုကျမတို့1.5 million target ထားတာဖြစ်ပါတယ်မိဘပြည်သူများကလည်းတခဲနဲ့ပါဝင်အားပေးနေကြတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးတင်ပါတယ်ကျမတို့ရည်ရွယ်ထားတဲ့ target amount ကိုပြည့်တဲ့အခါမှာကျမတို့တိုက်ပွဲတွေကိုမြေပြင်ကရဲဘော်တွေကစနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်လက်ပြီးတော့မှမိဘပြည်သူတွေကတခဲနဲ့အားပေးကြဖွယ်ရန်အတွက်ကျမတို့အောင်ပွဲတွေကိုလူတိုင်းကလိုလားကြပါတယ်တိုက်ပွဲတွေအောင်တဲ့ခါမှာပေါ့နော်တကယ်ကိုဂုံယူပြီးတော့မှကျမတို့တကယ်ကိုနှစ်ထောင်းအားရ Facebook တွေမှာတင်ကြတယ်ရန်ကိုပျော်ရွှင်ကြတယ်ပေါ့နော်ဒါပေမဲ့ကျမတို့ပျော်ရွှင်ရုံနဲ့လည်းမပြီးပါဘူးကျမတို့ရဲ့ဒီအားပေးမှုတွေဟာကျမတို့ရဲ့ဒီရွှေနဲ့စာတွေနဲ့ပါဝင်ရမယ်မြေပြင်မှာအသက်နဲ့ရင်းထားတဲ့သူတွေရှိတယ်လို့မျိုးကျမတို့ကလည်းအတက်နိုင်ဆုံးမိမိရဲ့ဒီကြိုးစားမှုတွေထဲကနေပြီးတော့မှပါဝင်ဖို့ရန်လည်းအင်မတန်မှအရန်ရေးကြည့်ပါတယ်ဒါကြောင့်မို့လို့ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းမှာကျမတို့လိုအပ်နေတဲ့ဒီ1.5million ရနိုင်ဖို့ရန်အတွက်ပေါ့နော်ဆက်လက်ပြီးတော့မှပါဝင်ပေးကြဖို့ရန်အတွက်လည်းမေတ္တာရက်ခံပါတယ်ရှင်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့မှအစီအစဉ်များကိုသွားမှာဖြစ်ပါတယ်ခုချိန်မှာတော့ကျမတို့နဲ့တူပါဝင်အားဖြည့်လာတာကတော့ ZFU PDF ဇုံလိုင်းရဲ့ supporter တူဖြစ်တဲ့ပါဘစ်ကိုဖိတ်ခေါ်ပါတယ်ရှင်ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါမင်္ဂလာပါပါအခုလို PDF ဇုံလိုင်း ZFU PDF ဇုံလိုင်းရဲ့fundraising မှာပါဝင်ခွင့်ရတဲ့အတွက်အင်မတန်မှဂုဏ်ယူပါတယ်ကျမချင်းပြည့်တဲ့ဘုရားခင်ပစ္စည်းမှာလည်းကျူးကျင်ကြောင်းဘုရားရှင်ရှားပါစီပြီးတော့အခုနဲ့ဖွဲ့ဇော်လမီတာစုအလုံးပေါ်မှာကြည်ယူတင်တဲ့အကြောင်းအရင်ဆုံးပြောကြလိုပါတယ်ကျွန်တော်ဗမာစကားမပြောတာနှစ်ပေါင်းများစွာကြာသွားပြီဆိုတော့နည်းနည်းရိုင်းတယ်လို့မပြည့်စုံဘူးဆိုရင်လည်းနားလည်ပြကြပါလို့အရင်ဆုံးပြောကြလိုပါတယ်ပြီးတော့ကျွန်တော်အချက်3ချက်လောက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်မင်းအွန်လိုင်းအကြောင်းနဲ့ချင်းအွန်လိုင်းအကြောင်းပြောမယ်ပြီးတော့ CNDF ပြီးတော့ဒီ CNDF ရဲ့အမားနေကျွန်တော်ပြီးတဲ့ဇော်လန် CBA ဘလူးတင်ခါစာယူမယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောတော့မှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ပြောကြလိုတာကတော့စီမြန်မာနိုင်ငံငင်းချမ်းချင်တယ်ဆိုရင်မြန်မာနိုင်ငံမှာငင်းချမ်းဖို့ဆိုရင်စမြောက်ဟိုင်းကိုစစ်တပ်လာပြန်မှသူ့ရဲ့အာဏာကိုပြည်သူလက်ထဲမှာအမှအမှဆိုရင်ကျွန်တော်တို့မြန်မာပြည်ကြီးကငင်းချမ်းမှုရသွားမှာဖြစ်ပါတယ်သူတို့အဲ့လိုလုပ်ရင်ဗမာပြည်ကပြတ်သွားမလို့မြန်မာနိုင်ငံကြီးကအကွဲသွားမလို့နဲ့သူတို့ဆိုးရင်တယ်အမှားတော့အဲ့လိုမဟုတ်ဘူးသူတို့စိတ်ချလက်ချအိုင်ဒီပြတ်တာပေါင်းစုံကပြည်လေသွားမဲ့အရာဒါပေမဲ့အာဏာကိုမစွန့်လွတ်နိုင်ဘူးဒါကြောင့်မို့ကျွန်တော်တို့ဒေါ်လာပြည်သူမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ငူဒေါ်လာရေးမှာပေါင်းတဲ့ဒိုင်းတာဒေါ်လာရေးမှာပဲဖြစ်အားလုံးတွေးမကွဲပဲနဲ့လမ်းစီမပြောက်ပဲနဲ့ဒီစနစ်ဆိုးကြီးကိုကျွန်တော်တို့လက်တွဲငင်နဲ့တိုက်ထုတ်ဖို့အင်မတန်မှအရေးကြီးပါတယ်အဲ့ဒါတော့ကျွန်တော်မြန်မာပြည်နဲ့ပတ်သက်တဲ့အတူချုပ်ပြောတော့တာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ချင်းပြည်မှာကြည့်အောင်ကျွန်တော်တို့အခုချင်းပြည်မှာဗာဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့အားကောင်းနဲ့ CB ပေါ်လာတယ်တိုက်ထုတ်နိုင်ခဲ့တယ် CB ကမြို့ပေါင်း9မြို့သိမ်းနိုင်ခဲ့တယ်ချင်းလောင်ဟိုင်းဒီပြဿနာပေါင်းစုံဖြစ်လာတယ်ကျွန်တော်တို့အခုချင်းပြည်မြောက်ပိုင်းနောက်ဆုံးဟိုင်းတိရင်မြို့ကြောင့်ကျွန်တော်မသိနိုင်အောင်အများအားနှုတ်ဆက်ပြီးနေတဲ့လူကချင်းလောင်ဟိုင်းပဲဒါကိုမျက်စိဒေါ်လာသမားတွေကလည်းအလုံးသိဖို့လိုတယ်ဒီချင်းအွန်လိုင်းဟာဒီချင်းအွန်လိုင်း CNF ဆွေးနွေးရသူများမြို့နယ်ထဲမှာပြဿနာတော့မရှာပဲနဲ့မြို့နယ်စုကြားမှာတွေးခွဲပြီးတော့ပြဿနာပေါင်းစုံမလုပ်ပဲနဲ့ Victoria ခက်မှာပြန်လိုက်ကျွန်တော်ခုနပြောလို့မြောက်ဟိုင်းစစ်တမ်းမှာပြန်ခိုင်းတယ်လို့ပဲသူလည်းတွားလိုက်ဒီပြဿနာဘာမှရှိမှာမဟုတ်ဘူးပြီးလေတွားမယ်တိုက်လိုက်လူမရှိတော့တဲ့ဒီ
ထန်တလာမြစ်ကိုတိုက်လိုက်ဟာခါကိုတိုက်လိုက်ကျွန်တော်ဝိုင်းကူမယ်တိရင်ကိုကျွန်တော်တိမ့်မယ်ပြီးမှစပွဲပေါ်မှာ ASIS ကပြောလို့ရတယ်နောက်ကြမှာဒါရီကဒီလိုယူသားဖြစ်သွားမဲ့ကိစ္စကိုအချင်းချင်းတွေးချောင်းစီအောင်ဒါမျိုးလို့ရတော့မကောင်းဘူးကျွန်တော်ဆက်ပြောမယ် April 2015မှာ CBA လာမျိုး26ကိုတင်းခဲ့တယ်လာမျိုးကိုတင်းနိုင်တဲ့အချိန်မှာကျွန်တော်တို့2005 April 9ရက်17ရက်အဲ့ဒီကြတော့ကျွန်တော်မှာဆိုလို့အဲ့ဒီနှစ်ရက်ကြာမှာကျွန်တော်တို့တင်းနိုင်ခဲ့တယ်ဖျားသခင်အခြေရုံတို့ကြောင့်မဟာမိတ်ရဲ့အသက်ပေါင်းမြောက်များစွာ PDF ဇောလန်လက်ဒီမှာ PDF ဇောလန်ဇေဘော10ယောက်ကြာသွားတယ်မြင့်မြတ်စွာအသက်ပြီးသွားတယ်ကျွန်တော်တို့ဘယ်တော့မှမမြင်ဘူးဒါကိုလည်းကျွန်တော်တို့ plan ပြီးသားတယ်တိဖို့ဇင်ထဲကမဲဇင်ထဲကနေလိုက်သေးမှရနေမှာပါသူရဲ့ကောင်းရရဲ့တွေးတော်မချောက်သေးဘူးစစ်အာနာရှင်စကားစကိုလုံးဝကင်းစင်သွားတဲ့အချိန်မှာပြတ်နာဆရာပြီးတော့ CDF ဆိုတော့ဆိုပြီးတော့စစ်ထောင်ချောက်စင်ပြီးတော့လုတ်သွားတဲ့ဟာစင်တဲ့ပေါ်မှာလုတ်သွားတဲ့ဟာတော့သူရဲ့ဘုံကြလို့မှာတယ်ဒါကိုကျွန်တော်ဒီအဖြစ်ဖြတ်ကိုကျွန်တော်ချင်းပြည်သူမကဘဲနဲ့မြန်မာပြည်သားဒေါ်လာရင်းလို့တဲ့ငွေကူမောင်မတွေအားလုံးတိဖို့ဒီကနေကျွန်တော်ပြောချလိုပါတယ်ကျွန်တော်တို့ချွေးတွေတွေးတွေမျက်ရည်တွေနဲ့ကျွန်တော်တိုက်ခဲ့တဲ့ CB တော့မကဘူးဗမာငွေကူတွေမဟာမိတ်မြောက်များစွာလာတယ်ခက်ခဲငါးလကြောင်တိုက်ခဲ့တဲ့ဒီဖလာမျိုးအခုလိုအလွယ်တကူကျွန်တော်တို့ဘုံတစ်ချောင်းကျော်ကျဲတယ်ခက်ခဲတိုက်ယူသွားတဲ့ကျွန်တော်တို့ရဲ့သူရကောင်းတွေရဲ့အသက်နဲ့ပြည့်စက်သွားတဲ့ဒီမြို့အခုလိုလောက်လာတော့ကျွန်တော်တို့လုံးဝလက်မခံဘူး CNA ခုလုံးဝစကားမရှိတော့ဘူး CNA ကစကန်ဆက်ခုလောက်ဆောက်တယ်လို့ဇလမီဒီယာနဲ့ကျွန်တော်တို့ကြားတယ်ဒီတိုင်းသားတော့ကျွန်တော်ပြောချင်တယ်ဒီကနေပြန်မအားလုံး CNSNA ခင်ဗျားတို့ရဲ့ Victoria ကပြန်မအားလုံးဒါဆိုရင်ဖလာမီနိုဆူအားလုံးကကျွန်တော်တို့ခွင့်ထုတ်လိုက်မယ်ခင်ဗျားယူထားတဲ့ပစ္စည်းတွေပြန်ထားလိုက်ဟိုးသွားတဲ့ဟာတွေနေရာမှာပြန်ထားလိုက်အဲ့လိုမှမဟုတ်ဘူးဆိုရင်ခန်းစင်းအမှန်ပန်တရားဖက်မှာရက်နေတဲ့ဖျားခင်ကဒဏ်ခတ်သွားလိုက်မယ်ခင်ဗျားတို့ဒါကြောင့်ပြက်တာပြောမယ်ပြောချရှင်မယ်ကျွန်တော်ညညာဆရာလုံးဝမရှိဘူးပြီးတော့နောက်တစ်ခါထပ်ပြောမယ် CBC ရွက်ဆိုတာဟာခါအတင်းတော်စုဖွဲ့ထားတဲ့အတူကောက်နာမည်ခေါ်ခြင်းဖြစ်တယ်သူတို့ဒေါက်တာတွေသူတို့ရဲ့ reverend တွေအဲ့ဒါကြောင့်မှအာမနာပဲနဲ့ကိုအငြိကိုချင်းတပ်ဖို့ဘုရားကျောင်းထဲကဆေဖို့ချက်ဖို့ကိုတုံးတယ်ဘုရားရှိမှဘယ်လိုခင်ဗျားတို့အမြင်မလဲခင်ဗျားတို့ကဘာကျန်းစာကိုကင်တယ်လဲကျွန်တော်တို့အမေရန်အန်အော်တယ်အဲ့ဒါထန်တမလူတော်မရှိတော့တဲ့စစ်တပ်မတိုက်ဘဲနဲ့အဲ့ဒါကိုအငြိကိုချင်းတပ်ဖို့ဖြတ်ဖို့ဘုရားကျောင်းရဲ့ပိုက်ဆံတွေကိုတုံးတယ်ဆိုတော့ကျွန်တော်တို့ချင်းတမိုင်းမှာအစားဆိုရင်ထွင်သွားမှာဖြစ်တယ်ဒါကျွန်တော်တို့ဘယ်တော့မှမိပြောက်မှာမဟုတ်ဘူးကျွန်တော်တို့တာစင်မီဆက်ဖြစ်ကျွန်တော်တို့ဘယ်တော့မှမိမှာမဟုတ်ဘူးဒါကြောင့်ခုချင်းစီလုံးခင်ဗျားတို့တက်စကန်ကိုအလုံးစုတင်လိုက်ပြန်ဒါပဲဒါဆိုရင်ကျွန်တော်တို့ခွင့်လို့မယ် CNA နဲ့ကျွန်တော်တို့ Flamino ရဲ့စုဆက်နေစုရဲ့ပြက်နာဖြစ်တယ်ကွာ ဖလာနဲ့
ဟာခါနဲ့ထန်တာနဲ့ပြက်တာဖြစ်တော့မဟုတ်ဘူးအဲ့ဒါကွက်ကွင်းမြင်ရမယ်ကျွန်တော်တို့အငီကိုလိုပဲအများကြီးကြည့်ခဲ့တယ်တက်ညာခဲ့တယ်အခုကတော့ဇန်တူလိုပဲကျွန်တော်တို့ဇူဆာရတော့မယ်ဒါပြက်တာပြောလို့လေပြီးတော့ NUG KIO KIA မြန်မာနိုင်ငံကဒေါ်လာကြီးလုံနေတဲ့လူတွေကလည်းကျွန်တော်တို့ဒီအဖြစ်ကိုကောင်းနားလဲရှိရှင်းတယ်ဗလာမျိုးနဲ့မှာစကားလုံးဝမရှိတော့ဘူးသူတို့ CNS ကသူတို့ဒီနာမှာရှိတဲ့ထန်တရာမျိုးလူတော်မရှိတော့တဲ့ဟာကိုမတိုက်ပဲနဲ့ကျွန်တော်တီးရင်မျိုးကိုမသိနိုင်အောင်အမေရိကန်နှောက်ရှက်ပြေးတယ်ဒီဒေါ်လာရေးလမ်းကြောင်းကိုနှောက်နှိအောင်သူကလုပ်တယ်တိုင်ငယ်မှာတက်ကလေးမျိုးအောင်တက်လာတဲ့စစ်တပ်ကိုကျွန်တော်CNတဲ့ပြီးတဲ့ဇောင်းလန်ကျွန်တော်ကြီးရီတက်ကုန်းမှာ CNDF တင်းထားတဲ့ CB တင်းထားတဲ့တက်ကုန်းကလက်နဲ့ကြီးရီကိုအကုန်လုံးတုံးပြီးတော့တိုက်တယ်တိုက်ထုတ်နိုင်ခဲ့တယ်ဘုံ CNA ကို CNDF ကကြောက်တယ်လားဆိုတော့ဘယ်ကြောက်မှလဲစကားလက်နဲ့ဘုံတုံကျဲတဲ့ကြားရကျွန်တော်တို့မကြောက်ဘူးတင်းခဲ့တာပဲဘာဖြစ်လို့လဲအဲ့ဒါဆိုရင်ကျွန်တော်ခုနပြောလို့ပဲဒီအကြောင်းကို NUG KIO KIA CNF CNA ဟာလက်နဲ့မထောက်ပံ့နဲ့တော့ဘာမှအကူအညီပေးနေတော့ဒီကနေကျွန်တော်ပန်ချလို့တယ်ကျွန်တော်ရဲ့အခက်ခဲကျွန်တော်ရဲ့ပြဿနာကိုအလုံးနားလေဗျအကောင်းဆုံးအကြံပေးချင်တာ CNS နဲ့ပြန်ပါ plan နဲ့တန်တရာနဲ့ဟာကာကိုတိုက်ပါကျွန်တော်တို့ကိုပဲဒါပဲဒီတင်ကိုအဝန်တိုက်မယ်စီကွန်စီကင်းစီမှကျွန်တော်တို့စွဲပေါ်မှာစကားပြောမယ် CBCS ခမရတို့ရဲ့ခုလုပ်နေတဲ့ဟာကိုငီကိုချင်းကိုတပ်ဖြတ်ဖို့မှာပိုက်ဆံဘုရားရဲ့ပိုက်ဆံတွေကိုမတုံးဘဲနဲ့ကျွန်တော်ပြောချလို့လား CNA ခေါင်းဆောင်ကြီးတွေကိုဒီပြင်ဆင်ပြီးကြလိုက်ပါထောက်ပံ့လိုက်ပါနားခိုင်းလိုက်ပါသူတို့လည်းဒိုင်းပြီးအတွက်သူတို့လည်းအမျိုးကိုချစ်ပါတယ်အမှန်ဆိုရင်သူတို့လည်းချစ်ပါတယ်အဲ့ဒါကိုသူတို့ရဲ့လုတ်ခဲတဲ့ဟာတွေကိုကျွန်တော်တို့လည်းနားလဲတယ်တချို့လူကနားလဲတယ်စာနာတယ်သူတို့ရဲ့မိသားစုကိုပြင်ဆင်ကောင်းပြီးတော့ထောက်ပံ့လိုက်ချင်းပြအဲ့ချင်းတော့မှဖြစ်တယ်ပြီးတော့ဒုတိယပြောချင်တာCNတဲ့ကဘာလို့ဒီလိုဖြစ်သွားတာလဲဆိုတာတော့ကျွန်တော်ပဲဘာဖြစ်သွားလို့လဲဆိုတော့ဒီစစ်တပ်နဲ့ဒီလောက်စီးတဲ့ကြောင့်မှတိုက်ရတဲ့ CNတဲ့က CNS နဲ့ကိုအမြင်ကိုအချင်းလိုပဲအမေရမင်းနဲ့ဇန်တူလူတခါမှမမြင်ဘူးအဲ့ဒါသူ့ရဲ့အားနဲ့ချက်ပဲကျွန်တော်တို့လက်ထဲမှာခင်ဆာရှိတယ်ဆိုရင်အနာရှိတယ်ဆိုရင်အနာကူမယ်ကူလို့မရဆိုဖြတ်ရမှာပဲလက်ကိုလဲအဲ့ဒါမဖြတ်ဘူးဆိုရင်ကျွန်တော်ဒီခင်ဆာနဲ့ကျွန်တော်တည်သွားမှာပဲကျွန်တော်အသက်ထွက်သွားမယ်ဒါကြောင့်မို့ဒါလည်း CB ပြီးတဲ့ဇောင်းလည်းတင်ခါစာယူရမယ်ကျွန်တော်ရဲ့ဇန်တူအဘီဒူလေကျွန်တော် mix ဆွေကျွန်တော်ငီကွာဘီဒူလေပြက်တာကျွန်တော်ဆုံးဖြတ်ချက်ချဖို့ကြမယ်ပြီးတော့ဒီအမှန်CNDF ကစီးတဲ့ဟိုငေါက်တိုက်တော့လေကဘာဘောမှာကြားဘူးတလားခင်ဗျားတို့ကဘာဘောမှာလူကူမမှန်အောင်စစ်တိုက်လိုက်လို့ CNDF တယောက်ပဲရှိတယ် CDF တော့ဟိုငေါ risk ခံကိုတွားတင်လို့လူမမှန်အောင်ချောက်ပြီးတော့ပြစ်တာတော့နဲ့လူမမှန်အောင်မချီအောင်ဘုံကျဲတာကိုငီချင်းချီမှာဆိုလို့အဲ့လောက်ထိတက်ညာတယ်တို့က CNS လာတယ်
သူတို့လမ်းဝတ်တက်တဲ့အဲ့ဒီကြောင်းတော့ကျွန်တော်ပြောတော့ဘူးဝက်ကောင်လဲဖော်တယ်ငင်းချမ်းလို့ဖို့ဆိုတော့လဲလဲမှာဝက်လဲဖော်ပြီးတယ်ထမင်းကောင်းချက်ပြီးတယ်သူတို့လာတဲ့လမ်းကြောင်းမှာဘုံတွေထောင်ထားတဲ့ဟာလဲရှင်းပြီးတယ်အဲ့တော့သူမိကိုစိတ်ဓာတ်နဲ့လုပ်တဲ့ဟာနောက်ကြောကိုဓာတ်နဲ့ထူသွားတယ်ကျွန်တော်တို့ဘယ်လိုမှမေ့မှာမဟုတ်ဘူးတင်ခါစာယူမယ်တင်ခါစာယူကြပါကျွန်တော်ခန္ဓာကိုယ်မှာအနာရှိရင်ခြေထောက်ကိုဖြတ်တင်ဖြတ်မှာပဲဒါကျွန်တော်အသက်ရှင်တန်ဖို့အတွက်လုတ်ဆရာရှိတာလုတ်တော့မှာဖြစ်တယ်ပြီးတော့ဒီနေရာနေကျွန်တော်ဇောလန်ပြီးဇောလန်စီလုံးပါညူပါဇောမီညကူရီအားလုံးဒီ PDF ဇောလန်မှာပေါင်းပါလူငယ်တွေမြတ်ဝင်ပါပိုက်စားတွေမထည့်သေးဘူးရှင်ပြီးတဲ့ဇောလန်မှာထည့်ပါထည့်ပြီးကြပါဘာဖြစ်သွားလဲဖလားမြင့်နိုင်မှာသူတို့ကပေါ်ရောတယ်တခါလီချန်ငါကိုလူဒီငါကိုတတ်သွားတာပဲခုနခါရှိပြီ1992တော့တခါအခုဒီခါနှစ်ခါနှစ်ကြိမ်ရှိသွားပြီဒါကြောင့်ဘူးစီလုံးပါမရှိဘူးနိုင်ဘူးဆိုတာတော့မှအစမဖြစ်ကြပါနဲ့ PDS ရှိတယ် CDF တန်းကြံရှိတယ်စီရင်ရှိတယ် CDM စီရင်ဒီဖလာမီနဲ့မဖြစ်သွားတဲ့အရာခင်ဗျားတို့အတွက်သင်ခန်းစာပဲအားလုံးရှိလုံးပါအစမဖြစ်ကြပါနဲ့ပြီးတော့မိပြတ်မှာရှိတဲ့ဇုံမီတွေဝင်ကြပါဇုံထဲမှာထမ်းဆောင်ပါခင်ဗျားတို့တိကန်ကောင်းတယ်ပြီးတဲ့ဇုံထဲခေါင်းဆောင်တွေတကယ်ခေါင်းဆောင်ကောင်းတွေအများကြီးရှိတယ်ကျွန်တော်တို့ဖလမ်တာရလဲတက်နိုင်တော့ကျွန်တော်တို့ဒီအားဆိုင်ပြီးတော့ပါဝင်သွားမှာဖြစ်တယ်ဒီလို CNDF အရှုံးပေါ်တယ်လို့ဖြစ်သွားပြီမဲ့အရင်ကလည်း MDF မှာစကန်သွားရှုတယ်အလုံးသိမ်းတယ်မိရှုတယ် MDF အပြန်ယူတယ် MTC MDF အပြန်ယူတယ်အကုန်လုံးပြတ်တိုက်ထုတ်တယ်မောင်းထုတ်တယ်အခုနည်းနည်းတော့မရှိရတော့ဘူးခဏတစ်ဖြူပဲဒါတွေကဒါစိတ်ဓာတ်ကြဆရာလုံးမှမရှိဘူးကျွန်တော်တို့အမှန်ကိုရမယ်ဒါချင်းပီကောင်းဖို့အတွက်ဖြစ်လာတယ်လို့ပဲကျွန်တော်ခံယူတယ်အဆိုးထဲနဲ့ကောင်းဖြစ်အောင်ကျွန်တော်တို့ပြည်သူတွေရဲ့မျက်ရည်တွေကျွန်တော်တို့သူရဲ့ကောင်းရဲ့တွေးတွေချွေးတွေနဲ့ပြီးဆက်တဲ့ဒီဖလာမျိုးဟာကျွန်တော်လက်ထဲမှာအမြတ်ဆုံးပြန်ရောက်ရမယ်စစ်အဆက်အားလုံးကိုမောင်းထုတ်မယ်ဒါကျွန်တော်ပြတ်သားဖို့ချိန်ထားမည်ပြတ်သားလုပ်တော့မှာဖြစ်တယ်ငြင်းဦးကြပါစီဘီလဲတင်ခါစာများယူပါကျွန်တော်ရဲ့မှားကနေဒါမျိုးထပ်မဖြစ်ဖို့တိတ်အရေးကြီးတယ်အခုချိန်မှာကျွန်တော်နောက်ဆုံးအနေနဲ့ပြောကြလိုတာတော့ဟုတ်ကဲ့ကျွန်တော်အရင်စကားခံတယ်လို့ပဲမြန်မာပြည်ကြီးငင်းချမ်းဖို့ဆိုရင်မြို့ဟိုင်ဟာစစ်တမ်းထဲမှာပြန်ရမယ်အာနာကိုပြည်သူ့ထဲမှာအားရမယ်အဲ့လိုမဟုတ်ရင်ဒေါ်လာရဖွဲ့သူဖွဲ့ဒါဒေါ်လာနေတဲ့သူအားလုံးတပွေးတပြားမဖြစ်ဘဲနဲ့စီးလုံးပြီးတော့ကိုအဖွဲ့ရဲ့တကူကောင်းတကူကိုအဖွဲ့တခုထဲကောင်းစားရေးကိုစီးရမတင်ဘဲနဲ့ကျွန်တော်တို့ရဲ့ဒေါ်လာရေးဒီစနုစူးကြီးကိုကျွန်တော်တိုက်ထုတ်နိုင်ဖို့အရေးကြီးတယ်ကျွန်တော်အားရင်လာတယ်ကျောင်းမြန်မာပြည်သားလူငယ်တာသမီးတွေလူငယ်တွေမြောက်များစွာသူများနိုင်ငံမှာကျွန်းလို့သူများမလုပ်ချင်တဲ့အလုပ်တွေတွားလုပ်တယ်တော်ထဲမှာပညာတင်ရမယ့်အရွယ်တွေဘယ်လောက်ဒုက္ခရောက်နေလဲတကယ်အားစိုက်ကြရအောင်ကျောင်းအားတစ်ပြန်ယူမယ်ဒီလိုပဲချင်းမှာခုစီဘီတင်းတဲ့မြို့တွေမှာစစ်ကောင်စီမရှိတော့ဘူးဒါတွေမဲ့ပြည်သူတွေအဲ့ချက်မနေနိုင်အောင်ဒီချင်းအောင်လိုင်းကလုတ်နေပြန်ပြီကျောင်းအိန္ဒိယပြည်နယ်မှာမီဇိုရမ်မှာပဲဖြစ်နိုင်ငံတကာမှာထွက်ပြေးနေရတယ်တောထဲမှာပုံနေရတယ်ကိုယ်အိမ်မှာလုံခြုံပြန်မလာနိုင်သေးဘူး ဒါတွေစဉ်းစားကြည့်လိုက်ရင်
Zina siam kaum lah. Jadi upipu chasye atin ro ye paisan riku tong umla. So era nak kun mi chine. Da cho mo alu kong pu sin CNS CNA kemya biamba kemya ni ama. Cha mi ne ma piat nam sia ne. Mi ne su cha ma hua xiao lo ni ne. Pian. Biro tha kan ta ra sit ta ku tai. Ku tai pi me. Alu ku mi me. Pi ti ding na ting me. Chin pi ki sin to bi sun. So ma tai me. Sui de cha. Ta ti chuan re pi nya sia ni. Ti sao to le me chin pi. Biro mi ma pi ya ni ku ri. Ba ma pi ya mi pya sin mi ro cho ku ni na ma phit le. ဒါပေါ့ချင်းပြည်လွတ်မြောက်ရင်ဗမာပြည်ကိုမြန်မာနိုင်ငံကြီးကိုလွတ်မြောက်ဖို့ကျွန်တော်တို့ဆက်ပြီးတော့လှုပ်ရင်းနဲ့ဒီစနစ်စုကြီးကိုဖျောက်ပစ်နိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီကနေကျွန်တော်ပြောကြလိုပါတယ်မြန်မာပြည်ကြီးဖျားတင်ကောင်းကြီးပြီးပါစေချင်းပြည်ဇောကမ်ချင်းလန်ဇောလန်ဖျားတင်ကောင်းကြီးပြီးပါစေအားလုံးကိုကြည့်ယူတင်တယ် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခုလိုမျိုး public ကနေပြီးတော့မှကျမတို့ဒီကနေ့အစီအစဉ်မှာပါဝင်အားဖြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်မှန်ပါတယ်ကျမတို့ public ပြောသလိုပဲပေါ့နော်ကျမတို့ရဲ့ဒီရှင်းပြည်နယ်လွတ်မြောက်ဖို့ဆိုတာကကျမတို့အားလုံးပေါ့နော်တန်းတူကျမတို့အတူတကွပေါ့နော်တိုက်ထုတ်ဖို့လိုပါတယ်နံပါတ်1ကတော့နံပါတ်2ကတော့ကျမတို့အာနာရှင်ရဲ့လုံးရက်ဆန်တဲ့အရာမျိုးပါကျမတို့နှစ်ပေါင်း80ကိုကျမတို့သွေးကွဲအောင်လုပ်တယ်သွေးကြောင်အောင်လုပ်တယ်သွေးပြက်အောင်လုပ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးသွေးကွဲအောင်လုပ်တယ်ဆိုတဲ့အရာမှာကျမတို့လမ်းပန်းဆက်သွယ်ရေးကြောင့်မို့လို့တရွာနဲ့တရားကျမတို့ရဲ့ဒီစကားမတူမှုမျိုးနွယ်ကွဲပြားမှုပေါ့နော်ယဉ်ကျေးမှုဓလေ့ထုံးစံပေါ်ကျွယ်ဝမှုဒါဟာတကယ်တော့ကျမတို့ရဲ့ဒီမျိုးနွယ်အနွယ်လေးတွေရှိတဲ့အရာအရန်ချစ်စရာကောင်းတဲ့ဓလေ့ထုံးစံလေးတွေဖြစ်ပါတယ်ဒါကိုအခွင့်ကောင်းယူပြီးတော့မှစစ်ကောင်စီကနေပြီးတော့မှတုံးထားတဲ့ divide and rule system ကိုပဲကျမတို့ခေတ်ဆက်ဆက်ကလက်နဲ့ကင်ခဲကြတဲ့လက်နဲ့ကင်တွေကနေပြီးတော့မှကျမတို့ຫນွေဦးမှာပေါ်ပေါက်လာတဲ့တော်လှန်ရေးသမားတွေရဲ့ဂျားထဲမှာပြည်သူတွေရဲ့ဂျားထဲမှာဒီကွဲပြားမှုတွေကိုဒီ divide and rule system ကိုပဲပြန်သုံးပြီးတော့မှကျမတို့လူ90တစ်ဖွဲ့လူ30တစ်ဖွဲ့မျိုးနွယ်လေးတစ်ဖွဲ့ကိုအင်အားကြီးကြီးနဲ့ဒီမျိုးနွယ်12ခုလုံးတိဆောက်ပြီးတော့မှနေထိုင်နေတဲ့ဖလန်းမှာမျိုးနွယ်တစ်နွယ်ကိုမရအောင်လက်နက်ပေးပြီးတော့မှသူတို့လက်အောက်ကိုတွတ်သွင်းသွားပြီးတော့မှကြန့်ရှိနေတဲ့မျိုးနွယ်17တွင်စုအင်အားနဲ့ပေါင်းပြီးတော့မှတိုက်ထုတ်ထားတဲ့စက္ကစမရှိတဲ့နေရာမှာပေါ့နော်ကျမတို့အခုလိုမျိုးလှုပ်ဆောင်နေမှုတွေဟာဆိုလို့ရှိရင်လည်းအင်မတန်မှဝန်းနေဖို့လည်းကောင်းပါတယ်တကယ်ဆိုလို့ရှိရင်တော့ကျမတို့ရှင်းပြည်နယ်မှာဆိုလို့ရှိရင်တော့အခုဆိုလို့ရှိရင်တော့ကျမတို့တီးတင်ပေါ့နော်တီးတင်မျိုးကျမတို့တိမ့်မှုအတွက်ကိုညီနောင်တွေဟာကြိုးစားနေကြတာဖြစ်ပါတယ်ကျမတို့ရဲ့ plan မှာတစ်မျိုးပြီးတစ်မျိုးပြည်သူကိုတိမ့်ပေးမယ်လို့ကတိပေးထားတဲ့အတိုင်းပဲကျမတို့ဖလန်းမှာကကျမတို့တိမ့်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ရဲ့အလုတ်တော်လိုင်းရေးအလုတ်ကပြီးသွားပါပြီကျမတို့ရဲ့ထိန်းဖို့အချင်းချင်းမှာကခုနဒီ CNDF တွေရဲ့အားနည်းချက်ကတော့အချင်းချင်းကိုပဲတော့မှမလုပ်ရတဲ့အတွက်ကြောင့်မို့လို့ဒါကြောင့်မို့လို့ဒီလိုအခြေအနေမျိုးတွေဖြစ်လာတယ်ဒါကြောင့်မို့လို့ကျမတို့ရဲ့လုပ်ရမယ့်အလုတ်ကဘုံရန်သူဖြစ်တဲ့စက္ကစကိုပဲဆက်လက်ပြီးတိုက်ထုတ်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့ road to DDM ဆိုပြီးတော့မှညီနောင်တွေဟာဒီမှာရှိတဲ့စစ်အာဏာရှင်ကိုကျမတို့တိုက်ထုတ်မှာဖြစ်ပါတယ်။ဒါပြီးသွားရင်တော့ကျမတို့ကြံရှိနေတဲ့ဖလမ်နဲ့ထန်တလန်ပဲကျန်တယ်။ထန်တလန်ဆိုအားလုံးသိကြတဲ့အတိုင်းမြို့ပြက်ကြီးဖြစ်နေပါပြီ။ဒါပေမဲ့စစ်ကောင်စီကထန်တလန်မြို့ပြက်ကြီးထဲမှာတော့မှသူတို့နေထိုင်နေတုံးပဲဖြစ်ပါတယ်ပေါ့နော်စိုးမှုထားတုံးပဲဖြစ်ပါတယ်နောက်တစ်ခုကဖလမ်ဆိုလို့ရှိရင်တာယာလှပပြီးတော့မှတကယ်ကိုပျော်ရွှင်စရာကောင်းတဲ့မြို့တော်ကြီးရွေးကောက်ပွဲဟာခါဆိုလို့ရှိရင်လည်းတကယ်ကိုပေါ့နော်စီမြိုင်နဲ့စစ်အာဏာရှင်ကနေပြီးတော့မှနေထားပြီးအခုဆိုလို့ရှိရင်လည်းအားတွေဖြည့်နေတယ်ပေါ့နော်တက်ရင်အားတွေဖြည့်နေတယ်ဆိုလို့ကျမတို့သတင်းတွေမှာကြားရပါတယ်အင်မတန်မှဝမ်းနည်းစရာကောင်းပါတယ်ကျမတို့ဟာခါလိုနေရာမျိုးမှာဒီလိုနေရာမျိုးမှာရွေးကောက်ပွဲကိုလုံးဝမလုပ်ဖြစ်အောင်ကျမတို့ပြည်သူတွေအနေနဲ့လုပ်ရမှာပါစစ်ကောင်စီကိုတကယ်တော်လှန်တယ်ဆိုလို့ရှိရင်တော့ဒီရွေးကောက်ပွဲကိုမဖြစ်အောင်အခုကစပြီးတော့မှကျမတို့လှုပ်ဆောင်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့တီးတင်မှာလဲကျမတို့တီးတင်သူတီးတင်သားတွေကလုံးဝစစ်အာဏာရှင်ရဲ့ရွေးကောက်ပွဲကိုမဖြစ်မြောက်နိုင်ဖို့ရန်အတွက်ကျမတို့ကစူးစမ်းဆောင်ရွက်ပြီးတော့မှ CB ကလည်းတားဆီးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့မိဘပြည်သူတွေအနေနဲ့ကျမတို့ခုနပြောတဲ့ဒေါက်တာခင်တို့ပြောသွားတဲ့စုညံတန်တွေရဲ့နောက်တစ်ခုကျတော့စက္ကစရဲ့
သုံးတဲ့စနက်တွေနဲ့ကျမတို့သုံးလာတဲ့ဒီမျိုးနွယ်စုချင်းမှာရှိတဲ့ပြဿနာစုညံတန်တွေကိုပေါ့နော်မျိုးနွယ်စုနဲ့သုံးပြီးတော့စုညံတန်မြောက်များစွာကိုကျမတို့ရှင်းပြည်နယ်မှာပြုတ်လုပ်နေတာဖြစ်ပါတယ်ဒါကိုတော်လန်မိဘပြည်သူတချို့နားမလဲတဲ့သူတွေကမင်းတို့အချင်းချင်းဖြစ်နေကြတာလားဆိုတာထက်ကျမတို့ကိုစကားစနဲ့တဒံတူတဲ့အဖွင့်စည်းတွေကနေပြီးတော့မှကျမတို့ကိုမျိုးနွယ်စုလေးတွေကိုဆွဲထုတ်ပြီးတော့မှ divide and rule system နဲ့ကျမတို့ကိုမှွေနှောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ခရီးမရအောင်လုပ်နေတာဖြစ်ပါတယ်ဒါပေမဲ့မိဘပြည်သူများကိုကျမတို့ဂတိပေးပါတယ်ချင်းညီနောင်ကတော့ဒီမှွေနှောက်မှုတွေဒီ divide and rule system ကျမတို့အပေါ်မှာသုံးနေမှုတွေပြီးကြလို့ရှိရင်ခုနပြောတဲ့ဆုညံတယ်တို့ကျမတို့ကြော်လွှားပြီးတော့မှကျမတို့တိုက်ထုတ်ပြီးတော့မှတီးတီမျိုးရအောင်ယူမှာဖြစ်ပါတယ်ဒီလိုမျိုးတွေကျမတို့ပြောနေတဲ့အခါမှာခေတ်ဆက်ဆက်ကနေပြီးတော့မှပေါ့နော်ကျမတို့တော်လန်ခဲကြတဲ့ကျမတို့ရဲ့ရဲဘော်လေးစားရတဲ့ဒီအာနာချင်းကိုတော်လန်ခဲကြတဲ့အထူးသဖြင့်88ကနေပြီးတော့မှပေါ့နော်ကျမတို့ရဲ့ဒီရဲဘော်တွေကျမတို့ကြာဆုံးသွားတဲ့ရဲဘော်တွေရှိတယ်လို့မျိုးလက်ရှိအဝေးရောက်နေတဲ့ရဲဘော်တွေလည်းရှိတယ်မြေပြင်မှာလည်းဆက်လက်ပြီးတော့မှကျမတို့ကိုပညာတွေသင်ပေးနေပြီးတော့မှရက်တည်နေတဲ့မိသားစုတွေလည်းကျမတို့ရဲဘော်တွေလည်းရှိပါတယ်ဒါကတော့ကျမတို့ ABSD ရဲ့ဖြစ်ပါတယ်88ရဲ့ generation တူဖြစ်တဲ့ဆီယမအတာဆိုလို့ရှိရင်လည်းဒီနေ့ကျမတို့ ਨੇ အတူပါဝင်လာပါတယ်ရှင်းပြည်နယ်ရဲ့အရေးခင်းနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုး divide and rule system နဲ့ចောင်းသားတွေရဲ့ဂျားထဲမှာကောလှုပ်ဆောင်ခံရခဲ့တယ်ပေါ့နော်ညံတန်မြောက်များစွာကိုကျမတို့အမှားမှားယွင်းယွင်းဖြစ်အောင်ဘလို့သွေးခွဲခံရခဲ့တယ်ဆိုတာတွေကလည်းဆီယမအနေနဲ့ကလုံးဝကိုလက်တွေ့ဖြတ်ကျော်ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီကနေ့မှာပေါ့နော်ရှင်းပြည်မြောက်ပိုင်းနောက်ဆုံး line အစီအစဉ်မှာရှင်းပြည်သူလူထုကိုလည်းအားပေးတိုက်တွန်းစကားပြောကြရင်းနဲ့ကျမတို့ဆီအာနာရှင်ကိုစုံထိတိုက်တွန်းသွားဖို့ရန်အတွက်လည်းအားပေးသွားမှာဖြစ်ပါတယ်ရှင်ဆီယမကိုဖိတ်ခေါ်ပါတယ်မင်္ဂလာပါအားလုံးပေါ့နော်ဟိုစားကျွန်တော်ကတော့1988ခုနှစ်ကကျောင်းသားသမဂ္ဂနေပြီးတော့မှဒီတော်လန်သွားခဲ့တဲ့ဟိုတောခုတ်ခဲ့တဲ့လူတယောက်ပါပဲ88 plus ပေါ့နော် ABSD ရဲ့ပေါ့ကျွန်တော်တို့အဲ့ချိန်တုန်းကဆိုအရန်ငယ်ပါတယ်ကျွန်တော်ဆို18နှစ်သမီးပဲရှိသေးရပေါ့နော်ဆိုတော့ဒီအဓိကတိရမယ့်ဟာတွေကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့တော်လန်ရေးကာလမှာလက်နက်ကင်ပြီးတော့မှတော်လန်နိုင်တဲ့လူတွေရှိတယ်လို့မျိုးစီးရုံးရေးဆင်းရမယ့်လူတွေရှိတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဗမာပြည်ကဟိုအဓိကစာတွေဖတ်မယ်ကိုတက်ထားတဲ့ဒီဖတ်ထားတဲ့စာတွေနဲ့ကိုယ့်ရဲ့ပြည်သူတွေထဲမှာပေါ့နော်ကျွန်တော်တို့အားလုံးကစီးရုံးရေးတွေဆင်းရမယ်ဆိုတာအဓိကဖြစ်တယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်မပြောချင်တာကကျွန်တော်တို့ဗမာပြည်ကBritish colony ရဲ့လက်အောက်မှာအနှစ်တရာနေလာခဲ့တာပေါ့နော်ကိုလိုနီကနေတော့ခရိုနီကိုခေါ်လာပြီးတော့မှဗမာပြည်မှာရှိနေတဲ့အင်မတန်မှချစ်ဖို့ကောင်းတဲ့တိုင်းရင်းသားလူမျိုးစုတွေကိုသူတို့ကသွေးခွဲပြီးတော့မှအုပ်ချုပ်လာတာဖြစ်တယ်အဲ့ဒီအင်္ဂလိပ်ခေတ်မှာဆိုလို့ရှိရင်လည်းအင်္ဂလိပ်ကိုအကျိုးပြုတဲ့လူတွေကစာတတ်ပြီးတော့မှအင်္ဂလိပ်ခေတ်ကိုအကျိုးပြုတဲ့ကျွန်တော်တို့တိုင်းရင်းသားဘောင်းစုံပေါ့နော်လူမျိုးစုတွေအကုန်လုံးကတေးသေးချာချာစာမတင်ခဲ့ရတာတွေဘုသူရမရှိခဲ့ရတာတွေကျွန်းစနစ်အောင်မှာကျွန်တော်တို့တွေကကြီးပြင်းလာခဲ့ရတဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့ဒီဟာကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တိုင်းသားလူမျိုးစုတွေနဲ့မြေပေါ့နော်တောင်ပေါ်ဒေသတွေရဲ့ပြဿနာမဟုတ်ဘူးအဲ့ဒါဘာလဲဆိုတော့ဖြစ်တည်ခဲ့တဲ့တိုင်းပြည်ရဲ့အခြေအနေတစ်ခုပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်အဖေကရှမ်းပေါ့နော်ဆိုတော့ရှမ်းစပ်ပါတယ်အမေကတော့ဗမာပါပဲမြေပြန့်သူဆိုတော့အခုအဲ့ဒီလိုပြောချင်တာကဘာလဲဆိုတော့ဒီကိုလိုနီရဲ့စနစ်အောက်မှာအနှစ်တရာကြီးပြင်းလာနေခဲ့ပြီးတော့သွေးခွဲပြီးတော့မှအုပ်ချုပ်ခံခဲ့ရတဲ့ကျွန်တော်တို့လူမျိုးစုတွေအနေနဲ့ကအခုဒီ21မှာကျွန်တော်တို့ကရက်တင်ပြီလို့ကျွန်တော်အနေနဲ့ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီဟာကလွတ်လပ်ရေးရဖို့အတွက်နောက်တစ်ခုကတိပေါ်ဟာလေချင်းပြည်နယ်ဟာအင်မတန်မှတမိုင်းရှိခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်မှာဂျပန်ကိုတိုက်ထုတ်တော့မယ်ဆိုတဲ့အခါမှာအထက်ဗမာပြည်တောက်လျှောက်ပေါ့နော်ဟိုဗမာတပ်မတော်သားတွေအကုန်လုံးကချင်းပြည်နယ်မှာသွားပြီးတော့မှတင်နန်းနေဆင်းခဲ့ရပါတယ်အဲ့ဒါကျွန်တော်အဖေအပါဝင်ပေါ့နော်ဆိုတော့ဒီမြန်မာပြည်တပြည်လုံးမှာရှိတဲ့လူတွေအကုန်လုံးကိုလက်နက်တပ်ဆင်မှုအတွက်စစ်တင်နန်းတွေပေးဖို့အတွက်ကိုကျွန်တော်တို့အဖေကနဲ့အတူအထက်ဗမာပြည်မြေအောက်တော်လှန်ရေးသမားတွေကတိုင်းရင်းသားဘောင်းစုံပေါ့နော်ဒီချင်းပြည်နယ်မှာသွားပြီးတော့မှတင်နန်းတက်ခဲ့ရပါတယ်လေဒီခုံနဲ့လေဒီခုံကြီးတွေအဲ့ချင်းပြည်နယ်မှာတကယ်တက်ဆိုင်ထားတဲ့ဟာက American Defense 101ကျွန်တော်အဖေနဲ့အတူတွဲတိုက်ခဲ့ဝင်မကအတူတွဲတိုက်ခဲ့ရတဲ့ဟာပေါ့နော်နောက်ပြီးတော့ British Colony ကထားတဲ့
136ပေါ့နော်၄တက်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကတကယ်တော့ချင်းပြည်နယ်မှာပဲတက်စီဆွဲထားတဲ့ဟာတွေဖြစ်တယ်ဆိုတာချင်းပြည်နယ်ကအင်မတန်မှနာမည်တစ်ခုရှိခဲ့တဲ့ဟာကိုလည်းကျွန်တော်သိထားပဲပေါ့နော်ဆိုတော့စာအုပ်တွေထဲမှာလည်းအဲ့ဒါတွေပြထားပါတယ်ဆိုတော့ပြောချင်တာကဘူဂျိုလူလိုက်ရပြီးတဲ့နောက်မှာကျွန်တော်တို့အဖေတွေကအဲ့လိုမျိုးပေါ့နော်အင်္ဂလိပ်နဲ့တွဲပြီးတော့နောက်ပြီးတော့အမေရိကန်နဲ့တွဲပြီးတော့မှနယ်မြေအသီးသီးမှာရှိတဲ့မြန်မာပြည်တစ်ပြည်လုံးကိုပေါ့နော်အဓိကချင်းတောင်နှမ်းရှိမယ်နောက်ပြီးတော့မှအဲ့ရှမ်းပြည်နယ်တွေမှာတော့လေဒီတွေနဲ့အဲ့လက်နက်တွေနဲ့စင်းတော့မှလက်နက်တပ်ဆင်မှုတွေလုပ်ပြီးတော့မှဗမာတမတော်ဆိုတဲ့ဟာအထက်ဗမာပြည်ဗမာတမတော်ဆိုတာပေါ်ပေါက်လာပါတယ်ပေါ့နော်ကျွန်တော်ဖေကလည်း one of the ဟိုစားပေါ့နော်ဘယ်လိုခေါ်မလဲဗမာတမတော်ဘူဂျောင်ဆန်တို့လာဘူဂျောင်ဆန်တို့တီတောင်ခဲ့တဲ့ဗမာတမတော်ကတယောက်ပါပဲသူကဘုံမူဘတ်ထုရဲ့မန္တလေးအမြောက်ကြီးတက်ကပါသူနာကျွန်တော်အဖေနာမည်ကဦးချစ်ဆန်ခေါ်ဦးထွန်းလင်းလို့ခေါ်ပါတယ်နော်ဆိုတော့အဲ့ဒါပေါ့နော်ဆိုတော့ကျွန်တော်ပြောချင်တာကဘူဂျောင်ဆန်တို့ကြာဆုံးသွားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့အာဇာနည်ခေါင်းဆောင်ကြီးတွေကြာဆုံးသွားရဲ့နောက်ပိုင်းမှာဦးနေဝင်းကအစအရာရာကို तू ကသိထားတယ်လူတယောက်ဖြစ်တဲ့အတွက်အင်္ဂလိပ်ကသွေးခွဲပြီးတော့အုပ်ချုပ်တဲ့ဟာကိုလည်းယူတယ်ပြီးတော့ဂျပန်ကနှိပ်စက်ပြီးတော့မှရက်ဆက်နှိပ်စက်တာကိုလည်း तू ကယူပြီးတော့မှဗမာတမတော်ကိုသူ့ရဲ့တယောက်တည်းရဲ့ဘယ်လိုခေါ်မလဲပါဇက်ကထွက်လာတဲ့အာနာယူတယောက်ကပေါ့နော်အုပ်ချုပ်မှုနဲ့ချုပ်လာခဲ့တာတကယ်တမ်းကျတော့ဗမာတမတော်ဆိုတဲ့ဟာကတကယ်ဖွဲ့စည်းခဲ့ပါတယ်တိုင်းရင်းသားပေါင်းစုံနဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ကြာဆုံးသွားပြီးတဲ့နောက်ပိုင်းမှာrural regulation ဆိုတာတွေကမရှိတဲ့အချိန်မှာနေဝင်းကဒီတော်ဗမာတမတော်ကိုအုပ်ချုပ်လိုက်တဲ့အတွက်အခုလိုမျိုးသိရမလားတပုံတမတော်ဆိုတာကိုဖြစ်လာခဲ့တာအဲ့ဒီတော့ကျွန်တော်တို့တိုင်းသားပေါင်းစုံတိုင်းပြည်လုံးမှာရှိတဲ့လူတွေကဒီဘယ်လိုခေါ်မလဲfast လို့ရုံမာပြီးတော့မှအင်္ဂလိပ်လို့သိရမို့လားကောက်ကျစ်တဲ့လူတယောက်ကဘယ်လိုခေါ်မလဲထားခဲ့တဲ့ဒီစစ်တပ်ကိုကျွန်တော်တို့ကအမြင့်ကနေတော့ပင်စီကိုဖြုတ်ထုတ်ရမယ်အဲ့ဒီအတွက်အဲ့ဒါတွေကိုနားလည်ဖို့ကအရေးကြီးတယ်ကျွန်တော်တို့ရဲ့ဘုံရန်သူဒီစစ်တပ်တာဖြစ်တယ်ကျွန်တော်အနေနဲ့ ABS ရဲ့မှာပြောမယ်ဆိုလို့ရှိရင်ဦးနေဝင်းတော့ခေါ်စရာမလိုနေဝင်းနဲ့ဖက်စစ်ဒီအပေါင်းပါတွေကဘာတွေလုပ်ခဲ့တယ်ဆိုလို့ရှိရင်သူတို့ကအသေးလေးခြားသိရမလား train လုပ်ပြီးတော့မှကျွန်တော်တို့ចောင်းသားလူထုထဲမှာရောပြည်သူလူထုထဲမှာရောနေရာပေါင်းစုံမှာရောတိုင်းရင်းသားပေါင်းစုံတွေထဲမှာရောသူတို့လူတို့ထည့်ထားပြီးသားဆိုတော့အဲ့ဒါကိုကျွန်တော်တို့အမြဲတမ်းသတိထားရမယ်ကျွန်တော်ဆိုလို့ရှိရင် ABS ကိုရောက်တဲ့အခါမှာသက်ဆုံးနှစ်ပဲရှိတယ်ရှေ့တန်းအောင်ရောက်သွားတယ်ရှေ့တန်းရောက်တဲ့အခါမှာဗမာရဲ့တမိုင်းမှာ uniform စုံပြည့်စုံနဲ့ရှေ့တန်းဆင်းတာဟာ ABS တွေဖြစ်ပါတယ်ရွာလူတွေကကျွန်တော်တို့ uniform တွေတွေ့ရခါကျထွက်ပြေးကြတယ်ဘာဖြစ်လို့ဖြစ်မှမသိကိုယ်တွေလည်းမူကြောင်နေပေါ့နောက်ကြတော့မှသူတို့ရဲ့ဘဝမှာဒီအခုချင်းကြစစ်တပ်ပေါ့နော်အခုကြတော့ကျွန်တော်တို့တော်လိုင်းတပ်ပေါင်းစုတွေအကုန်လုံးက uniform အပြည့်စုံနဲ့တကယ်ကိုလေးဖို့ဘယ်လိုခေါ်မလဲခန့်ခန့်ညာနဲ့ရှိတယ်မှာသူတို့မှချင်းကြားနဲ့သိရမဟုတ်လားဘာမှမရှိဘူးပေါ့နော်ဆိုတော့တစ်ချိန်လုံးကကရင်တမတော်ဘာပဲကြည့်ဘာပဲကြည့်သူတို့မှဖားကမာပဲရှိတယ်ဘာမှမရှိဘူးလွယ်ကလေးတစ်လုံးလွယ်တော့ရှေ့တန်းဆင်းနေရတာကျွန်တော်တို့တွေ ABS ရဲ့စရောက်လာတဲ့အချိန်မှာကျွန်တော်တို့က uniform အပြည့်စုံနဲ့သွားတယ်ရွာကိုရောက်တဲ့အခါကျရင်အဓိကကျွန်တော်တို့တွေကရှေ့တန်းတွေကိုမပို့ခင်လူထုထဲမှာမလို့ရှင်လူတဦးတယောက်ရှင်းစီမှာအရေးချင်းနေရှိတယ်အဲ့ဒါဘာလဲဆိုစီယုံရစ်တတ်ရမယ်နောက်တော့ပြည်သူရဲ့စကားကိုကျွန်တော်တို့နားထောင်ရမယ်အဲ့ဒီဟာတွေကအရေးကြီးပါတယ်ပြည်သူဘာဖြစ်ချင်လဲဆိုတဲ့ဟာကိုကျွန်တော်တို့နားလဲရှင်းပြောရမယ်ဆိုရှင်ဒီ revolution ကိုစခဲ့တာဒါအမှန်တိုင်းပြောရလို့ရှိရင် ABS ရဲ့ចောင်းသားတူရာဒီကျွန်တော်တို့ကအင်မတန်ဒီတိုင်းရင်းသားတွေရဲ့ဘောင်းစုံနဲ့ပြည်သူတွေရဲ့ကြားထဲမှာပေါင်းကူတရခိုင်မာဆုံးတစ်ခုပဲအဲ့ဒါကိုကျွန်တော်ဘာလို့ပြောရဲလဲဆိုတော့ကျွန်တော်ရှီရန်ကိုဆင်းသွားတဲ့အခါကျတော့ uniform ပြည့်စုံလို့ရွာလူတွေကပြောတယ်သူတို့တွေမှာရွာကြီးတရွာမှာအင်ဂျီပေါင်း3000 4000လောက်ရှိတဲ့အခါမှာသူတို့ရဲ့ generation many of the generation ကလေ generation to generation ကလေစာတကားမှမသိခဲ့ရဘူးကျွန်တော်တို့88တွေရောက်သွားတဲ့အခါမျိုးကြတော့သူတို့ကလေးတွေကိုစာတက်စေခြင်းတယ်အဲ့တော့ဆီယာမနေ uniform ကိုချုပ်ငါတို့ကလေးတွေကိုစာသင်ပေးလို့ပြောတယ်ဟုတ်ပြီအပါတို့အမိုးတို့ကျမဒီအမိုးတို့ရဲ့ကလေးတွေကိုစာသင်ပေးတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့လုံခြုံရေးကိုဘယ်သူယူမှာလဲပေါ့ဒီစစ်ကြောင်းတွေထွက်သွားလို့ရှိရင်လည်းဆီယာမအကြမ်းခဲ့ကျွန်တော်ရဲ့လုံခြုံရေးကိုဘယ်လိုဆိုငါတို့အရင်အသေးခံမယ်တဲ့ဒီရန်သူစစ်တပ်ကကောင်းနေလာတယ်ဆိုလို့ရှိရင်နေဘာမှမဖြစ်စေအောင်ဆရာမတဲ့နေယူနီဖောင်းကိုတဲ့ချွတ်ထားတဲ့ငါတို့ကိုပေးတာငါတို့တင်ထားပေးမယ်တဲ့ကျမမာဖီနဲ့ပဲရွာထဲမှာနေတာသူတို့ကရင်လို့အဲ့ရွာကရင်နဲ့မုံနဲ့ဆက်ထားတယ်ရွာဆိုတော့
ကရင်လိုနေတယ်မွန်လိုနေတယ်ပေါ့နော်အဲ့လိုမျိုးသူတို့ကြားထဲမှာမာဖီနဲ့ပဲနေတယ်စစ်တပ်ကကောင်တွေဝင်လာပြီဆိုဆရာမငါတို့ပြင်းမဲ့ဟဲ့ဆိုလို့ရှိရင်အဲ့ဒါသူတို့နောက်ကနေလိုက်တာပြေးပြီတော့တကယ်ပြောတာအပြင်းမြန်မှာဟိုဘယ်လိုတင်မနဲ့ဟိုခြေထောက်နဲ့တသားတည်းကြအောင်ပြေးခဲ့ရတာဒီအများကြီးရှိပါတယ်မပြေးရအောင်လားဆိုပြေးခဲ့ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှာနယ်မြေပိုင်းမရှိဘူးအဲ့ဒီຢာတွေကအညိုအောင်နယ်မြေတွေဖြစ်တဲ့အတွက်စာတင်တယ်တင်ရတဲ့အချိန်မှာရသလောက်တွန်းတင်တယ်ပေါ့နော်စေကုပေးရကျွန်တော်ကတကယ်တမ်းကျတော့ရှီတန်းအောင်တော့ကစေယုံရင်မှုနဲ့စေမှုဖြစ်တယ်စေမှုဖြစ်ပြင်မဲ့လေဟိုမှာဆိုရှင်မနေ့ဆိုလို့ရှိရင်အစောကြီးဆေးလိုက်ကူတယ်ပြီးရင်စာတင်တယ်ပြီးလို့ရှိရင်ညနေကျဆေးလိုက်ကူတယ်ညကျကလေးတွေရတဲ့အချိန်မှာလေ every minute မှာကျွန်တော်တို့တွေအဲ့လိုမျိုးကလေးတွေကိုစာတအောင်တင်ပေးခဲ့ရတာမျိုးတွေရှိတယ်ပေါ့နော်ဒါကဘာလဲဆိုတော့ပြည်သူနဲ့ပြည်သူဝင်ကိုထမ်းကျင်တဲ့လူတွေနဲ့ကအပေးယူဆိုတော့ရှိရတယ်ပေါ့နော်အဲ့ဒါတစ်ခုပေါ့နောက်တစ်ခုကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့88ကတောခုတ်လာတဲ့အခါမှာမွန်နဲ့ခင်နဲ့ချတာမှာမုတ်ကိုကျင်းလာပဲဖျားသုံးစုမှာကျွန်တော်တို့ကလည်းရောက်ခသားဆိုတော့ဘာမသိဘူးသူစားဘာမသိနဲ့ဟိုဘယ်လိုခေါ်မလဲအစားတောက်ကလည်းဟိုရှာမစားတတ်ဘူးလေမြို့ပေါ်မှာနေတဲ့လူတွေဆိုတော့ဟိုဘယ်လိုခေါ်မလဲဖြုံကြောက်ဖြုံသီးတွေ့ရင်ကြောက်ဖြုံသီးဆွဲဟွာဆိုဆွဲလိုက်တော့မှအလောင်းတွေထွက်လာတာမျိုးတွေနောက်ကြတော့မှသိတယ်ကျွန်တော်တို့က88မှာသိရမလားပြည်တွင်းထဲမှာဟိုနေဝင်းကိုဆန္ဒပြနေတယ်ပြင်ပမှာမွန်နဲ့ကရင်နဲ့ချနေအဲ့ဒါဘာလဲဆိုတော့နေဝင်းကတိုင်းရင်းသားဘောင်းစုံပြောင်းနေတောင်မတက်အောင်အများအားသူလှုပ်ထားတယ်ဘာကြောင့်လဲဆိုသူ့ရဲ့ technique ကဒါပဲလေ तू ကအင်္ဂလိပ်ခင်မှာမွေးတော့မှဂျပန်ခင်မှာကြီးလာတယ်လူကိုဆိုတော့ဒီနှစ်ခုကြားမှာကြီးပြင်းလာတဲ့နွားသိရမလားခွေးကဒီကျွန်တော်တို့ဒီတိုင်းရင်းသားတွေကိုဒီလိုပုံစံမျိုးနဲ့အုပ်ချုပ်လာတယ်ဆိုတဲ့ဟာကဒီဥစ္စာကကျွန်တော်တို့တွေဒီတကယ်တိုင်းပြည်ကိုချစ်တယ်ဆိုလို့ရှိရင်ဒီမြန်မာပြည်တိုင်းရင်းသားအများဆုံးနဲ့နေထားတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက်အင်မတန်မှချစ်ဖို့ကောင်းတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့က we need the peace so we don't want to fight သိရမဟုတ်လားဆိုတော့ကျွန်တော်တို့တယောက်နဲ့တယောက်ကနားလည်မှုတွေကအများအားရှိကြမယ်ဆိုတော့အဲ့ဒါဘာလဲဆိုလို့ရှိရင် democracy နီလန်းကိုသွားမယ်ဆိုလို့ရှိရင်အဲ့ထက်မှာ human rights ဆိုတာပါတာပဲအဲ့ human right ကအရေးအကြီးဆုံးဖြစ်တယ်လူသားချင်းချင်းတယောက်နဲ့တယောက်နားလည်မှုတွေရှိရမယ်ဟိုတယောက်နဲ့တယောက်စကားနားမလဲတဲ့ဟာဟိုကသိရမလားဘာသာစကားမတူတာဟိုကလည်းအင်မတန်ချစ်ဖို့ကောင်းပါတယ်ပေါ့နော်ဆိုတော့ဒါတွေကအင်မတန်မှချစ်ဖို့ကောင်းတဲ့ဟာကိုအမုန်းတရားနဲ့ create လုပ်ထားတာကိုကျွန်တော်တို့က human being ကျွန်တော်တို့ကဒီနေဝင်ကြောင်းခဲ့တဲ့လမ်းကိုလိုက်မှာလားအဲ့ဒီလိုမျိုးတွေဖြစ်နေတယ်ပဲကျွန်တော်တို့ကထင်းစည်းအစည်းပြင်နေတဲ့အတွက်ဒီကောင်တွေဆက်ပြီးအုပ်ချုပ်နိုင်လားအဲ့ဒီဟာကိုကျွန်တော်တို့ဒီ21မြေပြင်မှာရှိတဲ့ကလေးတွေနဲ့အတူတူဟိုခေါင်းဆောင်ဆိုတာတယောက်ပဲရှိတယ်ခေါင်းဆောင်ကောင်းရှိဆိုခေါင်းဆောင်ဆိုရှိတယ်အဲ့ဒီခေါင်းဆောင်ထဲမှာလည်းရန်သူလူတွေမပါဘူးလို့မပြောနဲ့ကျွန်တော်ရှေ့တန်းမှာနေတာအကြာကြီးပါရဲ့နောက်တန်းနေတော့မှကျိုးရန်ဟိုတန်ချိုးရိုက်ခေါ်လို့ပြန်သွားတဲ့အချိန်မှာစခန်းတစ်ချမ်းကွဲနေတယ်ဘာအတွက်ကွဲတာလဲဆိုတော့လဲအာနာလူယူနေကြတာဘာမှ reason မရှိဘူးငါမျိုးဘွားလာတယ်နင်တို့ကတော်ရဲရလားဟိုသိရမလားဟိုနေရလာတယ်တဲ့မျိုးဘွားလာတဲ့လူနဲ့နေရလာတဲ့လူမှာဘာတွေထူးခြားမှုရှိလဲအခုံးတစ်ဖက်ချမ်းမှာခေါင်းပေါက်နေတဲ့လူတွေပဲလေဆိုတော့အဲ့ဒါကဘာလဲဆိုတဲ့အခါကျတော့အဲ့ဒီဥစ္စာကိုနားလည်ဖို့အရေးကြီးပါတယ်သွေးကွဲနေလို့ရှိရင်တော့ကျွန်တော်တို့ကတော့နွားကွဲလို့ရှိရင်ကြားကဲဆွဲမှာပဲအဲ့ဒီဟာကိုခံနေမလားဒါမှမဟုတ်လို့ရှိရင်တို့ကျွန်တော်ပြောချင်တဲ့ဟာဘယ်လိုလဲဆိုလို့ရှိရင်အရာရှိတယောက်ပဲဖြစ်ဖြစ်ခေါင်းဆောင်ဆိုတယောက်ပဲရှိတယ်အဲ့ဒီခေါင်းဆောင်ကိုအများစုဖြစ်တဲ့ကျွန်တော်တို့အောက်ခြေလူရဲဘော်တွေကကြိုးကင်နိုင်လဲဆိုတာဟိုပါပေါ့နော်ဟိုသူတို့လုံနေတဲ့အမားတို့ထောက်ပြပိုင်ခွင့်ရှိတယ်နောက်တစ်ခုကဒီမိုကရေစီနီးလန်းအရာမှာဟိုငါခေါင်းဆောင်လုပ်ချင်တယ်ဆိုတက်လို့မရဘူးကျွန်တော်တို့မှမဲခွဲပိုင်ခွင့်ရှိတယ်နောက်ပြီးတော့မှတော်လိုင်းကာလာဖြစ်တဲ့အတွက်ဘသူကဘယ်အရေးချင်းနဲ့ဘလို့နေရာမျိုးမှာလုံနိုင်နေဆိုတဲ့ဟာအလုပ်တွေကိုလုပ်ပြမှာခိုင်းသူတို့ခိုင်းနိုင်မှဒီလူကဘယ်နေရာနဲ့ဘယ်နေတဲ့ဘယ်ဘယ်လိုခေါ်မလဲဘယ်ဌာနမှာအလုပ်လုပ်နိုင်မယ်ဆိုတာတွေကိုကျွန်တော်တို့ကသိရမယ်ဒီထားပါတော့ဟိုစကားပြောပြီးတော့မှစာဖတ်တန်တဲ့လူတွေကစီယုံရင်းသိရမယ်အဲ့ဒီနေရာမှာမဟုတ်ဘဲနဲ့သူ့ကိုသွားစစ်တိုက်ခိုင်းနေလို့ရှိရင်ဘလို့သွားပြီးတော့စစ်တိုက်မှာတော့လို့နော်တချို့ကသူ့ရဲ့မွေးရပါတယ်ဟိုကသူတို့မှညင်ရပါလာပြီးသားစစ်တိုက်ရှင်တဲ့လူကတစ်ချိန်လုံးသူတို့ကဒါလေးလေ့လာနေတဲ့အတွက်ဟိုသိရမလား तू ကဟိုစစ်သားဖြစ်ခြင်းဖြစ်မယ်စစ်ဖို့ဖြစ်ခြင်းဖြစ်လာမယ်အဲ့ဒါတွေကဘာလဲဆိုလူတယောက်ချင်းညီမှာမတူညီတဲ့အရေးချင်းတွေတောင်ကျွန်တော်တို့ကတကယ်ကိုပဲအဲ့အရေးချင်းတွေကိုသိရမဟုတ်လားဟိုအသုံးချနိုင်မှုအရေးကြီးတယ်ဒီတယောက်ကမင်းကခေါင်းဆောင်လုံးတာမင်းခေါင်းဆောင်လုံးမရအောင်ငါတက်လို့မဆိုလုံးလို့မရဘူးအဲ့ဒါကိုမဲတဲ့ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်
ဒီအများစုဖြစ်တဲ့ရဲဘော်တွေကနေမဲဒီတော်လှန်ရေးကာလမှာပေါ့နော်ဆုံးဖြတ်ပိုင်ခွင့်တွေရှိနောက်တစ်ခုကဗမာပြည်နဲ့ပတ်သက်တယ်ဆိုရင်စစ်တပ်ဆိုမှဘာမှ rule and regulation ရှိတာမဟုတ်သူတို့ဗစားပေါက်ကထွက်တာအကုန်လုံးကအမှန်နေကြီးပဲဆိုတော့ကျွန်တော်တို့ဒီ1990တုန်းကအမတ်တွေအများကြီးရှိပါခုတို့အကိုတွေဆိုလို့ရှိရင်ဒါဟိုပါပေါ့နော်အမတ်တွေအများကြီးရှိပါတယ်ဒီဘက်ကိုထွက်လာတဲ့ NCUUB ဒေါက်တာစိန်ဝင်းတို့ပေါ့နော်အတူတိုင်းရင်းသားဘောင်းစုံဒီ American တကယ်American မှာရှိတယ်တကယ်အတက်ပညာပိုင်းဥပဒေပိုင်းဆိုင်ရာလူကြီးတွေနဲ့သူတို့အကြမ်းပြင်းဆွဲထားတဲ့ constitution ရှိတယ်ဒါပေမဲ့စစ်တပ်နဲ့ပတ်သက်ပြီးတော့မှအဲ့ဒီ constitution အောက်မှာစစ်တပ်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့တွေနားလည်တဲ့လူတွေနဲ့တကယ်စစ်ဟိုပေါ့နော်ဘယ်လိုခေါ်မလဲဥပဒေတွေကိုကျွန်တော်တို့တွေလှုပ်ထားနိုင်မယ်အခုချိန်ကတော့တော်လိုင်းရေးကာလဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးကအဓိက focus လုပ်ဖို့ကဒီကောင်တွေစစ်အာဏာရှင်ကြာဆုံးမှုအတွက်ကအရေးကြီးတယ်အချင်းချင်းရန်ဖြစ်နေဖို့ဟောမလို့ကျွန်တော်တို့အချင်းချင်းရန်ဖြစ်နေတော့မှအချင်းချင်းသွေးခွဲနေပြီဆိုလို့ရှိရင်တော့ဒါအမှန်တိုင်းပြောတာကျွန်တော်အနေနဲ့ကတော့ဒီလူဒီစစ်တပ်ကလွှတ်ထားတဲ့လူလားဒါမှမဟုတ်အာဏာမက်နေတဲ့အယူလားဆိုတာကျွန်တော်တို့ကအာဏာရှင်ကိုမကြိုက်လို့ဒီအာဏာရှင်ကိုတိုက်နေတဲ့အခါမှာဒီလိုအာဏာရှင်ထပ်တက်လာလို့ရှိရင်အဲ့အာဏာရှင်ကိုကျွန်တော်တို့အားလုံးအနေနဲ့ကတော့ပြက်ပြက်တသားသူ့ကိုသိရမလားမဲပေးပြီးတော့မှယာတို့ကဖယ်ရမယ်သူ့ကိုလှုပ်ပြလိုက်တာမဟုတ်ဘူးเนาะခဏနားခွင့်ပေးတော့မှတခြားနေရာတွေမှာလုတ်ပိုင်ခွင့်ရှိရဲဆိုတာမျိုးတွေလုပ်ရမယ်အဲ့ဒီထဲမှာပဲအခုလက်ရှိကျွန်တော်တို့လူငယ်တွေထဲမှာအများဆုံးကတော့ဒီခေတ်မှာတော့ကျွန်တော်သိသလားတော့လူငယ်တွေတော်တော်များများအကြောင်းကောင်းကောင်းတွေတက်နိုင်ခဲ့တယ်ဒေါအောင်ဆန်းစုကြည်တို့ပေါ့နော် NLD တို့အများစုနောက်ပိုင်းမှာဒီစနစ်အတော်တွေမှာကလေးတွေအရန်တိုးတက်လာတာတွေသိတယ်နောက်ပြီးတော့မှတော်တော်များများကလည်းဘကတာပေါ့နော်ကျောင်းသားသမဂ္ဂလူငယ်တွေလည်းအများကြီးရှိရဆိုတော့အခုဆိုလို့ရှိရင်လေကျွန်တော်တို့ပြည်တွင်းပြည်ပမှာပေါ့နော်တချို့ကတော့ပြည်ပကိုရောက်လာကြတယ်တက်မှ6နဲ့9ဘက်မှာအများဆုံးကတော့ကရင်ပြည်ဘက်မှာကျွန်တော်တို့ဒီကျောင်းသားသမဂ္ဂကလေးတွေများတယ် and နောက်တစ်ခုကအထက်ဗမာပြည်ပေါ့နော်မန္တလေးတိုင်းကရှိတယ်ကျောင်းသားသမဂ္ဂအကုန်လုံးကအခုကချင်ဘက်မှာရှိတယ်ချင်းဘက်မှာရှိတယ်ရှမ်းမြောက်ပါရှိနေကြတယ်ဆိုတော့သူတို့တွေရဲ့အဓိကကောင်းတာပါလဲဆိုစာဖတ်နှုန်းတွေကောင်းတဲ့အတွက်သူတို့စီးဝင်အရင်ကောင်းတယ်အဲ့ဒီလူငယ်တွေကိုအသေးချာချာသိရမလားစီစီယုံယုံနဲ့ညီညီညွတ်ညွတ်နဲ့တိုက်တဲ့လူကတိုက်မယ်စီယုံတဲ့လူကစီယုံမယ်နောက်တစ်ခုကကျွန်တော်ပြောချင်တာပါလဲဆိုကျွန်တော်တို့ AB ရဲ့ဟိုပါပေါ့နော်အဓိကဆိုတော့ကျွန်တော်တို့နောက်တမှနေတဲ့အခါမှာကျွန်တော်တို့ခေတ်တုန်းကအင်တာနက်ခေတ်လည်းမဟုတ်ဘူးနောက်ပြီးတော့မှထောက်ဖို့လည်းအရန်နေတယ်တကယ်ပြောတာကိုကလည်းကိုအဲ့ဒေါ်ရရောက်သွားတဲ့အချိန်မှာလေငါတော့သွားပြီးသေပြီလို့တော့ကိုတွက်တာဒါအမှန်တိုင်းပြောတာကျွန်တော်ငှက်ဖျားဖြစ်တဲ့အချိန်မှာဆိုလို့ရှိရင်ဗမာပြည်မှာကြားဘူးတာငှက်ဖျားဖြစ်ရှင်သေတယ်ပဲကြားဘူးတာလေဒါပေမဲ့ကျွန်တော်အဖေကဘာပြောလဲဆိုတဲ့အခါကျတော့သူ့ရဲ့အတွေ့အကြုံညာသူကဗမာတမတော်ကတကယ်တော်လှန်ရေးသမားဖြစ်ခဲ့တဲ့အတွက်နောက်ပြီးတော့မှသူကနေဝင်းရဲ့စစ်တပ်မှာလုံးဝမလုပ်ဖဲနဲ့သူတောခုသွားတဲ့အဆင့်ထိသူလုပ်တယ်ဆိုတော့အသက်ရှင်တန်မှုဆိုတာတဲ့ပတ်ဝန်းကျင်ကိုကြည့်ရမယ်တဲ့အဲ့ပတ်ဝန်းကျင်မှာလူတွေကဘာကြောင့်ရှင်တန်နေဒီနိုင်ငံဒီနေရာမှာဒီနေရာမှာကြီးနေတဲ့လူတွေကိုကြည့်ပြီးတော့မှတဲ့ကိုယ့်ရဲ့အသက်ရှင်တန်မှုကိုတဲ့လောက်ရမယ်တဲ့ဆိုတာတခုပြောတယ်ပေါ့နော်ဆိုတော့ကျွန်တော်ငှက်ဖျားဖြစ်တဲ့အချိန်မှာတော့တည်ပြီးတော့သွားပြီနောက်အစားတောက်ကလည်းဘာမှမရှိဘူးဒါအမှန်တိုင်းပြောမြို့ပေါ်သွားတဲ့အမျိုးပေါ့နော်လူငယ်တယောက်အနေနဲ့ဟိုရောက်တဲ့အခါကျတော့ကျွန်တော်တို့ကဘာမှစားစရာမရှိဘူးအဲ့ဒီမှာမွန်ပြည်သစ်ပါတီကဘာလာပေးလဲဆိုတော့ကျွန်တော်အားပြကြောက်ကလေးတစ်လောက်ကလေးပဲရှိတယ်ပေးတာဆိုတော့ကြည့်ပြီးတော့ထမင်းနဲ့အဲ့ဒါကိုကြည့်တော့ဘလို့စားရမှာမသိဘူးပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်အဖေပြောတဲ့စကားကိုကျွန်တော်နားထဲမှာပြန်ရောက်ဝင်လာတဲ့အချိန်မှာဘေးကိုကြည့်လိုက်တဲ့အခါကျမှပြည်သစ်ပါတီရဲ့ကောင်မလေးတွေကအဲ့ဒီနဲ့6သေးလေးကိုသိရမို့လားထောင်းပြီးတော့မှရေနဲ့ဖြော်လိုက်ပြီးတော့မှသူတို့တင်တန်းခွင်းသားကနေတော့မှယူလာတဲ့အဲ့လိုအသီးရွက်တွေကိုပြုတ်ပြီးတော့မှသူတို့စားတယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့အချိန်မှာလေးစိတ်ထဲမှာတော့သူတို့တောင်ရှင်တန်သေးရငါဘာလို့မရှင်တန်ရမှာလဲဆိုတော့အဲ့လိုမျိုးပေါ့နော်စားခဲ့တယ်ပေါ့နော်တစ်ချက်နောက်တစ်ခုကငှက်ဖျားတံမွေးလေးကနေတော့မှကျွန်တော်နားမှာအဲ့လိုပေါ့တစ်နှစ်သားလေးကတခါတည်းငှက်ဖျားဖြစ်နေခွိနဲ့တက်နေတာအဲ့ဒီကတော့မှအဲ့အမိုးဒီအမေတယောက်ကဘာပြောလဲဟဲ့တဲ့ကလေးမလည်းနေအဲ့ဒါကြည့်မနေနဲ့ငါကလေးတွေအကုန်လုံးဒီမှာတွေ့တယ်မဟုတ်လားသူ့မှာကလေး3ယောက်ပေါ့နော်ဒီဟာတွေလည်းအဲ့လိုပဲတဲ့မွေးတွေရတယ်ငှက်ဖျားပြက်ပြီးတော့နေရဟိုငှက်ဖျားတက်ပြီးတော့နေတာပဲတဲ့သူတို့လည်းအသက်ရှင်ဟိုတဲ့ဘာမှဖြစ်ဘူးတဲ့နောက်တော့အေးဆေးဖြစ်သွားလိမ့်မယ်တဲ့သူကအဲ့လိုပြောတဲ့အချိန်မှာလေကျွန်တော်ဖေပြောတဲ့စကားကိုပဲကျွန်တော်ပြန်ပြီးတော့မှနားကြအောင်နားထဲမှာပြန်ရောက်လာတယ်သူတို့တော့အသက်ရှင်နိုင်သေးရပဲငါတို့ဘာလို့အသက်မရှင်ရမလဲဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ပြန်ပြီးတော့မှမိုးလင်းတဲ့အချိန်မှာကျွန်တော်ကဗမာပြည်တုန်းက state champion လည်းဖြစ်ခဲ့တယ်ဘူးတဲ့အပြေးသမားဖြစ်တဲ့အတွက်ကျွန်တော်မနေ့ဆိုလို့ရှိရင်မွန်ပြည်သစ်ပါတီနားမှာ
မှာရှိတယ်မွန်ချက်မျိုးရွာလေးကိုကျွန်တော်ပတ်ပြေးတယ်ပေါ့နော်စပြီးတော့ဆိုတော့နောက်ပိုင်းမှာကျွန်တော်တို့တိုက်ရင်မှာရှိတယ်တရားတက်ကလူတွေအကုန်လုံးကကျွန်တော်မိတ်ကလေးငယ်ငယ်လေးတယောက်ကထပြေးနေတယ်ဆိုသူတို့အကုန်လုံးဝိုင်းပြီးတော့မှဘာမှမရှိဘူးပေါ့ပစိုးကြောင်ကြိုက်တဲ့လူနဲ့ပါလာတဲ့ဘောင်းမီလေးတွေနဲ့ဒီလိုပဲညက်ဖက်စီးပြီးတော့ပြေးခဲ့ရပါတယ်အခုတော်လိုင်းရင်နဲ့နှွေဦးတော်လိုင်းရေးရလူတွေကကျွန်တော်တို့နဲ့စာလို့ရှိရင်လေအစ200လောက်တာပါတယ်တကယ်ပြောတာထောက်ဖို့ရေးရောဘယ်လိုခေါ်မလဲဒီ uniform ကအစပေါ့နော်နောက်ပိုင်းကျတော့မှကျွန်တော်တို့ CRDB ဆိုတဲ့ဥတ္တမဝင်းတို့ဥဆောင်တဲ့ပြစ်ချစ်ကြံခဲ့တဲ့လူကြီးပိုင်းတွေကဥအောင်တို့ပေါ့နော်ဥနုရဲ့သားတို့ပါတော့ပေါ့နော်ဆိုသူတို့တွေကနေပြီးတော့မှအမေရိကန်ကနေဆင်းလာပြီးတော့နောက်ပြီးတော့ဗမာပြည်မှာနေဝင်းအာဏာသိမ်းလိုက်တဲ့အခါမှာပြည်သူ့အသိမ်းခံလိုက်ရတဲ့ဗမာပြည်ဘွားကလားတရုတ်ပေါ့နော်အဲ့လိုလူတွေကနေတော့မှအမေရိကတခြားနိုင်ငံတွေအသီးသီးကနေဆင်းလာပြီးတော့မှကျွန်တော်တို့တွေကိုပေါ့နော်အထိုက်တင်တဲ့အထောက်ပံ့လေးတွေပေးခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့အထက်မှာကလူမျိုးပေါင်းစုံပါလာတဲ့အခါမျိုးကြတော့တောင်သူအလဲသမားအလုပ်သမားတွေပါလာတဲ့အခါကြတော့ကျွန်တော်တို့လူငယ်တွေကိုအဲ့လိုအလုပ်သမားလဲသမားတွေကနေတော့မှစိုက်ပျိုးပြီးတော့မှဒီလိုပဲတင်ယူပြီးတော့ပေါ့နော်ကျွန်တော်တို့တွေရှာဖွေစားတောက်ပြီးတော့မှ ABSCS ဆိုတာလေးကိုစပြီးတော့မှတည်ထောင်ခဲ့တာပါ ABST ရဲ့တမိုင်းကတော့တကယ်တမ်းကျအင်မတန်ကျန်းခဲ့ပါတယ်အဲ့ဒီလိုပဲကျွန်တော်တို့ခင်မှာတော့ကသူတို့ war train လောက်ထားလိုက်တဲ့လူတွေကကျွန်တော်တို့ចောင်းသားလူတွေထဲမှာပါလာပြီးတော့မှအင်္ဂလိပ်စာလည်းကောင်းတဲ့အတွက်ပေါ့နော်ပြောတတ်ဆိုတတ်ပြီးတော့မှလူကြီးလဲတဲ့အတွက်ခေါင်းဆောင်ပိုင်းနေရာတွေမှာဝင်လုပ်ပြီးတော့မှကျွန်တော်တို့ကလေးတွေကအဲ့ချိန်ကအရန်ဘာမှမသိသေးတဲ့အရွယ်ဆိုတော့ပြောရမယ်ဆိုရင်အတွေ့အကြုံမရှိတဲ့အတွက်လွတ်ထားကြလိုက်တာဥပမာဆိုကျွန်တော်နာမည်တက်ပြောမယ်ဆိုအောင်နိုင်ဦးအောင်သူငိမ့်ဇော်ဦးကအဆိုးဆုံးပဲဇော်ဦးဆိုတဲ့ကောင်လေးကျွန်တော်တို့စခန်းကိုစရောက်လာတယ်ចောင်းသားတယောက်အနေနဲ့ပြီးတဲ့အခါကျတော့ဒီဦးအောင်တို့ကနေတော့မှចောင်းသားစခန်းမှာစားဖို့ဆိုတော့ပေးထားတဲ့ပတ်စံအစသူယူပြီးတော့မှမဟုတ်ကတွေလုပ်ခဲ့တယ်and then နောက်ပြီးတော့မှ तू ကဘလောက်ထိလူတွေလဲဆိုတော့နောက်တစ်ခုကဆရာဝန်ကြီးအင်ဂျင်နီယာကြီးကျောင်းဆရာကြီးဖြစ်နေတယ်ဆိုပေမဲ့လည်းကျွန်တော်ကမယုံခိုင်းတာမဟုတ်ဘူးเนาะဒီလူတွေကိုသတိထားပြီးတော့အသေးချာလေ့လာပြီးမှအတော်ရီပေါ့เนาะသူတို့ဘယ်လိုခေါ်မလဲလုတ်ပိုင်ခွင့်တွေပေးတာပိုကောင်းပါတယ်ကျွန်တော်တို့ကတော့အရန်လဲငယ်ခဲ့တဲ့အတွက်ကျွန်တော်တို့ကလည်းမပြောတတ်တဲ့အခါမျိုးကြတော့မသိခဲ့တဲ့ကလေးရှင်းဆုံးပြော18နှစ်ဆိုတာဘယ်လောက်မှမရှိသေးဘူးလေเนาะဆိုတော့အတွေ့အကြုံကရှိရဲဆိုတော့ဖေဖေပြောထားတာတွေကတော့ကျွန်တော်နားထဲမှာနားရည်ဝနေတာပေါ့နော်အဲ့ဒီဟာတွေကိုကျွန်တော်ပြန်ပြီးတော့မှ rewind ပြန်လုပ်ပြီးတော့မှကျွန်တော်ကိုဘွားကိုအတန်းနိုင်ဆုံးရှောက်လာခဲ့တာဖြစ်တယ်အဲ့ဒါအတွက်လည်းအခု38နှစ်ရှိပြီကျွန်တော်တောထဲမှာတာဝန်ထမ်းဆောင်ပြီးတော့ဘန်ကောက်ရောက်လာတယ်ဘန်ကောက်ရောက်လာပြီးတော့မှအမေရိကရောက်လာတယ်ရောက်လာတဲ့အချိန်ကစပြီးတော့မှတစ်ခါမှမနာခဲ့ဘူးသေးဘူးဘန်ကောက်မှာရှိနေတဲ့အချိန်မှာလည်းကျွန်တော်တစ်ခါမှမနာဘူး UN ပေးတဲ့ပတ်စံကိုစုပြီးတော့မှ passport ဝယ်ကင်ပြီးတော့အလုပ်ရအောင်လုပ်ပြီးတော့မှကျွန်တော်ရဲ့တိုင်ရင်မိခင်တိုင်ရင်ကိုအများနဲ့ထောက်ပံ့ခဲ့တယ်ဒါလူတိုင်းကိုမေးကြည့်လို့ရပါတယ်အမေရိကကိုစရောက်ပြီးတော့ပါလဲအခုချိန်ထိပေါ့နော်ခွတ်တူအသီးဆုံးပဲကျွန်တော်တစ်ခါမှလည်းမနာခဲ့ပါဘူးကျွန်တော်အလုပ်လုပ်လို့ကြိုးစားခဲ့လို့ယာရုတွေရရင်တော့မှအများဆုံးကျွန်တော်ရှိမှာအလုပ်လုပ်တဲ့လူတွေတော်တော်များပါတယ်ချင်းတွေလည်းအများကြီးများပါတယ်အဲ့အချိန်ကျမှကျွန်တော်ကချင်းဆိုတာချင်းတစ်မျိုးတည်းပဲလို့ကျွန်တော်တွက်ထားခဲ့တာချင်းမှာလူမျိုးစုတွေအများကြီးရှိရဆိုတော့အဲ့ကြတော့မှကျွန်တော်သိခဲ့ရတာပါဘာကြောင့်လဲဆိုသူတို့ပြောတာဟဲ့ဘွာပေါ့ဟိုနာမည်ခေါ်လိုက်ငါဟိုမှာတဲ့အဲ့လိုပဲချင်းတယောက်ဆို तू ကငါတို့လူမျိုးမဟုတ်ဘူးဆိုတော့ကျွန်တော်လည်းတော်တော်ခေါင်းကုတ်တယ်ပေါ့အဲ့ကြတော့မှကျွန်တော်ခွတ်တို့လွန်းတို့မေးပြီးတော့မှလေ့လာခဲ့တာပေါ့နော်ဆိုတော့အဲ့ဒါတွေကဘာလဲဆိုတာကျွန်တော်တို့ကဒီရှင်းပြောရမယ်ဆိုကိုလိုနီလက်အောက်မှာနေခဲ့ပြီးတော့မှခရိုနီတွေကနေတော့မှကျွန်တော်တို့သိရမဟုတ်လားအမျိုးမျိုးဘယ်လိုခေါ်မလဲအုပ်ချုပ်လာခဲ့တဲ့ဟာတွေကအခုလဲနေဝင်းမှာလဲဒီလိုပဲလေသူတို့ကကိုလိုနီကိုလူမျိုးကိုပြန်ပြီးတော့ကိုလိုနီလောက်တော့မှခရိုနီဆိုတဲ့စီးပွားရေးသမားတွေကနေပြီးတော့မှကျွန်တော်တို့အားလုံးကိုအုပ်ချုပ်ထားပြီးတော့မှနေဝင်းကဒီစီးပွားရေးသမားတွေကိုသိရမလားဂုတ်ကင်ထားပြီးတော့မှငါတို့ဘယ်သူကပုံကံမလဲပုံကံပြီဆိုထောင်နဲ့ထက်သိရမလားအဲ့ဒါမျိုးတွေလုပ်တဲ့ဆိုတာအဓိကကအဲ့ဒါပဲကျွန်တော်တို့ခံနေရတာတွေကအဲ့ဒါပဲအဲ့တော့ကျွန်တော်တို့အခုချိန်မှာတည်တည်ချာချာကွဲပြားဖို့လိုတယ်အခုချိန်ကကျွန်တော်တို့ကစနစ်တစ်ကိုသွားမဲ့လူတွေဖြစ်တဲ့အတွက်စိတ်သစ်စနစ်သစ်လူသစ်နဲ့
ဒီနေဝင်းတို့လောက်ထားတဲ့ကိုလိုနီရနေတော့မှစပြီးတော့မှဟိုပုံဘယ်လိုခေါ်မလဲပုံရိုက်ပြီးတော့မှတတ်သွင်းခဲ့တဲ့ဟာကိုကျွန်တော်တို့ကရအောင်ဖြစ်သွားမှာတယ်ဆိုတော့အဓိကဒီကျွန်တော်တို့ကရေတောင်းမြစ်ဖြစ်တဲ့ဒီနေဝင်းစစ်နေဝင်းဟိုစခဲ့တဲ့ပေါ့နော်ဗိုလ်ချုပ်အောင်ဆန်းတို့ကျွန်တော်တို့ရဲ့ဖခင်ကြီးတွေတည်ထောင်ခဲ့တဲ့ဟိုဘယ်လိုခေါ်မလဲစစ်တပ်ကိုဖျက်ဆီးထားတဲ့နေဝင်းနဲ့အပေါင်းပါမင်းအောင်လှိုင်တို့အကုန်လုံးကိုကျွန်တော်တို့ကဘယ်သူ့မှလည်းယုံလို့မရဘူးအဲ့တော့ကျွန်တော်တို့ကဒီပင်စီကိုဖြတ်အမယ်ဖြစ်တဲ့အတွက်အဓိကဒီကောင်တွေကြာဆုံးမှုကအရေးကြီးတယ်။နောက်ပိုင်းကျတော့မှဗမာပြည်ပြန်လဲထူထောင်ရေးကာလမှာကျွန်တော်တို့ဒီမိုကရေစီနီးလန်းဆိုတာသိထားဖို့ကအရေးကြီးတယ်။ဒီမိုကရေစီဒီအဆက်သိရမလား equal right ပဲလူတိုင်းမှာရပိုင်ခွင့်တွေအများတန်းရှိတယ်လူအခွင့်အရေးတွေအများတန်းရှိတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီကိစ္စတွေအတွက်ကတော့ကျွန်တော်ဟိုရှင်းပြောရလို့ရှိရင်ယုံကြည်တယ်အဓိကစစ်ကိုတိုက်မယ်ဆိုလို့ရှိရင်စစ်တိုက်ဖို့ပဲလုပ်ပါစေကူတတ်တဲ့လူကစေအုပ်ကိုဆွဲပါအဲ့အတွက်ပတ်စံတပြားမှအကုန်ခံတယ်အဓိကဒီကျွန်တော်တို့ဒီလက်နက်ရဖို့အရေးကြီးတယ်ငချင်းစီနဲ့ငချင်းကြော်ဖို့အရေးကြီးတယ်ဒီကောင်တွေလက်နက်တွေကိုလက်နက်ဖြစ်တယ်နောက်ထောက်ဖို့လုပ်ဖို့အတွက်ပတ်စံတွေအများကြီးလိုအပ်တယ်အဲ့တော့ဟိုကျွန်တော်အနေနဲ့ယုံကြည်ပါတယ်မိဘပြည်သူတွေနဲ့ကျွန်တော်တို့ကြီးပဲလဲဟိုဘယ်လိုခေါ်မလဲဒီစစ်တိုက်နေတာကြီးတယ်ပဲလဲအစင်မဟုတ်ဟိုတခုတည်းမဟုတ်ပါဘူးအဓိကမိဘပြည်သူတွေဟိုတိုင်းရင်းသားဘောင်းဆောင်မြေပြင်ဟိုဘယ်လိုတောင်းပေါ်မြေပြန့်ပေါ့နော်အကုန်လုံးအနေနဲ့စီယုံနဲ့မြေပြင်မှာရှိနေတဲ့ကျွန်တော်တို့ရဲဘော်လေးတွေကိုဟိုဝိုင်းပြီးတော့မှစောက်ရှောက်ပေးကြပါကြည့်ရှုပေးကြပါထောက်ပံ့ပေးကြပါဒီပွဲအောင်ကိုအောင်ရမယ်ဒါပေမဲ့ဗမာပြည်ပြန်လဲတီထောင်ရေးမှာဟိုဘယ်လိုခေါ်မလဲ Federal ပြည်ထောင်စုဆိုတာတစားစီဖြုတ်သွားတာမဟုတ်ပါဘူးတည်ရမဟုတ်လားအားလုံးကဒါကိုပြည်နယ်ကိုပြန်လဲပြီးတော့မှလောက်ကြရမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်ဒီဒါအမှန်တမ်းပြောမှာတိုင်းရင်းသားလူမျိုးစုထဲမှာဆိုကျွန်တော်တို့ကရှမ်းနေပါဒီဟိုColin Window ဘက်ကပါကျွန်တော်တို့အဖေကကျွန်တော်ရဲ့ဒီအထက်ဗမာပြည်မှာရှိတဲ့ဆွေမျိုးတွေဆိုလို့ရှိရင်တော်တော်များများရှမ်းစစ်စစ်တွေတောင်ဖြစ်နေပါပြီကျွန်တော်ကတော့ဟိုမြေပြန့်မှာမွေးတဲ့ဟိုဘယ်လိုခေါ်မလဲရှမ်းနေလူမျိုးတယောက်လည်းဖြစ်တယ် and then နောက်ပြီးတဲ့အခါကျမှပြောချင်တာကဘာလဲဆိုလို့ရှိရင်ဒါတိုင်းရင်းသားဆိုတာဗမာပြည်မှာအင်မတန်ချစ်ဖို့ကောင်းတဲ့လူမျိုးစုတွေနေတဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါကိုချစ်စရာလိုပဲမြင်ရမှာဖြစ်တယ်ဒါဟိုနေရဒီလူမျိုးမလို့ငါဒီလူမျိုးဆိုတာကိုမဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့တွေဒီလိုဖြစ်လာတဲ့ဟာတွေကခေါင်းရိုးကျိုးနေတဲ့ဒီမတမာတဲ့သိရမလားခရိုနီကိုလိုနီစနစ်တွေကြောင့်ဖြစ်လာတဲ့ဟာကိုဒီလိုလူမျိုးတွေဒီနိုင်ငံမှာအမြင့်ပြတ်ဖို့အတွက်ကတိုက်နေတဲ့ကာလမှာကျွန်တော်တို့ဘာမှမစင်စားပါနဲ့အဓိက focus ဒီစစ်အာဏာရှင်စနစ်ပေါ့နော်ဟိုမကောင်းတဲ့လူတွေကိုကျမတို့အမြင့်ဖြတ်မယ်လူကိုလည်းမတိုက်ဘူးမူကိုကျမတို့တိုက်ကြမယ်အဲ့ဒီအခါမျိုးအတွက်အခုတည်းကစပြီးတော့မှဟိုဘယ်လိုခေါ်မလဲဒီမိုကရေစီနီးလန်းကိုမဲပေးပြီးတော့မှရွေးချယ်နိုင်တဲ့နီးလန်းတွေပြီးလို့ရှိရင်ဒီလူတယောက်ကိုခန့်မယ်ရွှေ့မယ်ပြောင်းရွှေ့ပေးထားမယ်အဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့သွားကြမယ်ဖြုတ်တယ်သိရမလားခန့်တယ်ဖြုတ်တယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ခန့်တယ်မတူလို့ရှိရင်အဲ့နေရာမှာ तू ကမလုံနိုင်လို့ရှိရင်နောက်တစ်နေရာကိုပါလုံမယ်ဒီတော်လိုင်းကာလမှာကျွန်တော်တို့တွေလုံရမယ်အလုပ်တွေကအများကြီးရှိတယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးဒီတိုင်းရင်းသားလူမျိုးစုတွေအကုန်လုံးတောင်းတဲ့တရားဟိုစီယုံကြအောင်လို့ကျွန်တော်အနေနဲ့ဒီနေရာကနေတော့မှတောင်းပန်ချင်ပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးဒီလူသားတွေကလူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကရန်သူတွေမဟုတ်ပါဘူးတယောက်နဲ့တယောက်ဒီရန်ကျွန်တော်တို့မဟုတ်တဲ့ကြားထဲမှာကျွန်တော်တို့ရဲ့အတွေ့အကြုံနဲတဲ့ပုံမှာမူတည်ပြီးတော့ဒီဘယ်လိုခေါ်မလဲအာနာရှင်စနစ်ကနေတော့အာနာရှင်တွေကနေတော့မှတေးချေချော train လုပ်ထားတဲ့လူတွေကကိုယ်တွေအထဲထဲမှာဟိုဘယ်လိုခေါ်မလဲခေါင်းလေးပုတ်ပြီးတော့မှနောက်ကနေဓာတ်နဲ့ထိုးမယ်ဟာကိုတော့အထိုးမခံနိုင်ဘူးအထိုးမခံရအောင်လို့ကျွန်တော်တို့အားလုံးတောင်းတဲ့တရားကြောချင်းကပ်ပြီးတော့မှပေါ့နော်ရန်သူကိုလည်းကြည့်မယ်ရှေ့ရလည်းတိုက်မယ်ကြောချင်းကပ်နိုင်မှုကအရေးကြီးပါတယ်အဲ့ဒါကြောင့်မလို့ညီညွတ်နဲ့ထင်းစီအစိမပြေအောင်စီယုံနဲ့ကျွန်တော်တို့ရှေ့ဆက်ပြီးသွားကြမယ်ဆိုလို့ရှိရင်ခီးလေးကခဏလေးပါပဲဆိုတော့ကျွန်တော်ကဟိုဒီဥဆောင်သွားတဲ့ဟိုရဲဘော်တယောက်ပြောခဲ့သလိုပေါ့နော်အဓိကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုဝေလေးတွေကတော့ရှိကြပါတယ်။ဘာကြောင့်လဲဆိုကျွန်တော်တို့နိုင်ငံကအနှစ်တရာ British colony လက်အောက်မှာနေခဲ့တဲ့လူတွေဆိုတဲ့အခါမျိုးကြတော့
တချို့တွေကတော့ဒါကတော့100%ပေါ့နော်လူ100မှာလူ100လောက်တော့ပါလာမှာတော့မဟုတ်ပါဘူးဆုံးဖြူဆိုတာနေတော့ပါလာကြတာပဲအဲ့ဒီဆုံးဖြူတွေကတော့ရှိနေမှာပဲအဲ့ဒီရှိနေတဲ့ဟာတွေကိုလည်းကျွန်တော်တို့က ignore လုပ်ထားလိုက်လို့ရှိရင်ကိုလုပ်ရမယ့်အလုပ်ကို focus တကယ်လုပ်နိုင်မယ်ဆိုလို့ရှိရင်တော့ဒီတော်လှန်ရေးရအမြန်ဆုံးဘယ်လိုခေါ်မလဲအောင်မြင်မှာပါမြေပြင်မှာရှိနေတဲ့ရဲဘော်တွေတကယ်လို့များကြည်နေတဲ့ပြည်သူမိဘပြည်သူတွေကြည်နေကြတယ်ဆိုပေါ့နော်ပြည်တွင်းပြည်ပအားလုံးညီညီညွတ်ညွတ်နဲ့ပြည်ပမှာရှိနေတဲ့လူတွေကအခုဘာပဲပြောခင်းရင်းတဲ့အခြေအနေဆိုတော့သိရကျွန်တော်ကိုယ်ထိုက်ကလည်းခင်းရင်းတယ်ကျွန်တော်ဆိုလို့ရှိရင်ရှိသမျှဟာတွေခွတ်ထုတ်သေးတယ်အကုန်လုံးထုတ်ရောင်ပြီးတော့ဘယ်လိုခေါ်မလဲကုညီနေတာပေါ့နော်ကြောသားရင်သားမခွဲကြဘဲနဲ့ပေါ့နော်တကယ်တမ်းကျတော့တကယ်ကိုကုညီနေတာပါအဲ့ဒါကြောင့်မလို့အကုန်လုံးကဒီတော်လိုင်းရေးကြီးပြီးဖို့အတွက်ကကျွန်တော်တို့မှာအတိအကျ supporting ပေါ့နော်ထောက်ဖို့ကအရေးကြီးပါတယ်အဲ့ထောက်ဖို့ဝိုင်းပြီးတော့မှလှုပ်ပြီးတော့မှမြေပြင်မှာရှိတဲ့ရဲဘော်တို့အနေနဲ့ကလည်းဘာကိုမှတိတ်ပြီးတော့မလုံးနဲ့ငါတို့တကယ်တိုက်ရမယ်လူဒီဘုံရန်သူဒီစစ်တပ်ကဘယ်လိုခေါ်မလဲနာဇီစစ်တပ်ကကောင်းနေတာဖြစ်တယ်ဆိုတဲ့ဟာအမြဲတမ်းခေါင်းထဲမှာတွင်ထားပေးပါငါတို့တိုင်းရင်းသားလူမျိုးတို့အားလုံးတို့ဒီငါတို့ဒီရန်သူမဟုတ်ဘူးငါတို့ကမဟာမိတ်တွေဖြစ်တယ်အဲ့ကြားထဲမှာဖောက်လာတဲ့လူဒီသူတို့ train လုပ်ထားတဲ့လူကြီးအဲ့လိုလူမျိုးကိုကြတော့တစ်ခါခွင်းလုံးမယ်နှစ်ခါခွင်းလုံးမယ်သုံးခါခွင်းလုံးလို့မရလို့ရှိရင်ရအောင်ပယ်ထုတ်ရမယ်တတ်ခိုင်းတာမဟုတ်ဘူးနော်ရအောင်ပယ်ထုတ်ထုတ်ရမယ်ပြတ်သားမယ်တော်လိုင်းရင်းမှာပြတ်သားမှရမယ်တော်လိုင်းရင်းမှာတတ်တိရှိမှရမယ်မပြတ်သားပဲနဲ့အားနာလို့ရှိရင်ငါတို့ရဲဘော်တွေအကုန်လုံးကခွေးဖြစ်သွားလိမ့်မယ်အဲ့ဒါကြောင့်မလို့ငါတို့အားလုံးအကုန်လုံးကစီယုံပေးပါအဲ့ဒါပါပဲเนาะကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အင်မတန်မှကောင်းမွန်တဲ့ message လေးဖြစ်ပါတယ်ကျမတို့တော်လန်ရေးကိုမအောင်မြင်အောင်နှောက်ယှက်မျိုးမျိုးပေးနေတယ်ဆိုလို့ရှိရင်ဒါနှစ်ခါစဉ်းစားစရာမလိုပါဘူး well train နေဖြစ်တယ်ပေါ့နော်ဒါကျမတို့ကိုဖြက်လေးဖြက်နဲ့အမျိုးမျိုးတားဆီးနှောက်ယှက်နေတာကျမတို့သွားတဲ့လမ်းမှာလူငယ်တွေဖြစ်တယ်မင်းတို့ကဘာမှမသိဘူးလို့ပြောပေမဲ့ကျမတို့စက္ကစကိုတိုက်နေတဲ့နေရာမှာအောင်မြင်မှုတွေကိုလည်းပြည်သူရှေ့မှာယူဆောင်လာပေးတယ်ကျင်တွေကနေစပြီးတော့မှကျမတို့ဖလမ်တီကိုတလှိုင်းမီတလှိုင်းပြည်သူရှေ့ကိုကျမတို့ယူဆောင်လာပေးတယ်တစ်နှစ်ကျော်သားဖြစ်ပေမဲ့ပြည်သူတွေမိဘပြည်သူတွေအားလုံးလိုရှင်နေတဲ့စစ်အာဏာရှင်ကိုတိုက်ထုတ်ခဲ့ကြတယ်ဒါကိုလည်းမိဘပြည်သူတွေကနှစ်ထောင်အားရကျမတို့ကိုအားပေးခဲ့ကြတယ်ကျမတို့မှာနိုင်ငံတကာရဲ့ project တွေလည်းတခုမှမရှိပါဘူးပြည်သူပေးတဲ့အားနဲ့ကျမတို့ဒီမြို့တွေကိုမြို့တော်မှာရိုးရိုးမြို့မဟုတ်ပါဘူးစခန်းကာကင်းလေးတွေလည်းမဟုတ်ပါဘူးခရိုင်တွေရောလိန်ရင်ကွင်းတွေဖလမ်ဆိုလိန်ရင်ကွင်းမှာပါပါတယ်ခေတ်ဆက်ကနေပြီးတော့မှတကယ်ကိုစစ်အာဏာရှင်ကနေပြီးတော့မှနေရာကောင်းယူထားတဲ့ရှေ့ကုတ်ယူထားတဲ့နေရာဖလမ်ကိုဆုံးချုံလိုက်ရတာကျမတို့စစ်အာဏာရှင်ကရှင်းပြည်နယ်ကိုကျမတို့ 70% ဆွန့်လွတ်လိုက်ရတယ်လို့ခံစားရတာဖြစ်ပါတယ်ဒါကိုမှကျမတို့အနှောက်ယှက်တွေအမျိုးမျိုးကိုပေးခံရတာဖြစ်တယ်ဒါဒီအခုတီးတွေမှာလည်းကျမတို့အနှောက်ယှက်မရှိဘူးလားဆိုတော့ရှိပါတယ်ဘေးပလက်ဝင်းကျင်ကနေကျမတို့အနှောက်ယှက်တွေရှိပါတယ်ဒါပေမဲ့ကျမတို့ချင်းညီနောင်တွေဟာတန်တိတ်ထန်ချထားတဲ့အတိုင်းပဲပြည်သူတွေအတွက်ကိုတီးတီကိုလည်းအောင်မြင်မှုယူဆောင်လာပေးမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပြည်သူတွေကနေပြီးတော့မှကျမတို့ရဲ့စစ်အာဏာရှင်ကိုတိုက်ထုတ်နေတဲ့လမ်းကြောင်းမှာစူးညောင်းခလုတ်တွေအတွက်ဘေးနားမှာစူးရှိတယ်။ဘယ်ဟာစူးဖြစ်တယ်ဘယ်ဟာခလုတ်ဖြစ်တယ်ဆိုတာကိုပြတ်သားဆိုတာကျမတို့နဲ့အတူရက်တီပေးကြပါ။ခုနဆီယမအတာပြောသလိုပဲကျမတို့ခြောက်နေတဲ့လမ်းကြောင်းမှာဒီ well train တွေဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကျမတို့ပြတ်သားမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပြတ်သားဖို့လဲကျမတို့ကသင်ခန်းစာကြီးကိုရရှိထားပြီးဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပြတ်သားစွာနဲ့ကျမတို့အာနာရှင်ကိုကျမတို့တွန်းလှန်တိုက်ထုတ်သွားမှာဖြစ်ပါတယ်လမ်းကြောင်းမှာရှိနေတဲ့ဆူညောက်ခလုတ်တွေကိုလည်းရှင်းထုတ်သွားမှာဖြစ်ပါတယ်အခုချိန်မှာလည်းဆက်လက်ပြီးတော့မှဆီယာမကဲ့သို့ပဲကျမတို့စစ်အာဏာရှင်ကိုတိုက်ထုတ်ဖို့ရန်အတွက်ပေါ့နော်လက်နက်ကင်ခဲ့ဖူးတဲ့ကျမတို့ရှင်းပြည်နယ်မှာဒီတူတယောက်ပေါ့နော်ကျမတို့ဒီတကယ်ကိုကျမတို့အတွက်ကိုအမြဲတမ်း advice တွေလည်းပေးပြီးတော့မှ online မှာပဲဖြစ်ကျမတို့ဒီ online zoom မှာပဲဖြစ်ပေါ့အမြဲတမ်းကျမတို့အတွက်ကိုဒီသူ့ရဲ့အတွေ့အကြုံတွေပေါ့နော်ခံခဲ့ရတဲ့အတွေ့အကြုံတွေဒီအမြဲတမ်းကျမတို့ဝင်ခပေးနေတဲ့ဇိုကမွန်နိုးကလည်းကျမတို့နဲ့အတူဒီနေ့လာရောက်ပြီးတော့မှပါဝင်အားဖိပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဇိုကမွန်နိုးကိုလည်းဒီကနေ့ဖိတ်ခေါ်ပါတယ်သူနေအိတ်တိန်တော့ဇိုကမွန်နိုးဆုံးဥမာပန်ထိဟိမငယ်လုံးနာမေဦးဇိုကမွန်နိုးông xăm đi nghe mò mà bị ấy bảo tao kén zia đi em mò igam ilei suota na dia igam be e alalo phamo hi mò tua vai pe zo ka mono ông gen zia đi hi က
cái vấn đề nào ok ê dùng đó mấy mà in phạt về cái một là bằng sót cái ta điểm trong cái được tạm mà in Paul Paul trong tóm ngành nhưng mà ဟုတ်လဲ kuna kupabik peo to de hadile ayam biro ayam chi den de piro ti ko le aji chi de ten khan sa yu po le ko ma de chono do naw naw da myo di ma phirအောင်ပေါ့နော်ပြီးတော့ခုနဆ iam တာပြောတော့တဲ့သူ့ရဲ့အတွေ့အကြုံလေးတွေစစ်ခက်ကနေစပြီးတော့သူ့ရဲ့ဖက်တန်းခဲ့တဲ့အတွေ့အကြုံလေးတွေကအင်မတန်မှတန်ဖိုးရှိတယ်သူပြောပြတဲ့ဟာဒီပေါ့နော်ဆိုတော့အားလုံးကိုဒီနေ့ကျွန်တော်တို့တည်တယ်ချင်းပြီးမြောက်ပိုင်းနောက်ဆုံးကျွန်တော်တို့target ဖြစ်တဲ့တည်တယ်မြို့သိမ်းပွဲအတွက်ပုံစံရှာတဲ့နေရာမှာဆမတို့ရဲ့ဥပပီတို့ရဲ့လာရောက်ပြီးတော့အခုလိုအပိစကားပြောတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့အထူးပဲကြည်တင်တဲ့အကြောင်းပြောချင်ပါတယ်ဆိုတော့ကျွန်တော်ဇုံမီလိုပဲချင်းလိုပဲပေါ့နော်ဒီနေ့နည်းနည်းပြီးတော့ဆက်ပြီးတော့ပြောချင်ပါတယ်ဘာဖြစ်လဲဆိုတော့နည်းနည်းမဟုတ်ဘူးအရေးကြီးနေပြီဆိုပြီးတော့အားလုံးနားလည်ပြီးကြပါကဲခတ်ဘေးအေးပေါ့နာကန်ကင်းနေမလုံးတော့မဲလိုက်ကိမို့တဲ့တူလိုက်တက်ပန်ဘန်ချီယာသူပြမဒင်မခတ်ဆောင်မအင်းအမစပန်ပန်နာngamle minama dingena nuntak na pekhya hi izole ni tangwal te idong izolia te izong ina phalam te poi wa mi sombal bang ya sayen songa ya li songa jong pinam dim pintan mo in nuntak nai chi pen ming khada dingena asang pen hina nuntak na pekhya ngamle li tang ading le thuman kalson na ding anu tang na pekhya amau apyak khet be khilawina anunga kwam hiam chele anu pa sanga malai jama be apum akhwa tuite omlai ebe tohina to tengin hibang ang pyak khen man wa zo na te kimu to so kin ma in apekhya ke le wa zo na chi penom lo te ma ma sa penina untang na apekhya le akhut akhe apum pi tunga amawi nei sa apehem mo in khut kitan bang kitan nei zongena thap tangi kha kai zongena ama nun tang na so kila ki thein on lo ding ham sen na te ai zongena to sen na te athuak tampi takma itangwal te zolia te songom de man na to te masai na za tang na pe masai nge in tung deng na public zong an kin te online tung quan dong izak sabi ve hina i te dim pen ke bang kom muan na khadwe ve pong zong lut zelina lom nong wal ta bang chong kila ding hiam chin pen bela mon amola te na ona sak chang la te khachi zel hin i chang e zong ekigin jong sot ilak zo lu na pen hang pen mi pi na ithei ding na ba hang yam chela khong nong kai sak den inunga mo kol pau in le hang no cho gu da ne thu de lu mo inung pa na ko jing sung pa na ko bak sung pa na gam ta hi lo ko jing sung pa na inung pa na tem tong dot sim zel or khat anom hanga e chang dong ke ja kai to suang mo in ai zong na i thei ding na apiang bang pen tu ni chang dong ma tu let's see tu ni dong chang apiang bang pen pasian den hi chi ke bang bai su ba hang yam chi le leitang khada izo ga ma pen izo ga leitang chi chang chin pi ne izo na chin di ta izo na in gol khom sak sia dong zo son te iten na ga ma pen leitang khat tunga
bini khom thei nong ve pi khat ko tua ding pasien ina hi chang dong ong na tuai hat ve han ma ding hong isak te jong mawi thanem na jong ve in tuna ilang te chimai ding hiam cnf cnai te bang pen zo mi te ading tang tong pe ka ke pana pen e ading mong nong khai sak len te to bel mi kimin i thei ma in akide masa ki khollo ai zong aki en chik ni ngai hi tu tung tak chang ina ngam ta dan te en le hang pen athau atha kim ma ta in bang ma zong bang chiri ate ti thau tha to te ke samlai chi jong di om non la wak pi na di human dang kim ta so lo de ma kai chena mai la ma ding na sen na hoi pen ding na sak ding hi chi na ken la meneng ma in amao zong amao muna amao biwa nei ding a hi zong ina thu man to akal so na hi ana sin ado chet cb te kal so na pen to pa na wal so pi din te dim zong pen nong kai sak tam ma a hi zong ina pasien ina e ading ina tampi ong sak palam chang to hidan hang lu jong pen ton tu lu jo ding na sak le lu jo ton lo di palam te yong mo kom ton lo di ka te zo gam pen i thei ding tang to nga ki pa ina ku kam hau te hun lai mo tu ma kum zani hun lai en to ki le hang zong kon nai lo kum zani hun lai kon to lang zong palam ten palam ga bo khal kha ten amau lam te rim lam te e ku kam hau te jo na e le a ke u te ke pe chang amau nguk the na ding thao tom nei na thao wi thao tang tom nei na nguk the na ding thu jong om ton lo in palam ut bang ngam tat thei bang te dim ngama ong mo ngam tat thei lo to pen e palam ngami tektik le ma sit biwa ni biwa le zo gami tektik ki bang lo he tang pok jong ki bang lo ta de e sunga om to tak le si sene telam apang apol bol por khat por ni jong om di amao jong ba khon yi ya ki por bol ba khilalina ayang ahun tun tak chena si sanin thu gan ve ve to hina lung kham lot ding jong hi khol lo amao hanga boy na ding jong hi khol lo in mun khem pa wa ki te lung sim i thei sai le na boy ding hi khol lo in ngal kap kumpi ssc kumpi sit ana sin kumpi to akipol lim zo mi a hi zong palam khal khai zong na chi nei zong mi zo ai zong kwa kwai zong na e ya ding i bong yan tu ai pe chena e ya pen mi nam to a boy hi lo khal khai man lo palam ai man lo zo mi man ni zong zo ai man si jang ai man bang ai man chi hi lo e ya pen mi nam to ngal do dei lo e ya pen ana sin dei lo e ga ma mi pi thu nei na dei i swa tang ma mi pi te thu nei na a be sa i nei sa teng en nga khilin mo mi khut sung ba ka mi khal le ni khut sunga uk chip na ki dei lo mana hi chang to lam ye sem hina pasien ina thuman hengi ne pe changa ki gam le tang pen ken en chik kai ve in kwa te na koi ba gina ngol zo to wa kwa te na kwal le hiam chi ken tak cha pasien ina a hoi pen ding anager nei in thao toy pen mi khem bon toy the man ma ki pol na zong mi khem po in khaleni in zong ni i pha zong so mi pha zong ki pol na zong no suak ta tak na ki pon the man ma a hi zong na
ngam lấy tăng uk ding mi pi te a kem bit ding le kum pi khat aswak zo ding ai ke jong ina uk zo ding chi ben uk na chi ben pasien piak be hin no thao wi thao tang tam nei man le hat man dok hit on loi in toy changa abe sa hun teng tu ni le som ni le khat ana tenga ke palina a phoi si tom tom ke pon khe thao toy jong group tampi ta kiom to pu phet to lai di phet to lai a phoi tom tom kiom a hi zong ina tu ni chang dong ina sit ana sit ado teng tan a hi zo len te pen tu ni long chang kapan nai lo pu pial zong pu pial ton lo he a target banga pai to so no mirang te na amawi personal amawi minam ading amawa ding khwa ding be angai su den hang zo len makai te pen to pa na thu phang pen pi chung ma ma the pe mo na mo ke bang to hang a zong zo len pen ka support get in pi CNF lam te pen ni dang in no kan a chin ke pe chin amura chi da hi lo minam to chin hong zo mi hong lai mi chi hong to ke min to boi te hi lo ai zong ina ki pol na ai le amawi policy to to te chia min ngen chet chet ti mo CNF te le a chin te chi chang a chin to ke sai lo CNF le CNF CNF pai ja dong nga kap kum pi to aki gol luk den ke ai changa ke le mai lama bang che ke mi mal pas no yong ken de lo ta chana mai lam a ding ina iso le tang a ding ina hitan nguk le piang lo din chi the sa to ma banga zo mi so a zong izat are eastern ai jong ina banga hi jong ina ngal kap kum pi to aki pol no ma khon ji la no ma mo toran agam tan nom tempo hi jong a kempo pen long de to lo bang yam chile i ngal kap kum pi i khate tui mo khate tui akam sung pana ata keu khate tui liaka anung tan wam te to thuki kum khom lo ti ngal kap kum pi pen kol ngam ban beiding wa ki chena mol tung mi te na ei mun ei gap te ka thuni na le saboi tunga thuki kum khawa federal democracy to igam ikyu ki na ding to pen a thupi pen pen ina tuni na adiak ina support ta te jong ngai nai ke ni growing ki khang lo te thang pen om yet lung ke yun no pen tamai zo mi te itang thu zo ga mi tang thu a ding te hiu te mo no manua mun tom aki the thang igam lấy tang a zong nun tang na ham sama man the sawi zang ngama chilang ke bang ka kwa pi ro ta kwa ka tui jong ki ha tum sakin ta pi ro ta be kilo budiman khoda nan chang kwa tam pi tak ta ei zo mi te kwa be kilo kol le kol na ngon amau le amau non jong ki dom lo wa ki ha tum te in hi teng khem po wi mai lam ding pen tu lai ta ka na khang no hu nu ngam hoi bang hi le pen no pen ko le ka ding wi ve nei ve ai zong ina na nu na pa te sung pa na pai khia no wi a khon ji la ding malaysia hong pai chen na sem le chung jong kha da mali sum tul di asang ding te ne ve wa khang no lai ta ku na mer hoi lai ta ku na tha lai ta ku no ak te bang pen na mer hoi pen lai ta ku nop na sak pen lai tak ding ai zong ngam sunga jing sanga tho zan kim a duty pai cái dòng ngầm xuống à thảo tổ ngày khát cái chẳng à bên tờ loài mà khi một chỉ mong ngày lo duty pen anaya khi khéo của dàn kim mo sun mo dàn mo chiếm lo thảo với tôi nào có lẽ thảo duty phải được tôi mà na gim na tol dòng mà na nụ không nghe luôn no hang in ami pite mai lam ding no asem hiu te no pen isong ama ding à tamai at te no lo wa hi khong a ko khong ka chak ko do du hang na bang ma khen na ne lo no hang liu le wa ko a pau the be toy manina na lungu ke sak keun
bang hiam chile thanem na kisap jong tamma ma ding adia no mai the bang na kisap tam lo ding pasal te level aha not lo wa ko hun lai bang cha hanot na jong om lo wina sok lo kum kong to ha kho kin o te hin ma in ai jong ina na kisap tam ding kwa man i CNF asapodana dengan pupa bikina thugene be so ma khat biakin pana so ma khat ok support te hilo hiwe US ai gam sunga biak na por pi zo mi min to biak na por pi tam pi ta ko lai ki khak lo hilo lai ki pia ong support bel khalenium por pi ma ai nang ong support khol lo tam zo ba harem chile alung sima lao lai lau na lung sim nei lai so ma khat to ei akipan te hilo apiak khet na pen adiak na ya o lo sem lang no te khong jong amau anei pen hilo a hiang jong na apiak khet na to sum anei tengin apia hilo anei lo tengin ve na to apia ve tua teng hanga i increment te a hi jong na i but te i haza te akipan ki thau wi thau tang te pen mi pi te na amau i phal na bek tong piak hin ma in to pen nông tel xem de ba yam che hi pen to lang yi ka lai chang ai to lang yi hon song ai chang ham chan na tam pi tom ni bang bai jong ina i target pen te dim lak lo phamo te dim lak na nun tang na tam pi ta piak kul di mo sisan tam pi tak ilwan kul di pala mi lak na riang luang som wa pe khin ta chin du ya jong in nun tang na i piak khel len lo hangena thatang tam pi tak khol sisan tam pi tak pai khin ta a pen CB so ai dong zo ga ma ding chin pi ne a ding a pen ni dang bang hiam chile wa kol kam so ana dek ten chilang thei yo ni chen ma dek ten ana ong teng som lai ta kan chen sem tai poi lai khong a ya ten fortune ka pa bang fortune te pu pan hin ma in to te na ana le do ki tak chang ba ka pi thong su myan ma nai ngan che ana om thei hin tu na izo gam phu na ding pen mun khem pa wa ki hel e ka na ngal ado tam lo e to ki sai ke chi om lo na zo ga ma ding le nun ta ma pe khe pai khe get bat de jong ki nong pa nang ki pia ban tung ban kia hi zen lo om bang ta nun tang na pia pai khe get tu na mi a ding teng a ding a pia khin ayang mi a ding chi jong hi tuan lo na zo ga ma ding a pe khin tu na e in sung eng kwen mo a hui kwen ina lo eng kwen ite dim ilak na ding na amsat na tampi khama ding ki sap tampi ta khama ding ilamet zain jong imipi isapi ta nyong support lo khama ding ai do na lung ke ni hi te dim ilak so masya pen imailam future mo imailam anagat camp pen om lo hi ilak zo le imailam ding step by step ka to le toy man na number khan na grong na om te zo dia te zo thang te ong lung ke ong lung ke po ma ke tua adi kai no ngen no mi ngai bahangiam chile mi hing pen depression alot khita say that atia khit thak chana bang ma ke ngen the non loi be aya na ilung sim akhau lai sia bang ekimi pampa na dingina doktor keto ngen kin na little voice mo noise voice mo sunian de tan la ngere tan a chi de tan ba ve la mo na lung akiat ke na ka le bang ma tua ten ong lok zo lo ding ai te chena lung sim khau sak ding number khan ni na i target koi teng chi thei ding thum na hite izo kita jang koi da ni na abeisa a fala ma bang teng piang ma tu na ikim ipa ma pen bel
lead dana vote dana ye thom bu ba no na pai nau ben Kennedy mol tung cái trong ạc loi khong wa ka kam kali ben teng mo run na lamping ai pan run thapak la nong vote thum na ling ka ma nei lead dan vote dana si hum nom pe adima mai khi te không phải chang thama hi lai sangan leng amao kam nong teng zo loi na bang chileng a chawa nga the ding chi ve ben hi te hun pasianina khotu phang pe le hi te hun ni khat ni chang be ding ai ve zo gama chin pi ne a chana kong be ro chen te na kong be ro mani lo mi ya to cha ta kong a ro sinya me a hu nong tung ding to cha long ke lo ri to cha mi pi te to pe no ko ga khang do te kan thon nai ina mi pi te to ma ha ngiam chile IZRA ấy dùng na dùng lên này dùng PDA dùng CN bài và dùng ya CDF tuần dùng chỉ tới đó bồi mà sắc cái này in tới điểm ilak rõ đến tua thupi bà hàng em chỉ là tới điểm ilak rõ chỉ trên à tới điểm ngã đến hilo rồi na tới điểm tuần ra ngã còn al kapom non lo tới điểm mà còn al kap ipiu sắc rõ đến thupi bà hàng em chỉ là tu tung ông ca tàu tay qua pan pai zaga vào bên asila tam aliam la tam kile ki pusok ka to lo mol pin kheng to lo coffee chen ong kheng to lo tu na tai kolam pi hong chi da bera ma mo pan bu hi lai we ma kol tai lung sim nit pat dan ma zo gam khong kol gam lo zo gam khong kol tai uk na sa gam hi jen lo pi pel lung sa chowa nung lam nong khal bi gan khen kai pel lung sa chowa ipu pa te na kol ong san te to tayen ta sian te ka chin te to akibangina mangkang te British te kyang parina lola ji la khom ni chi be kai ko pelong sa chole mat ithuna pe uni hone yong menong lai yong ana sin te khut sunga ama uk chip ding na nglut nungei chale mata ki thu hi lo wai bahang ina tuni rong chang zo mi te na zo mi te chi chang pol khat ten ma mi khem pol khat te na hi ana sin te khate tui tom chik ide khak to lung kim lai hi yam mo to pen lamdang sama mai to cha hidan neng nuang ina walam la support lo hilam la support lo vote lo sala salowa iom la pen to lan ji la kai di ong mian mu nga hak ding kon thok ding mi pi ten ki thok de a thok ding pe e mi pi te mo to te ki do wina la lambe ki kha ki la antang to ja te ma antang to ja man akwa mo na mi pi te mo na e koilam ngal kaplam na pan pi ngal kam pan pi bet toran ji nam pan bet toran ji nam pan pi bet toile zo bai le hang siang bai piatana hualam la pan pi lo hilam la pan pi lo biakin khong a I thuget khok din som be khong na liang ai som jang ina kha jo na toran ji be aman ding hi lo mo to je I support kul kol gam sunga hi ngam dang zuwe sai khong le Australia khoi ngam dang tom khong a te pen atam zo ni sim na se mi na abil tek to boy hi na a haw lo pok dong tam khol lo ko ma ba a haw tak pen tua sit ana sim teng kit tak changa mong khu ning bang ning a sem thei a khon ji la thei ya khon khat billion na mo million na mo por khat pen zo mi so ki tam ma mai ni dang chang I zo gam khong swa tang na hi zong na ele kyuk na khan ni la ano teng man a khon ji la no ma si po ya sem nam ding te na yo te changa hidan to kol gam pen menong lai le hi ana sin ten uk zo ding uk sok zo ding chia na lung sima ba na sei twat lim la chun ma na twat kha ku le pe no khial te cha aman lang takina I gam I lei tanga I thau toi te tolan ji sem I khang no te tampi tak te I support ding ki sam na minu na dok sam nam ke lo lu hot to ki nga le lai ve in ni khan ni cha khon ji la la nom ve ding in I support meng ale I tolan ji pen ki zo bai I support khol ke ya le
tolan ji pen ki zo hak ni ayang nang support lo zen hang ni khat ni chen i tolan ji pen ki zo ve ve ni akizo hun cha akhon ji khong bang khong de kha ka le pen sorry ve mo tu hun chen it hori na khem po record amai man na nangam tat na khem po na hi na khem po pen in nirang bel i na khem po pasien mu chin ayang tu hun chang pen i na i compound na i sep na khem po pen record dim dem facebook an lai at te hi zong na ni na se ke na gam tan na de bang sem na yam chi e mi sung pen sang lang neu lo ki sa subek cha ba ka phai ve neu chi ta ka neu ve ke nak tel lo wai china sum la pai nei kol kam sung a zo mi te mong thei samon nam nang tan uk le bai ton lo di he ke chena i gam i le pen hi to lan ji pen khol lo di i khol lo di i zo bai le i zo hak nam ni be kom di kina ayang ki khol ngai lo di no ke cha i zo bai di u le support meng lang tam pp support lang zo bai di zo bai le hang i baban i sep na te tam pi ta om yin i tang wal te i zo dia te hi zo na anun tang nau tam pi tak sep thong di i hun sep di no ni khat in zong ni khat sunga nei som ni le nai liao mi na ni khat i chi bek sunga pen kun na tam pi dak sem zo wai to hi na kol ngam adiak diak ina kol ngam sunga mi pi te i support ta pi te ngai zo na support nai lo te zo na lung hiang keun la pdf zo len i chi pen zo len army pen zo mi te adi nga pasien ni pi ki ma anei tom zen kwa ma lo wi tu lai ta ka i makai te khong zo ama wa jong thi ton lo ma i sit ana sin i de het lo man le ti bang hun kom kala kirana zo len army zen ke le ti zo gam bang chang tung ding qua khut no ya ding na thei sa wei no to te ding phal ding mo zara re support ta te yong en no min gun gao tung kin ta na thuak la pe no cnf la pol de cc te ngai ve cb te no chik ma hun jong thao tang kha jong lot ngei lo jong boy sang ngei lo tu lai takina te dim ilak zo ke ya le zo mi te mai zum hoi ma ding le e le e ki go lok ding ki support na mat khat na ma te dim la pot ding zo len to support un sem khom ni mai lama e le sa boi to thu ki kum ni let's see asem lom min thang te zidare sunga lom min thang te yang kolom te vi ve te mi dang ni lo ke to training ka khom vi ve te tactic nengan ji bi wa ong thei un nengan ji i chi pe hun zu ya ki khel the e le i pe ki kum thei le ve i chi bang ta chi to chi bang chi a ki khel ngei lo pasien ong na be ki khel ngei lo ina e nengan ji khom e tactic khom pe a ki khel the to cha e le i sunga pen pe ki pum khan no be kin na pum thok ko le no pum thok den no to cha ki pol ko sep khop ko pan khop ko to chang mai la ma jong e chi be khelo ina ki kum khom le hang 50-50 mo koi bang mo cha na pen thu pen ang pai to no zo ka ma ding zo mi te ading man na sep e zo ka ma zo mi na sep i sep na ki bang ai ha i policy ki bang lo policy a ki bang lo te ki bang lo ta cha ki ngal ding zen lo a ki sap la ki pol di a ki sap ke ya le ki sap lo na te hem ke ding tua ki go lok na inei te ding ki sap le ta cha na tu lai tak idin mon pen zo mi te i the ding la nanglam kelam chi hilam zo mi chi khada ilwan the ding i lei tang a hi te dim khonga e phal na lo ke ya zum khong a honga
mà ngal kap te to ki pol khom cái na zum hong cái na i han pong ma khang ilo na jong tuan lo bang mai chi the na jong tuan lo to te mai ai jong na ngal kap te ma to ki pol khom be du na asat na ho hi na chura no ma to hi ma ai jong na ching ma hu na zo len le si bi po mai na ngal kap to ki pol te ai jong na ngal kap to mai la ma jong ki pol lo di ma hi ssc po ma to ki pol lo di tôi chơi na mi pi te na support ta te na itel ma ke sam sa tua adia ke na ngan no me in tu ni yong sao pian ni na ma sap de nga ka gen ma bang na bat kha de na gro nga sangam naw te ta te mo ang wang te zo de te na bat kha na lung ke po ma pe un no hang ina ko apa pau the yung no hang ina izo ga mi mai lam ke po no to ke nga hi abe sa na ong ke nun tang nang pe ke yong na ko da ke ape hem ai yong ina za to wa mai yong ke jang the non lo a hi yong ina ko te hang ina hi chang dong na zo ngam ma ban ding a ki zom to the hi chi no hang liu liu hi chi na lung ke lo di twa ngen pa no ming to jana ni na ka khup na ding en ma in kolam sunga support ta te kolam sunga sum nei pai nei zo mi te ina na honu ngọc bay sak ke support un imin ama ding le iga ma ding ina zo gam le zo mi te ading ina zo len lo se support tak ding am lo te dim ilak zo ma sia te dim ilak zo ma sia ina imai lam ding pen bang ma igen te lo pe chena la bai leng zo bai di falam khong alakite anung pana tem to adot cnf cne te dan ina te dim pen ong hi the lo di ai amao kot chang chang ei boy lo tun khat thusim khan ngan amao falam ngam khonga gaten khong lo to wa kinai na asol lo wa victoria pen anung pan kilok kheding na chau ngala kilon di to pen a thei ni ma min zong tek tik na nei ta ka min zong biwa na nei ta ka ma pe chena GCR ding na zo ga ma pen khum pi ni teng khom ngi lo di khat do sang abei ko to pen I thei ni ka sa pe chena kol ga ma support ta te na mai la mon dingu na tu na ta khang ding enun na be na phungu na pu na pa pian na izo gam leitang ongen ki kun SAC kol gal kap te I khate tuito lung kim keun noi min to na gam tat no bang gam ta se mun sumbolun phamo ke a hi jong ina na mi na mu ong nu se keun na tang thu khem pe ke thei be mo tua ani na ngen na thum na nau so terare support tai jong ina qua ko na việc pin a zo mi ve ei ong nong kai sak den hi cnf cne te apu te ko kap te zraren ko kap te na khate tu na don khak na don na bu hang cnf te I khate jong nga zo lo du nei lo pe che na ei I engkuen ma a hui kuen ni lo engkuen bo lung bang sui la engkuen ikimor na pe ikipor ko lai ma to ke chak ele ki kum ki din tun no le no ina gun ngal ka sek wakap sek badau sek le tai sek tai to ba le ton tai ti ta to na izo kam pal ngai lo di lampi khat de ko toina baghem chela tedim lang na dinga tedim lang na dinga ajara re te nagal kap te pai ding ke sam lo support ta ke sam athu ke sam sumla pa yong no ra pian no ke pelo phamolo support ta ke sam I ding pen first koiteng second koiteng third koiteng fourth koiteng just step by step ai thei ding sam toi chena azar are ai jong na
PDA rồi nè CNA rồi nè dầu mua mua ngà CDF tuần rồi ấy bên occupy thì lâu thế nung ina cà phê bọt kinh cái chim nuôi pan à bay hết tiếng gì mà occupy thì có mà lo tôi chẳng nè mi khát tuổi khát lên nị không to với lâu rồi nè ấy sùng bằng chỉ kilim tiếng hiểm ấy ý lấy tăng ấy bằng chỉ là nè ấy lấy bằng chỉ là kiểu không thể ấy thì coi ban nuông ta cái nó tiếng không thể tiếng hiểm GC na asot ni anagat ading mailam saupi ading pet hidan nung to ipay hang lung muan ngây lâu ding i mut chim ngây lâu ding zan khada som be be thau ding ibe tuan to chi tama tuan to lung lao nu ei sung pen ei be kin the to chena ekipom khat ko isep masak ding sem khom ding ani na bang athum na bang chi te tel ding kesam toy man na zomi te khang lo ni zomi te kepom khat ni te dim pen tun bang July abe ding tan August zo gambang ila kwa July August ka mo September hina tutung bang tai ko pan pai to ina nong kai sak ma man ko ngal khap te na te dim lak ding pen rom te na palam lak kilakin palam kilakit kim lai ong ka to na ji pen te dim lak ding nong kai sak nam man hila lai ama biu ha in ma me nong lai biu ha chang chang ba inu izalel ma in me nong lai khate tuite biu ha jong inu izalel to be siang taka kongen ngami toy man na ei om sun sun tam lo khol lo ten ekipom khat ke ya le mi na khen dak ong sa tu chang chang idin mo na khen ni khen tu mong so khen ta na to ben GC khol lo be top na si san thu ngen ding ai be in khalani mi mal khalani kilung kilo na khong to i boy na ding hilo hi pen mi mal vai hi lo na minam le ngam le tang nai ngan ji vai ai be pe chena mi mal lung kim lo na anei ten zong na mi mal vai te mi malin na koi un na mi pia ding le zo ga ma ding atua mina tata dina lung sim sang do ta ongai sunon chi tu ni to ten to han thon na ong pen wa ming to ke chena adiak diak ina pen khel mo pau khel kamal hoi lo te zat khak na kanei le zong mai sakun ching thum nan ngai lung da mai le lung na me le tha nga ma nge kamal hoi ma te mo iga tu lai ta zo ga ma be iga be SAC om ta ke cha well train mo dia siama eta again well train de zo mo to well train de zo akisam le ino to ko di hi cha mo to hi cha he tu a be nau song la hi cha nau song la a chi ma bang ge dek ta ka i han cham ko di ta ke cha i hom zo mo big ko di sa ni ya i ki thwai ko di hi cha dek le dek ke le hi pen ong tung be be di hi cha ai ting mai ma pan lo phamo di moตะกี้จะดอกคินตัวคัดกงโดนมคัดอะตำซอยเป็นโลหิมอนาคัดตัวอะไรนะฟลัมซงกาเด็กตะกากิดงเออะซอลัวฮีอีปังอะไรเดียปะปะเบอจิရှင်းအောင်လိုင်းတဲတနိုးတိန်လက်အမောက်တိန်လော့တုတ်ပဲပဲဒီခီလေအေးတီဒီမစုံဘာဟာငါလာဆယ်ဒီဟျာနိုနကက်ဘစ်ဇိုကေလဲပဲla ke u chi tamzo comment te ong tung ke ma to ke cha message khang hi zo a tamzo in toran khang ki a thi cha en lam khabat in cha e ong mung lo mo ji ngai sun thei sam ha nga ma u zong lo hi mo na zo hi thei mo to ki sai mi pi te tu a tong khat nong gen thei dia nga to bel long ram lo te zong man chena thu ni gen nom ha nge na thu khat na bel kwa khu sung pan lak hiat ding le mi pi te sunga bit taka om ding na deu le tuma mai na hi ifan rei sang ke halon chi to ama siang pan ken pa ni in hidan chianga amau CNF te na khal kha than talang la pek ma lo we na asumo khol khola to cha ya fala manong kai sa ko hi
tôi chẳng nghe na ít bắt đầu là dòng bắt đầu thì mà bắt đầu đến thế bắt đầu thì mà hi dòng na nó bắt đầu lệ tun hidana fan erase ke kar sim hi na te ong ke halam tangun ba hi tang hi publica na gen op ke ro jong hi makai te ong za sakon ong ke halun sumin thu gen ma hi to ha nga jong hi tanga tut hi han chem che pia fana ke ro sta pa yi chi khat ke ni na bel hi le to dana leitang khong ke mok piak ziaw ziaw pe ma lo ding again gen dana CNF chỉ thada SCNF te sang aza tampia ha zo SSC te zo ki piak som lo I changin wel nga pe ma lo ding go hi tua nga lo na ding en ma pang song ni hi zong ina nga pe ma lo ding chi belong ki ken gen nuam hang tua a hi manin thum na bela dang khat a hi level CNF ten again ngam lo hang amao zong alai tang o sum na ni danga chin stay bok ko wa hi cha amao a ongong hi na a hi zong en amao kwa amao I scope aneum ama lampen amao zong tel ta hi na amao in zong alai tang tampi sum khin hi ta pen to te zong thei le hang ingai sudan siang pa ding ma ken khat ve ve amao hi faram vai be ka kengai son son khai na min dat matupi kan palet wa to example za amao wa sak sak hi na bang za ta sum khin hiam chi to le khaw kha le than talang bek bek ka zong group khiat bang a pha wei ve ma chang a amao zong hi za ta boy lam pen zong thei le hang tampi a huam pi kian thei hi in to teng thum tom gen kik le hang ba ki pe lo ring a hi manina hi SAC ai zong CNF ai zong a ki pe lo ring a hi manin mi pi te a ding hi mi pi te khut song a tung ko ino mi hi manina a pataw adip kwa along nuam lo te na deep kwat pataw chang level bel hi len yam ma mai na sen khat ka to ina ma pan na to I pataw na lak kheni chi ki zon hyang e le long na me to ki cha tu pa bi bang hi le ma ben falam ban sana upa khat he mo en ama bang hi le zong onge na khata diang iza kyaw na khata mo hi da na thu ka to na o pe ko yi thanem na pe akhalam te pe unaw sangam hi cha amao zong kinai ma ma da hi mo kimel thai ma kinai ma to ki cha asangka pi te zong college pang sangka khom chi wa la ma ga kap te hi zo hi la ma ga kap te hi zo to hi cha amao yi thanem na aliam pi pe hi le amao unaw sangam to hi cha kap num vet lo chi ye bo te along sing o to ri ya na train kha lo hi cha amao to pe no wa kap num vet lo chi tam zo mo inaw te mo to hi CB ka kap te to pan sa zo amao khala kha to ra na shi sa nai sa luang sai cha asuk tam zo chi mo to hi cha ye le amao yi to a chin online ye khun nui ya om a phwe si de om be be hi cha mo to ki cha ta din tom zo om me amao gam tak ma chiu to hi cha falam te ra na chi online to ra na technique e kya nga ong zang he le inaw te le le yu naw sangam te chik to amao do zo ma di mo big zo ma di mo kem zo ma di mo to vai pen amao hi vai a lesson tampi kilakhin to hi manina hi chinong lai te dan along simoi tale minong lai long sim dan hi tale lesson tampi o mahina toy manin apiang bang ari nga pen I khang I tang wal te I khang no te ready khinu hi dan level to bela hi le bang ma pataw ri ngom lo hi chi ke noming ena ni danga NUG te ke pan ka gen nya thi na zolen I policy a mi pi te lo ngal I ana ko mam pek ma lo changa ama le ma bang lai mi ke che khom mi ke che zo mi ke chi zonga mi pi ga lai na le ki ana pek ma lo a ke sab bang a ke hi ding a hun khan pe comment chen bang hona hi ding bang hona bang na hi ding chi bel thu tuam chin na hyang mi pi te kan kana ya na khat zongom pek ma lo ina ase bang ke sem ding to khit chiang ina zan deuh ma thu piang khong ile san tam pi mai chiang ni khang no te a ding zong tam pi amau I kigin dan sen
tampian amau kikin be lai hi chi kikin no mang to khitte adiak dia ka bel hi ai I chin stai sunga I boy pi pen inung nau cho da ne thoma to pen tampi ki tong mun ma mai na a tua pian lo thei thei na dingaตัวด้านอีทองเช่าสงะอีโลดโลนะดีงาเบลตัมปีกิปิลเบมามาฮีเห็นตัวซาตายนะลาวลวดดิ้งอมโลเห็นอาหุนเบกะเกียนฮีจิตัวเกียนน้องไง ลงดำไม่แหละแต่แลตุนี่ชูเกนเตสารนุปลัวฮิจ้าฟันannounce ที่ตรงสำคัญเลยอุมาฮากริสแมကျမတို့ဆမအတာတို့ပပစ်တို့ဒီကျမတို့ဦးဇုံကမွန်နိုးတို့ပြောတာနားထောင်လို့ကောင်းလို့ကျမဒီ fan ပိုင်းမှာကြော်ညာဖို့ခေါ်ဖို့မေ့သွားတယ်ပေါ့နော်ဆိုတော့အခုကုမဟာ Grace Man ကနေပြီးတော့မှကျမကိုစိတ်ထဲမှာတော့စုတွေတောင်းပေးနေပြီထင်တယ်ဆိုတော့ကုမဟာ Grace Man ကိုဖိတ်ခေါ်ပါတယ် lumdam hange mo ezom tu le la te akingai mama le akitha nga mama zo nga mung no zo lumdam me tha pya thei dia sema ni ta le thu be chi ti shi le bo no a long me chono ro khon ya shi le di nya ma le bo no chono ro hu ခုနပြောတဲ့ကျွန်တော်ဒေါက်တာခင်တောင်းဆုံးတေးချာပြောထားပြီးပါပြီဒီယာကအရေးကြီးနေပြီနောက်ဆုံးလိုင်းလည်းဖြစ်နေပြီဘောနော်ကျွန်တော်တို့တွေပထမဆုံးကျွန်တော်တို့ရဲ့စစ်မျက်နှာတစ်ခုပဲကျွန်တော်တို့ဖွင့်ထားတာပါလားကျွန်တော်စစ်မျက်နှာကတော့ကျွန်တော်တို့စကားစကင်းရှင်းရေးနဲ့လူမျိုးစုဘောနော်ဒီမိုစီနိကြကြတရားဥပဒေစိုးမိုးရေးနဲ့ဒန်းတူခွင့်ရေးရဖို့အတွက်ကဒီစကားစကိုကျွန်တော်တို့ရှင်းထုတ်နေတာဖြစ်ပါတယ်ဒါကျွန်တော်တို့ရဲ့စစ်မျက်နှာတစ်ခုတည်းရှိပါတယ်ဘောနော်ကျွန်တော်တို့တခြားအရာတွေကျွန်တော်တို့လိုချင်တဲ့စာတွေမရှိပါဘူးဘောနော်အမျိုးချင်းမျိုးသားထုဘောနော်လွတ်မြောက်ရေးအတွက်ပဲအဓိကဖြစ်တဲ့အတွက်အဲ့အတွက်ကိုကျွန်တော်အရင်လဲခွန်အားရတယ်ကျွန်တော်တို့ဒီကခေါင်းဆောင်ကြီးတွေမကိုက်ကြီးတွေဘောနော်တေချာရှင်းပြတဲ့အတွက်လည်းအခုကြည်နေတဲ့လူအားလုံးလည်းတဘောပေါက်မယ်ဖြစ်တယ်အားကြောင့်အခုချိန်ကကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်ဘောနော်အဲ့ဒီမော်ပွားနေတဲ့ဟိတာဟီဘေးကကြည့်ရမယ့်လူမဟုတ်တော့ဘူးပါဝင်ရမယ့်လူဖြစ်တယ်ဘောနော်ပါဝင်ဖို့ချိန်တန်ပြီဘေးကနေပြီးတော့စိုးရင်နေလို့ကတော့ဟိုဗာလေဒီတော်လည်းရဟိုဗာလေဘယ်လိုပြောမလဲဟိုစူးစမ်းနေတဲ့လူတွေအတွက်ကတော့ဘောနော်ရလက်ကောင်းတွေတော့ရှိမယ်ဒါပေမဲ့ကိုရီးယားလည်းပါဝင်ဖို့အတွက်ကကျွန်တော်တို့ဒီအပတ်စဉ်တိုင်းလုပ်နေတဲ့စာကျွန်တော်တို့ဒါတွေပါဝင်နိုင်ဖို့အတွက်ကိုကျွန်တော်တို့တွေလုပ်နေရပါဒီအတွက်ကျွန်တော်တို့ကဘ누구ပေါ်မှာဘယ်ဖွဲ့စည်းဘယ်ဘာသာရေးဘယ်ပေါ်မှာကျွန်တော်တို့အုပ်ဆိုးဖို့မဟုတ်ပါဘူးအားလုံးတန်းတူခွင့်ရေးနဲ့လွတ်မြောက်ဖို့အတွက်ကိုကျွန်တော်တို့ PDF ZFU PDF zone လမ်းကစူးစမ်းနေတာဖြစ်ပါတယ်ဒီစူးစမ်းအတွက်လည်းအခုချိန်ထိဖျားတခင်ကကောင်းကြီးပေးပြီးတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဒီတူမီတနက်နေပြီးတော့ sting gun ထိဘောနော် sniper အများကြီးပဲကျွန်တော်တို့ရရှိခဲ့ပြီးပါပြီဒါတွေအားလုံးကကျွန်တော်တို့ပြန်စဉ်းစားရခါကြတော့ကျွန်တော်တို့5ချက်50တရားတွေဘောနော်မို့တဲဖို့နဲ့ပါဝင်ခဲ့တဲ့ဇာတ်တွေလည်းရှိတယ်လို့ကျွန်တော်တို့အဲ့ဒီမှာဒီဘက်မှာလည်းကျွန်တော်တို့အများကြီးကျွန်တော်တို့ဒီ supporter တွေကအခုကျွန်တော်တို့တွေ့မယ်ဆိုဒါတွေကကျွန်တော်တို့တွေကတကယ်ဟိုဗာလဲ supporter ကြီးတွေမဟုတ်သေးပါဘူး supporter အကြီးတွေရှိပါသေးတယ်အားကြောင့်မို့အားလုံးပါဝင်ကြဖို့အတွက်အရေးကြီးတယ်အခုလိုပါဝင်တဲ့ချိန်မှာပေါ့နော်ကျွန်တော်ထပ်ပြီးတော့တိုက်တွန်းချင်ပါတယ်donation နေနဲ့ကတော့ခုနဟိုဗာလဲCDF ကနေ supporter နေပြီးဘာဟာဘစ်ကဒေါ်လာ100နဲ့ပါဝင်သွားပါတယ်ပြီးတော့ကျွန်တော် CDF ပဲဖြစ်မတင်တဲ့ဆီယာလာလီယာထုံးကဒေါ်လာ100ပါဝင်သွားပါတယ်ပြီးတော့ကျွန်တော်ရဲ့ဆီယာမမာဂရက်မွဲကဒေါ်လာ50ပါဝင်သွားပါတယ်ကျွန်တော်တို့တိတ်ချရတဲ့ကျွန်တော်တို့ရဲ့supporter CDF supporter ပြီးနူမာဂရက်မွဲကဒေါ်လာဆောင်းငါမော့ပြီးတော့ကိုပန်းအောင်ကနေပြီးတော့ဒေါ်လာ50ပါဝင်သွားပါတယ်အထူးပဲကျေးဇူးရှိပါတယ်ပြီးတော့star အနေနဲ့ပါဝင်သွားတဲ့လူရတော့ star ပေါ့နော် star အနေနဲ့ပါဝင်Shenzhen by ကျင်ပူပေါ့နော် Shenzhen by ကျင်ပူကနေပြီးတော့star 1020ပါဝင်သွားပါတယ်
ပြီးတော့ကကျွန်တော်ရဲ့ Zolan PDF Zolan supporter Big တို့ကstar 950ပါဝင်သွားပါတယ်ပြီးတော့ကဒီမှာကြည့်နေတဲ့ဟိုဗာလေဒီယောက်က Golati San က star 20ပါဝင်သွားပါတယ်အထူးပဲကျေးဇူးတင်ရှိပါတယ်ပြီးတော့ကကျွန်တော် ticket အနေနဲ့ကျွန်တော်တို့ဒီဘက်မှာကျွန်တော်တို့ ticket ပေါ့နော်60နဲ့တဆောင်ရောင်းရှိရပါတယ်ရောင်းရပါတယ်62ဆောင်ကိုကျွန်တော်ဒေါ်လာ3050ရရှိပါတယ်အထူးပဲကျေးဇူးတင်ရှိပါတယ်ဟို ticket တွေကလည်းကျွန်တော်တို့လက်ကျန်အနေငယ်ပဲရှိပါတော့တယ်အဲ့တော့ဆက်လက်ပြီးတော့ဘောနော် ticket အတွင်းလည်းပါဝင်လို့ရပါတယ်ကိုတက်နိုင်တဲ့ဘက်ကပါဝင်ရမယ်စိုးရင်ချင်းတွေကကျွန်တော်တို့ထက်ဆိုင်ထောက်ပို့ခြင်းနဲ့ပြောင်းလဲပြီးတော့ဘောနော်နိုင်ငံတော်နဲ့ပြည်သူကိုကာကွယ်ဖို့အတွက်အခြေတန်ပြီးလို့ကျွန်တော်တိုက်တွန်းလို့ဆိုအပ်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာမညာ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အင်မတန်မှခွန်အားရပါတယ်နောက်ဆုံး line ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ပို့ပြီးတော့မှကြိုးစားရမယ်ပို့ပြီးတော့မှလည်းပြင်းထန်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့မြေပြန်ရဲဘော်တွေကပြန်မရနိုင်တဲ့အသက်ကိုသူတို့ကရဲရဲဝံ့ဝံ့ပေးလှူထားပြီးဖြစ်တယ်ပေါ့နော်တိုင်းပြည်နဲ့လူမျိုးအတွက်ဒါကြောင့်မို့လို့ကျမတို့ကပြန်ရှာလို့ရတဲ့ဥစ္စာပစ္စည်းနဲ့ကျမတို့ထောက်ပို့ကြရအောင်ဒီတစ်ခါနောက်ဆုံးတိုက်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျမတို့နောက်တစ်ချိန်မှာကျမတို့အမိမြေကိုကျမတို့လွတ်မြောက်သွားတဲ့ခါကြလို့ရှိရင် passport တွေနဲ့ကျမတို့ visit တွေကိုကလေးတွေကိုလက်ဆွဲပြီးခေါ်ပြီးပြန်သွားတဲ့ခါကြလို့ရှိရင်ကိုသားကိုသမီးကိုသားသမီးဒီမြေလွတ်မြောက်ဖို့အတွက်အဖေတို့အမေတို့ဘလို့ပါဝင်ခဲ့တယ်လဲဆိုတာကိုကျမတို့လိပ်ပြလုံစွာနဲ့သားသမီးတွေကိုပြန်ပြောပြနိုင်ဖို့ရန်အတွက်ဒီ ticket တွေကတတ်တည်ဖြစ်တယ်ကျမတို့ထောက်ပို့ငွေ certificate တွေကတတ်တည်ဖြစ်တယ်တစ်ချိန်မှာကျမတို့အိမ်ရှိမှာဂုံယူစွာနဲ့ချိတ်ထားရမယ့်အရာတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီတစ်ခါစစ်အာဏာရှင်ကိုကျမတို့ကအမြင့်ကနေဆွဲထုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ခက်ခဲမယ်ကြမ်းတမ်းမယ်ဒါပေမဲ့လည်းကျမတို့နိုင်အောင်တိုက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်လက်ပြီးပါဝင်ပေးဖို့မြတ်တာရက်ခံပါတယ်ကျမတို့ဒီကနေ့ပြုလုပ်တဲ့ရှင်းပြမြောက်ပိုင်းနောက်ဆုံးလိုင်းရဲ့နောက်ဆုံးပိုင်းကိုရောက်ရှိနေပြီဖြစ်ပါတယ်အခုချိန်မှာတော့ညီမလေးအခုချိန်မှာတော့ကျမတို့JM ဖွဲ့ရဲ့တခြင်းတစ်ပုတ်နဲ့ကျမတို့အပိတ်တခြင်းလေးကိုခဏနားဆင်ပြီးသွားတဲ့ခါကြလို့ရှိရင်တော့ဦးတို့ခုတ်ကနေပြီးတော့မှ closing remark နဲ့ thank you note ပြောကြပေးဖို့ရန်အတွက်မြတ်တာရက်ခံပါတယ် Hello, idam kim tekya. Tuni kona sak ding pe na hi le kimuda ke ni chi hila pe na phwak idol mung pi asa syama nem bo hi. Hila to ibekin thala khom ni mo. Kimuda ke ni chỉ lệ toại lia lệ ta ô biểu lệ xiêm nan chỉ lâu rồi so bằng bay thấy tê hi kha kim mù đa cây ni tu sung khát lại giống hi ha nay lệ làm tên chỉ lâu rồi sự phản bang lại thấy hi kha Asia pa tua ko da le da kom di nuam le nuam kom di Asia pa tua ko da le da kom di nuam le nuam kom di Kimuda ke ni khale khaki ni chang ho le lian do unau kha di ha ga le sa hi kha lai song te hi ha ngai sun khyal ke ni Kimuda ke ni cây ni chỉ lệ toại lia lệ tang ô biểu lệ xiêm nan chỉ lâu rồi sol bằng bay thấy tê hi kha đã cây ni tu sung khát lại sông hi
le ta khom di nuam le nuam khom di asya pha trong khom da le ta khom di nuam le nuam khom di kim mu ta ke ni khale khaki ni chang ngô le nyan do when now can he ha ga le sa hi kha lai song te hi ha ngai sin kya ke ni kim mu ta ke ni khale khaki ni chang ngô le nyan do when now can he ha ga le sa hi kha lai song te hi ha ngai sin kya ke ni kim mu ta ke ni ။ခုကနေပြီးတော့မှကျမတို့ closing remark နဲ့ thank you note ပြောကြားပေးသွားမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ ဆမအတားလည်း ticket 2ဆောင်ယူမယ်တဲ့အခုရေကျေးဇူးတင်ပါတယ်ဆရာမ ခဏနေကြရင်တော့ချက်ချင်းကိုဒီမှာ ticket တွေဒီမှာကျွန်တော်လည်း live လုပ်ရင်းနဲ့ ticket ကလည်းတစ်ဖက်နဲ့ရောင်းရင်းနဲ့ရှိပတ်ကြရင်တော့ကျွန်တော် DC ဘက်ကရောင်းရတဲ့ ticket တွေတော့ကြီးညာပေးပါမယ်เนาะတခုပဲကျွန်တော်ဒီနေ့ပဲเนาะဒီမှာ ticket ရောင်းရင်းနဲ့live မှာကြည့်ရင်းနဲ့ရောင်းလိုက်တာ10ဆောင်လောက်ထွက်သွားတယ်ကျေးဇူးတော်ပဲเนาะဟုတ်ကဲ့ပါဆယ်မတာကိုလည်းကျွန်တော်live ပြီးတာနဲ့ဒီမှာရေးနေပြီအစင်သစ်မဲ့ ready ပဲဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ဒီနေ့ကျွန်တော်တို့ live ကိုဆုံးတဲ့အထိဥစားပေါကြည့်ရှုပေးတဲ့သူရောက်တိုင်းကိုကျေးဇူးတင်ပါတယ်အခုထူးသဖြင့်ကျွန်တော်တို့ဆရာမအတာပေါ့လေဆရာမအတာမအားမလတ်တဲ့ကြားတဲ့တောက်လျှောက်ပါဝင်ပေးတယ်ABSDF ဘာတို့တောက်လျှောက်ပေါ်လေတာဝန်ထမ်းဆောင်ပြီးမှလည်းဒီအပြင်လောကရောက်သွားတဲ့အချိန်မှာလည်းဒီအာနာရှင်ကိုအမြင့်ပြအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့တောက်လျှောက်ကိုအခုချိန်ထိပါဝင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ဒီညမှာလည်းဒီ live မှာကျွန်တော် live play မှာပါဝင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးများတင်ပါတယ်ပရောမကျွန်တော်တို့ပါHP ပေါ့လေပါ HP ကျွန်တော် CNO ညီကိုဖြစ်တဲ့ပါ HP ကဒီနေ့အမှန်တရားတွေအများကြီးပြောသွားပါတယ်ကျွန်တော်တကယ်ရှိဆက်လို့ရမယ်ကျွန်တော်ရှိဆက်ပြီးမှကျွန်တော်တွန်းကြရမယ်အရာတွေကိုလည်းသူပုံပလင်းလေးကိုသူပြောပြသွားတာဆိုလို့ရှိရင်ကျွန်တော်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပြီးရင်ကျွန်တော်တို့ရဲ့ZW PDF ဇော်လန်ရဲ့ supporter ကြီးတူဖြစ်တဲ့ဆရာဇော်ကမုံနိုးပေါ့လေသူဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့အားတလို့သူ live မှာလည်းပါဝင်ပေးရုံမကပါဝင်ခြင်းဒီထောက်ပို့ငွေအပြင်လည်းသူတက်နိုင်တဲ့လောက်အများတန်းပါဝင်ပေးတဲ့သူတူဖြစ်ပါတယ်เนาะဆိုတော့ဒီပြီးရင်ဒီနေ့ကျွန်တော်တို့ရဲ့ technician ဖြစ်တဲ့ကျွန်တော်တို့ဆယ်နာလျံပေါ့လေကျွန်တော် technician team ဆယ်နာလျံတို့ဆယ် Thomas တို့ဆယ် Telly တို့ဆိုလို့ရှိရင်သူတို့3ယောက်ကတောက်လျှောက်အပတ်တိုင်းကိုသူတို့အလှည့်ကျလုတ်ပေးနေတဲ့ကျွန်တော် technician 3ဦးကိုလည်းဒီကနေ့မှာကျေးဇူးအထူးတင်ရှိကြောင်းပြောချင်ပါတယ်ပြီးရင်ကျွန်တော်လိုရင်လိုတလို့ speech မှာလိုလို့ရှိရင်လည်းပြောပေးတယ်နောက်ပြီးတော့ update လိုရင်လည်းပြောပေးတယ်ကျွန်တော်တခါကျရင်ကျွန်တော်တို့စိတ်ကူးပေါက်ရင်လည်းမြခွင့်မေးလိုက်တဲ့အခါမှာလည်းအများတန်းကိုပေါ်လေလိုရင်လိုတလို့ပါဝင်ပေးတဲ့ဒေါက်တာကင်တွန်ကိုလည်းအင်မတန်မှကျေးဇူးတင်ပါတယ်အထူးသဖြင့်ကျွန်တော်အပတ်တိုင်းကိုပေါ့လေမအားမလ
လက်တဲ့ကြားတဲ့ဟိုတခါကျရင်မချမ်းမာတဲ့ကြားတဲ့ပေါ့လေအမြဲတမ်းဒီ host လုပ်ပေးတဲ့ဆမမြန်နေကိုကျေးဇူးတင်ပါတယ်သူမိသားစုကိုလည်းကျေးဇူးတင်ပါတယ်เนาะဘာလို့လဲဆိုတော့ကျွန်တော်ဒီအားလုံးကမိသားစုတွေမိသားစုအခြေအနေကျွန်တော်ကလေးတွေတာသမီရဲ့ကိုပေးမဲ့အချိန်တွေကိုကျွန်တော်ဖဲ့ပြီးတော့မှဒီဒေါ်လာရေးမှာပါဝင်ကြတာဖြစ်ပါတယ်အခုကြည့်ရှု live မှာကြည့်ရှုနေတဲ့သူတွေအားလုံးကလည်းပေါ့လေကိုအချိန်လေးမှာဒီကျွန်တော်အနားယူရမယ့်အချိန်လေးတွေမိသားစုနဲ့အချိန်ပေးရမယ့်အချိန်လေးတွေကိုဖဲ့ပြီးတော့မှဒီ live လေးကိုလည်းအားပေးကြတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်အထူးသဖြင့်ကျွန်တော်ဒီဒေါ်လာရေးမှာနဲတာများတာမဟုတ်ပဲနဲ့ပေါ့လေ50 100အစပေါ့လေ1000 2000အစပါဝင်ပေးတဲ့သူတွေပြီးတော့မှ ticket ကိုရောင်းပေးတဲ့သူတွေခုဆိုလို့ရှိရင် ticket ရောင်းနေကြတယ်တက်တဲ့လောက် ticket ကိုနိုင်ငံတကာမှာရောင်းပေးကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်တယ်ပြီးတော့မှဝယ်ယူအားပေးတဲ့သူတွေအရောက်တိုင်းအရောက်ကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ဒီ ticket တစ်ဆောင်ပေါ့လေ50 100ရောင်းရတဲ့ဝယ်လိုက်တဲ့ ticket ခါဆိုလို့ရှိရင်ကျွန်တော် investment ဖြစ်ပါတယ် investment မှာအကြီးဆုံး investment ဖြစ်ပါတယ်ကျွန်တော်စီးစိမ်ဥစ္စာအတွက်ပညာရေးအတွက် investment တွေလည်းအများကြီးလိုပါတယ်ဒါပေမဲ့ကျွန်တော်လွတ်လပ်မှုအတွက် investment ဖြစ်ပါတယ်ဒီလွတ်လပ်မှုအတွက် investment นะဆိုလို့ရှိရင်ဘာနဲ့မှနိုင်လို့မရပါဘူးကျွန်တော်တို့ဒါစင်မေးစအတွက်ကျွန်တော်တို့လွတ်လပ်မှုနဲ့တရားမျှတမှုဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ကဒါတတ်နိုင်တဲ့ဘက်ကပါဝင်ကြပါတယ်တခါကျရင်စဉ်းစားပါကျွန်တော်ဒေါ်လာ50ဒေါ်လာ100ဟာဆိုလို့ရှိရင်ကျွန်တော်ဒေါ်လာ100ဟာဆိုလို့ရှိရင်လူအသက်100ရဲ့လူပေါင်းအယောက်100ရဲ့အသက်ကိုကယ်တင်နိုင်တယ်နော်ကယ်တင်လာတဲ့ဖြစ်ပါတယ်မြန်မာပြည်ရဲ့လူဦးရေကိုကြည့်လို့ရှိရင်ကျွန်တော်million 54ရှိပါတယ်เนาะ million 54မှာကျွန်တော်တို့မလွတ်လပ်သေးတဲ့ဒေတာတွေအများကြီးရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ဒေါ်လာ50ပါဝင်ခြင်းဟာလူအယောက်50ရဲ့အသစ်ကိုကျွန်တော်တို့ကဲတင်တာဖြစ်ပါတယ်လူအယောက်50ရဲ့လွတ်လပ်မှုတရားမျှတမှုကိုကျွန်တော်ကဲတင်တာဖြစ်ပါတယ်အဲ့ဒါကြောင့် celebrate မှာဒီတိုက်ပွဲမှာပါဝင်ပေးကြပါဆုတောင်းခြင်းအဖြစ်တော့၎င်းပေးကမ်းခြင်းအဖြစ်တော့၎င်းကျွန်တော်တို့ပညာအားဖြင့်တော့၎င်းပါလေတတ်နိုင်တဲ့ဖက်ကနေပြမဆက်လက်ပြမပါဝင်ပေးကြပါလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုပါတယ်ကျေးဇူးများတင်ပါတယ်ဖျားရှင်ကနေအရောက်တန်းကောင်းချီးပေးပါစေကျေးဇူးတင်ပါတယ်ခုလိုမျိုးကျမတို့ကိုclosing remark နဲ့ thank you လို့ပြောကြပေးတယ်အခုကိုထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါကျမတို့ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုက်ရဲ့ဒီ live season ကိုတော့အပတ်စဉ်စနေနေ့ညနေတိုင်းပြုလုပ်နေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့ကိုဆက်လက်ပြီးတော့မှလည်းပါဝင်ထောက်ပို့ပေးသွားပြီးတော့မှဒီဂျားထဲမှာလည်းကျမတို့မကြပေါ့နော်ဒီ ticket ရောင်းတဲ့အစီအစဉ်လေးတွေလည်းလာမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့မိဘပြည်သူများအနေနဲ့ကျမတို့ခုနပြောတဲ့ticketတချို့ကြံရှိနေသေးတဲ့အတွက်ကြောင့်မို့လို့ဆက်လက်ပြီးတော့မှကျမတို့နဲ့အတူပါဝင်အားဖြည့်ပေးဖို့ရန်အတွက်လည်းမေတ္တာရက်ခံပါတယ်လို့ပြောကြရင်းနဲ့ဒီကနေ့ပြုလုပ်တဲ့ချင်းမြေပြောက်ပိုင်းနောက်ဆုံးလိုက်အစီအစဉ်ကိုဒီနေရာမှာပဲရနာခွင့်ပြုပါရှင်အရေးတော်ပုံအောင်ရမည်အရေးတော်ပုံအောင်ရမည်အရေးတော်ပုံအောင်နေပြီအောင်ရမည်